လက်ထောက်ကတိကအဖြစ်အမှုထမ်းခဲ့ပူပါတယ်ပထမဆုံးရေးသားသောစာမှာတရက်ထောင်ဖောက်ခဲ့စဉ်ကဟူရဲ့ကိုရစ်ဖြစ်ရဲ့ဆောင်းပါးဖြစ်ပါတယ်1958ခုမေလမှာညဝရီမဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်1963ခုနှစ်မှာဂန်းငေါ်မြိုင်စာတမ်းများတွင်ရသစာတမ်းသုံးပုဒ်ကိုရေးခဲ့ရာဂျိုတကူးနဲ့ဂုံရီမတူရွှေယုံနဲ့ရွှေချောင်းဟူသောစာတမ်းငယ်နှစ်ပုဒ်ကိုအလယ်တန်းအထက်တန်းတို့တွင်ပြဋ္ဌာန်းခဲ့ပူပါတယ်1982ခုနှစ်စာပေသဘောတရားစာပေဝေဖန်ရေးဆောင်းပါးများကိုလည်းရေးခဲ့ပါတယ်တပင်းမဂ္ဂဇင်းမှာကျွန်တော်အကြိုက်ဆုံးဝတ္ထုတို့ကိုရေးသားခြင်းဖြင့်ဝတ္ထုတို့ကိုပရိသတ်စိတ်ဝင်စားအောင်ကြိုးပမ်းခဲ့ပါတယ်1988တွင်စာပေရေးရာဆောင်းပါးများစာအုပ်ကိုထုတ်ဝေခဲ့ပါတယ်ယခု1994တွင်မျိုးဆက်သည့်တိုးတက်ရစ်ဖို့ဝတ္ထုရေးရာဆောင်းပါးရီမန်းချက်နဲ့ပြဿနာထွေတွေစာအုပ်များကိုထုတ်ဝေခဲ့တယ်မမိုးအေးရမတရားဟောပြောဆွေးနွေးပွဲဖြစ်တဲ့အမွေကိုလည်းမကြာမီထုတ်ဝေရန်စီစဉ်နေစေဖြစ်ပါတယ်ယခုဆရာဟောပြောမိခေါင်းစဉ်မှာစာပေတွေကလူငယ်သမိုင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဆရာရှင်စာပေတွေကလူငယ်သမိုင်းခေါင်းစဉ်ဖြင့်ဟောပြောပေးပါရန်စင်မြင့်မော်ကိုကြွအောင်ပန်ကြားပါရှင်ခုလိုတောင်းတောင်းပြပြတိုက်တိုက်မြိုင်မြိုင်စာပေဟောပြောပွဲကြီးဖြစ်လာအောင်နောက်ပြီးတော့လည်းကျွန်တော်တို့ကပြောခဲ့တဲ့သွန်အားနာမကြအကြောင်းကကလေးတွေရဲ့အတွက်အထောက်ပံ့ဖြစ်အောင်ကြိုးစားပန်းစားလုပ်ပြီးတော့ပေးကြတဲ့သာယူပေယူကောင်းလေးတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲလို့ဆိုတော့ဘုခေတ်ကစာပေဟောပြောပွဲကလူငယ်တွေမတက်ကြွမဖြစ်ဘူး။အောက်ဆိုလူကြီးတွေကဘယ်တော့မှမတက်ကြွဘူးကွာ။အချာရောက်တယ်။အဲ့တော့ဒါကြောင့်ကျွန်တော်ရှိကနေပြီးတော့ခဏကဒီကောင်းမှုကုသိုလ်ကြီးတွေအခုလိုလူတဲ့တန်းတဲ့ကောင်းမှုတွေရဲ့အကြောင်းကိုပြောသွားပါပြီ။ဒီနေရာမှာကျွန်တော်တခုလေးတော့ဖြည့်လိုက်ချင်ပါတယ်။ကျွန်တော်တို့စာပေပိတ်မှဆရာဦးအေးမောင်ရေးတယ်ပါ။ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာဘာသာဤတားမြစ်ချက်ကိုရှောင်ကျဉ်တဲ့အတွက်ကြောင့်သာရိတ္တကုသိုလ်ဒါကိုလုပ်ကြတယ်ဒါပေမဲ့ဝါရိတ္တလို့ခေါ်တဲ့အဲ့ဒီကုသိုလ်အားပေးခြင်းမှနေတယ်ဥပမာတဲ့ပါဏာတိပါဒဝေဒမဏိဆိုတော့သူများရဲ့အသက်ကိုတတ်ခြင်းကိုရှောင်တယ်ဒါပေမဲ့လို့သူများရဲ့အသက်ကိုကယ်ဖို့လို့အတွက်ဆေးရုံကိုကြတော့အတူငွေထည့်ဖို့ဝင်လေးကြတယ်နော်အဲ့ဒီလိုပဲသူများရဲ့ပစ္စည်းကိုခိုးယူခြင်းကိုတော့ရှောင်တယ်ဒါပေမဲ့လို့ပြည်သူပိုင်းပစ္စည်းကိုကာကွယ်ဖို့ကြဝင်လေးကြတယ်အဲ့တော့အဲ့ဒီဥစ္စာတွေထိအောင်သွားမှခုလိုပေါ့လေအားနေတဲ့သူအားပေးကူညီတတ်တဲ့သဘောဓာရီကိုလုံးမှပို့ပြီးတော့အောင်မြင်နေပေါ့ဘာသာရေးအရာအင်တာမြင့်မြတ်ကောင်းမွန်တဲ့ဘာသာရေးဖြစ်ပါလိမ့်မယ်လူပဝန်းကျင်ဖြစ်ပါလိမ့်မယ်အဲ့ဒီလိုပြောပါတယ်အခုဒီပွဲကကျွန်တော်တို့သာရိတ္တပွဲမဟုတ်တဲ့ဝါရိတ္တပွဲဖြစ်ပါတယ်ဒါကြောင့်ဒီပွဲဟာအနုမောဒနာပြုရတဲ့ပွဲလို့ပြောချင်ပါတယ်ကျွန်တော်ရှိကပုဂ္ဂိုလ်တွေလည်းပြောသွားတယ်ကျွန်တော်ဒီကြောင့်မပြောတော့ပါဘူးခေါင်းကအားလုံးပြောသွားတဲ့ခေတ်မှာမြတ်သတ်တင်လူကြီးနဲ့လူငယ် generation gap ဆိုတဲ့အကြောင်းတွေပါပြောသွားတော့ကျွန်တော်ကအခုပိုင်းမှာဆိုလို့ရှိရင်လူငယ်တွေကိုအများကြီးကျွန်တော်ဦးစားပေးပြီးတော့ပြောပါတယ်ဟောဆို generation gap ဆိုလိုက်တဲ့ဥစ္စာလူကြီးလူငယ်ကွာမှာကျွန်တော်တို့စီမှာနည်းနည်းနေသူများတိုက်ပြီးကြပိုးတောင်များတယ်ဟောဆိုအဟုန်မြင့်လေပြင်းလေလေဒီတိုးတက်မှုမြန်လေလေဒီ
gap ကကြီးလေပေါ့ကွာဟမှုညံလေပေါ့အရင်တော့ကတော့ဖြစ်ရင်ဟလားဒီတစ်နှစ်နဲ့ဒီတစ်နှစ်လည်းသိမ့်မတူကျွန်တော်စီမှာဥမာဆိုမမြတ်ရင်လေပါဒီမမြတ်ရင်ကျွန်တော်စီလာကကျွန်တော်ကလေးပေါက်တာပါအဲ့ဒီမှာလာပြီးကပြီးသွားလိုက်တဲ့ချင်းဟာအဲ့မမြတ်ကျွန်တော်ဟောပေါ့တဏှာကြီးတဲ့ချစ်ပြဆိုတဲ့ချင်းဟာနောက်နေ့တစ်နှစ်လုံးဒီသချင်းမဲ့ခေတ်စားဘာလို့ဆိုနောက်နေ့တစ်နှစ်ကြီးမှာအငြိမ့်တစ်ခုကရောက်အဲ့ဒီအငြိမ့်အစ်စ်မရောက်မချင်းဒီသချင်းရဲမဲ့ဆိုကြရှိတော့ဒီသချင်းမဲ့ခေတ်စားတယ်ဒီနေ့ကျတော့မဟုတ်ဘူးသချင်းတွေကဒီနေ့ပေါ်လာတယ်ဘာစီတလားရှင်လက်ဖေးဆိုင်မှာပြီးသွားပြီဒါကြောင့်မလို့ကြက်မြတ်အပြင်အသူတော်ကြောက်ရဲ့စက်တန်းဟာတစ်နှစ်ခွဲပဲနော်သူ့သီးစားပြီးသွားတာပဲ၄-၅နှစ်ခံပြီဆိုလို့ရှိရင်အဲ့ဒီသူတော်ဟာတော်တော်လေးဆိုပါမယ်အဲ့လောက်ကြည့်အောင် gap ကကြီးပါတယ်ဒါကြောင့်တိုးတက်လာတဲ့ကဘာကြီးဟာအဟုန်ကြောင့်ပြည့်ရလေနော်အဟုန်ကိုအရင်တော့ကလှဲတိုက်လို့သေးတယ်ဆိုတာမရှိဘူး။ဘာလို့ဆိုလှဲလာဟာအောင်မလှဲလဲဆိုရှောင်းလိုက်ပြီးတာ။ဘယ်ကောင်းပြလှဲတိုက်လို့ဆေးရုံပေါ်ရောက်သွားတယ်မရှိဘူး။အခုကျတော့မော်တော်ကားတိုက်ထားတယ်။နေ့စဉ်ကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင် emergency မှာဆိုခဏခဏရှိတယ်။အဲ့တော့ကျွန်တော်အဟုန်ကသိမ့်များလာ။များလာတော့ generation gap ကလည်းသိကြည်လာတယ်ကျွန်တော်ဒီကြောက်သိမ့်မပြောပါဘူး။ကိုမြတ်တန်းလည်းကျွန်တော်မိတ်ဆွေကိုမြတ်တန်းလည်းပြောသွားလို့ပါ။ဒါပေမဲ့တခုရှိတာကျွန်တော်စီကကလေးတွေကတော်တော်လိမ့်မာတို့စီနဲ့စားလို့။ဘာကြောင့်လဲလို့ဆိုတော့မင်းကငယ်ပါသေးရဲ့ကွာတို့ကငယ်ရကြီးလာတာပါဟာကျွန်တော်တို့ကဒီတိုင်းပဲငြိမ့်နေဒီကလေးတွေတော်တယ်မင်းတို့ကငယ်ပါသေးရဲ့ကွာဆိုကျွန်တော်ကဟုတ်တယ်ကိုလည်းငယ်သေးတာကိုဒီတိုင်းပဲဟုတ်တယ်ပေါ့တို့ကငယ်ရကြီးလာတာပါကွာဟုတ်သားပဲမငယ်ပဲနဲ့ကြီးလို့မှမရဘူးငယ်ရကြီးတာပေါ့ဟုတ်လားကျွဲတောင်မှမွေးရတဲ့ဂျိုးပိုင်ပဲမွေးလို့ရမှာသဘောကတော့နော်အဲ့တော့ငယ်ရကြီးလာတာပါဆိုဟုတ်သားပဲဒါမှမဟုတ်သူတို့စီမှာအဲ့လိုမဟုတ်တော့မင်းတို့ကငယ်ပါသေးတယ်ကွာဟုတ်ပါတယ်ဒါပေမဲ့ဦးလေးတို့ဘယ်တော့မှပြန်မငယ်နိုင်တော့ဆိုတာသိပါကလားဟုတ်တယ်မငယ်နိုင်တော့ဘူးကျွန်တော်တို့ငယ်နိုင်လို့ရလို့ချင်းအောင်သိငယ်လိုက်ချင်တာမှခုနဲ့ပါဇက်တိုက်ချုံလေးလေးကိုမလျှောက်ပြေးနေကြတာပေါ့ငယ်လို့မှမရနောက်ပြီးတော့ဦးလေးတို့ငယ်ရကြည့်လိုက်တော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခင်မျိုးမှငယ်ဘူးလားဟုတ်တယ်ကျွန်တော်တို့ခေတ်တုန်းကကျွန်တော်ဆယ်ရအောင်တယ်နော်ဝါသနာပိုင်မိမတောင်ယူလို့ရတယ်အလုတ်ကချက်ချင်းရောက်လာအခုဥစ္စာကြည့်ပါလားပြောမနေပါဘူးတိုင်းစီတယ်ဟုတ်လားအဲ့ဒါအချိန်ကုန်မှသို့လို့ပါဟုတ်လားအဲ့တော့လူကြီးနဲ့လူငယ်ကွာဟာရတွေရှိတယ်ဘလောက်ပဲကွာဟာရတွေရှိလူငယ်ကတော့လူကြီးကိုနားလဲအောင်ဘယ်တော့မှကြိုးစားမှာမဟုတ်လူကြီးကပဲလူငယ်ကိုနားလဲဖို့ကြိုးစားမှာကျွန်တော်တို့အဲ့ဒါကြောင့်လူကြီးတွေလူငယ်ကိုတက်နေကြနားလဲအောင်နောက်ပြီးတော့လူငယ်တွေလည်းကိုယ့်ဘဝကိုနားလဲအောင်ကျွန်တော်ကြိုးစားပန်းစားပြောပါတယ်ဒီလူကြီးတွေကိုကျွန်တော်အရေးမထားလို့လည်းမဟုတ်ပါဘူးအရေးထားပါတယ်လူကြီးပါလေးစားမှာပါကိုလည်းပဲလူကြီးတွေဒီထဲမှာပါတဲ့လူကြီးတွေလည်းကျွန်တော်လေးစားတာဟုတ်လားသူတို့ဒါမဲ့ကျွန်တော်လူကြီးတွေကိုဘာမှမပြောတဲ့ဥစ္စာကျွန်တော်သိတဲ့ဟာလောက်နဲ့သွားဆရာလုပ်နေလို့လည်းဖြစ်တာမဟုတ်လားအောင်သိန်းတို့သိတဲ့ဥစ္စာအရေးပြားပေါ်အရားပြေကိုသိတာဟုတ်လားဒီကလူကြီးတွေမန်းလေးကလူကြီးတွေအသေးနှလုံးမှာကျွဲပခုံးထောင်သိတာလားဟုတ်လားကျွန်တော်ကသွားပြောနေရွှေဖလားကိုငွေနာကိုရွှေနာမှာပေါ့မကောင်းမလုပ်ကောင်းဘူးပေါ့နော်နောက်ပြီးတော့လူကြီးဆိုတာကအလိမ္မာစာမရှိဆိုတာမှန်တယ်ဒါပေမဲ့အသက်60ရှိလို့မလိမ္မာရင်လည်းဘာသာဖတ်မှမလိမ္မာတော့ပြောနေလို့လည်းအကိုပဲအဲ့တော့ထားလိုက်တော့အဲ့တော့လူငယ်တွေကိုကျွန်တော်တရားရောက်ဦးစားပေးပြောတယ်ဘာကြောင့်လူငယ်တွေကိုပြောလဲဆိုတော့ကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီတို့လက်ထက်ကျွန်တော်ကအားရတော့ကြိုက်မကြိုက်ဒါဒီတိုင်းဖြစ်တာပါနော်ကျွန်တော်ဒီနေ့အုပ်ချုပ်ကြတဲ့လူကြီးတွေပေါ့အခုချက်မှာအုပ်ချုပ်ကြတဲ့လူကြီးတွေပြီးပါအဲ့ဒီလူကြီးတွေပါတော့တခါတော့ကတို့မှတိုံမှအရှိကနေဝန်းထွက်သည်ဗမာပဒုက္ခကိုတော့ရောက်ရမည်မှာမလွဲပါဒါတို့မှအဲ့ဒါတို့မှဗမာပြည်တဝမ်းကုန်စင်တို့အိမ်မှတ်ပါတို့ရာမှတ်ပါအဲ့ဒါတို့ဗမာအဲ့လိုထိုးခဲ့တဲ့လူတွေဟာတိုင်းပြည်ရဲ့ထိပ်ကိုရောက်ခဲ့တာပဲအဲ့ဒီအချင်းကတို့ခေတ်မှန်တယ်မသိနဲ့နော်မောင်ရင်းတို့ခေတ်လည်းပြောလိုက်အောင်လားအရှိကနေဝန်းထွက်သည်ဗမာပမင်းတို့ခေတ်ကိုရောက်ရမည်မှာမလွဲပါယုံသားမှာကြိုက်မကြိုက်ခလေးတွေရဲ့လက်ထုတ်တိုက်ပြထားတယ်ကျွန်တော်အချို့ပွဲတွေမှာလည်းပြောပါတယ်ငကွေးပွဲနားထောင်မှုလို့ရှိရင်အဲ့ဒါတွေ့လိမ့်မယ်ကျွန်တော်အိမ်ရဲ့အကြောင်းကျွန်တော်ဘဝအကြောင်းကျွန်တော်ကလေးတွေရဲ့အကြောင်းဟုတ်လားကျွန်တော်အိမ်မှာကျွန်တော်ကြိုက်တဲ့ရှင်ကျွန်တော်မိမချက်ကျွေးတယ်နောက်ကြကလေးတွေကြည်လာတယ်မဟာကျွန်တော်မကြိုက်ဘူးဘဝမစားချင်ဘူးတရားမစားချင်ဘူးပြောတယ်ငါရဲ့မကြိုက်ပါဘူးဆိုတယ်တော်ကြီးကပိတ်တော်နဲ့ပဲစားတော့မယ်လုပ်တယ်ကိတ်ကွာသူတို့ကြိုက်တဲ့ချက်ဆောင်မှာတို့ကလူကြီးပဲလိုက်စားကြတာပေါ့
ပြောပြကြခလေးကဒီကိုမိဘချစ်လို့လိုလိုက်တယ်ထင်တာတကယ်ကြမိဖို့ကြောင့်အာနာသိန်းရကျွန်တော်ပဲအကုန်လုံးပြန်တွေ့သူတို့လက်တူချီဖြီးလာတာအရင်တော့အဲကားနဲ့မှကျွန်တော်စာဖတ်နေတယ်စာဖတ်နေလို့ကလေးတွေလားဆိုလို့ရှိရင်ကျွန်တော်မိမငေါ့ထုတ်တယ်တော့အပြင်သွားတကယ်တော့ကလေးကခင်းစာဖတ်တာကောင်းဖတ်အောင်ပါဒီပါအောင်ဘဝင်တလုံးနဲ့နေကြတာဒါမှနောက်ကြတော့ကျွန်တော်သမီးအကြီးဆုံးကတက်ကလေးရောက်လာသူ့တငယ်ချင်းတွေလားဟဲ့ဖြူတော့ပါလားပြာတော့ပါလားဝါတော့ပါလားဘာချိုင်းမှတော့ဟုတ်လားဒီလိုဒီလိုဟိုလိုတွေပါဟုတ်လားဒီဘယ်နေပါလဲသူတို့အင်ကြီးတွေလည်းဗန်ဒူလာအင်ကြီးလိုပါလို့ဟာနေပါအဲ့လိုအင်ကြီးတွေနဲ့ဝင်လာတဲ့ဆိုပြီးကျွန်တော်ဘာလို့မှမသိဘူးသူတို့အမေရထွက်ကျွန်တော်မိမထွက်လာဟဲ့သမီးတို့ဘာလားလာဝီထိုင်ဟဲ့သမီးညီတငယ်ချင်းတွေလားဟဲ့သမီးဝင်ထိုင်နေခိုင်းရလားကဲကိုအောင်င်းကတနည်းသွားဖတ်ဖတ်မှာတော့ဒီမှာကျုပ်ကတောက်ကြပြီးကြောင်းသွားတယ်ဒီလားအဲကအာနာသိတယ်ဟုတ်လားအရင်ကဆိုရင်ကျွန်တော်အိမ်မှာလာတယ်အဲ့ဒါလာတယ်ဘူးလားလေဆရာဝန်တွေမရှိလားဒါပဲပေါ့ဖေဖေအဲ့ဒါလာအေးထိုင်မှလို့ပြောဖေဖေအဲ့ဒါလာဒါပဲအဲ့ဒီအရင်တုန်းကကျုပ်အဲ့ဒါပဲလာတယ်အခုနောက်ကြတဲ့ခါကျရှိသားလာပြီဆရာမတော်မောသိမရှိလားဟာရှိတယ်ထိုင်နော်သမီးရေဟောဒီမှာအဲ့ဒါလာကျုပ်ကပြန်ခေါ်ပြရတယ်ရှိသားဒီနေ့တခြားကျုပ်အဲ့ဒါကနဲနေလိုက်လာတယ်ကျုပ်ဘိုးကဟိုထင်းရက်ခွေးရတယ်လို့လုံးမပါလိုက်ဟုတ်လားအဲ့တော့အပြည့်အပြည့်နဲ့အဲ့မှာနောက်ဆုံးပိတ်ကြတော့ပြီးတော့ကြကိုကဘာမှမဟုတ်တော့သတိရတော့ကုန်းနေကုံမသတိရတော့ဥကုံသတိရတယ်အဲ့ဒါပြောကုံမသတိရလို့အဲ့တော့နောက်14 5နှစ်ဆိုလို့ချင်းရုပ်ရဲတယ်လာမှာမဟုတ်တော့အဲ3လလောက်ကြာမှလာပါလိမ့်မယ်ဟေးဘုအောင်တဲမရှိဘူးလားကွာဆိုလာမယ်တုံလုံးနဲ့မြန်တန်းတိကြီးပေါက်လာလိမ့်မယ်မြန်တန်းတိကြီးပေါ့မောင်ရင်လေသွားတော့မရှိဘူးဘီယာတောင်ထောင်းတောင်နေရမလားမသိဘူးပြောချင်တာကကြိုက်မကြိုက်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီမလိမ်မိုးမလိမ်မှာကလေးတွေလက်ထက်သူတို့ကကြည်လာတော့မလိမ်မိုးမလိမ်မှာကလေးတွေကြည်လာတော့မလိမ်မိုးမလိမ်မှာလူကြီးပဲဖြစ်မှာပေါ့ပညာမတတ်တဲ့လူငယ်တွေကြည်လာတော့ပညာမတတ်တဲ့လူကြီးပဲဖြစ်မှာပေါ့အာအရေးရောက်တော့မှာအဲ့တော့ကျွန်တော်ကအဲ့ဒါကြောင့်ကျွန်တော်ဘောပညာမတတ်တဲ့လူငယ်တွေလက်ထက်ကိုရောက်မှသိကြောက်တယ်တိုင်းပြည်လည်းပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထက်ရောက်မှသိကိုကြောက်တယ်အဲ့တော့လူငယ်တွေကိုလည်းချစ်တယ်ကိုယ့်ဘဝကိုကြသနာတယ်ဒါကြောင့်ကျွန်တော်တရားတွေပြောနေတာဩဒီကောင်တွေမကောင်းရင်တော့ပြန်ငါတော့ပြန်ငါဘဝတော့ဂမှုရှုလို့နဲ့နေဝင်ရတော့မှာပဲဘဝနေဝင်ရောက်မှတောင်ပြေးမောက်ပြေးလေကျုပ်ကမပြေးချင်တော့အဲ့တော့ပြေးရတာလည်းများလာတစ်သက်လုံးကလည်းဟုတ်လားစိတ်ကတော်တော်ညစ်နေပြီကျွန်တော်ကအဲ့ဒါကြောင့်လူငယ်တွေကိုလိမ်မာသိချင်လို့မမိုက်သိချင်လို့အမိုက်တော့ပဲဆိုတော့ဟိုဥပေါ်ဘူးပြောလို့ပဲဗျာဥပေါ်ဘူးနဲ့ဘိုးတော်ဖျားဆိုလူမိုက်ဆိုမကောင်းတဲ့ကြောင့်ဘာကြောင့်ပြောတဲ့ခါကျဟဲ့ကောင်ပေါ့မင်းဒီလောက်တောင်ကြောက်တယ်ပြောတာလူမိုက်နဲ့ငါဘယ်လိုကြောက်ဟာကျွန်တော်မျိုးလူမိုက်ကြောက်တယ်ဟင်ငါမင်းကိုအခုချက်ချက်သတ်ပြနေတယ်နားလဲဟာကိုတော့တတ်တာစဉ်းစားအောင်ပါဟိုကောင်ကစဉ်းစားရတယ်မဟုတ်ဆိုတော့အဲ့တော့ကျွန်တော်ပြောတာလူမိုက်ကိုကျွန်တော်ကသိကြောက်တယ်အဲ့ဒါကြောင့်မို့လို့လူငယ်တွေမိုက်သွားမှာဆိုလို့ကျွန်တော်ကပြောရတာအဲ့တော့ပြောတဲ့ထဲမှာမှကျွန်တော်အခုအတွေ့အကြုံလေးတွေပါထည့်ပြီးတော့ပြောပါမယ်သမိုင်းကြောင်းလေးတွေလည်းကျွန်တော်ပြောမယ်အခုကျွန်တော်စာပေနဲ့သမိုင်းနဲ့မှတွေ့ခဲ့တဲ့လူငယ်ဒီအကြောင်းကိုကျွန်တော်ပြောမှာအဲ့တော့လူငယ်တွေအဲ့ဒီကနေသင်္ကန်းစာယူရပေါ့နော်လောကမှာတဲ့လူလိမ္မာတို့မြည်စီမှာတပါးသူရဲ့အမှားသင်္ကန်းစာကိုယူရတယ်လူမိုက်တို့မြည်စီမှာကိုယ်တိုင်မှားမှသင်္ကန်းစာရတယ်ပုံရိပ်မိုက်မဲသောသူတို့ကကိုယ်တိုင်မှားပါလျက်နေမယ်သင်္ကန်းစာမြူတတ်ကြဖို့တဲ့မှားတယ်ဆိုတဲ့ဥစ္စာမှားတာပါပဲမှားတာတော့ရှိသမျှပေါ့လူတိုင်းမှားတတ်ကြလို့လေခဲတံနေမှာခဲပြက်တတ်တာဟုတ်လားဒါတော့ပြောကြမှာပေါ့ဒါမှတချို့အမားတွေကခဲပြက်နဲ့ဖြတ်လို့မရဘူးနော်ဟုတ်လားတရုတ်ကြီးပြောလို့ပဲ तू ကတော့မှားတယ်မှားသွား तू ကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလား तू ကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားမှားတာတော့ sorry ဆိုပြီးသွားတော့ဒါမှထီးကျိုးသွားဟုတ်လားအဲ့ဒီလိုဖြစ်မှာဆိုလို့ကျွန်တော်ထီးကျိုးတော့တီးပေါက်သွားတယ်ကောင်းပြီကိုလူငယ်တွေပြောနေတာကျွန်တော်ကိုတိုင်းကညံနဲ့ပြောရမှာကျွန်တော်ဆရာကြီးပါဥပိမောင်တင်သူ့စကားလေးကိုကျွန်တော်ခုခိုက်ပြီးအများနဲ့သူ့စကားလေးနဲ့စပြီးပြောလို့ရှိပါတယ်အဲ့ဒါမောင်တင်အတူချုပ်ပြီးကျွန်တော်ပြောသွားမှာနော်မောင်တင်မင်းကြောင်းဆရာဖြစ်လာတယ်ဗမာစကားမှာဖျက်တဲ့တပည့်လက်တောင်းတယ်တော်တော်ကောင်းတဲ့စကားမင်းကြောင်းဆရာဖြစ်လာတယ်မင်းတပည့်တွေကိုမင်းနဲ့တော်အောင်တင်တော့
မင်းအရွယ်ရောက်လာလို့ရှိရင်မင်းနဲ့တော်စေရမယ်ဆိုစိတ်ကူးနဲ့ပြင်တယ်အဲ့ဒီလိုကြိုးစားလို့တပည့်ကကိုယ့်ရဲ့တော်လာမှအောင်မြင်ပေါက်ရောက်သောဆရာလေးခေါ်တယ်နော်အဲ့ဒီလိုတပည့်ကဆရာတဲ့တော့နောက်တပည့်ကသူ့ဆရာတဲ့တော့စင်ကဲတော်သွားမှ human process လို့ခေါ်တဲ့လူလောကကြီးကမြင့်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့တပည့်ကနေနောက်တပည့်ကျညံဟိုတစ်ကောက်ကျပိုးညံမင်းအဝစီရောက်ဖို့ရှိတော့တာပေါ့ရှင်းလားတော်တော်ကောင်းတဲ့စကားနော်ကျွန်တော်တို့ကတပည့်ဆိုတာဆရာတဲ့တော်ခြင်းလဲတော်မှာပေါ့ဆိုရစ်ပြီးတွေးတဲ့ကောင်းကြီးကိုကအတဲ့တွေးကြတာအင်္ဂလိပ်လို literal thinking လို့ခေါ်တယ်သိကြောက်ဖို့ကောင်းတဲ့တွေးကြီးမျိုးတော်ရမယ်လို့ပြောတာအဲ့ဒီ literal thinking နဲ့ပတ်သက်လို့ကျွန်တော်စကားရှိမှပုံလေးပဲသိစိတ်ဝင်စားကြကောင်းတဲ့ပုံလေးပဲရှိပါတယ်ကျွန်တော်ဒီနေ့နည်းနည်းမှတ်ပြီးချမ်းပြကြတယ်ဒီနေ့ပြောချင်တာဒီပါအဲ့ဒီကနေဆင်ပွားပြီးလိုက်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်လာလဲအရင်တော့ကဆိုလို့ရှိရင်ကျွန်တော်မှတပည့်ပန်းကလည်းအင်မတန်များပါတယ်ကျွန်တော်အသက်ကလည်းရလာတယ်ဒီမျိုးစစ်တက်ကတူကစပြီးတော့ပါတယ်ကျွန်တော်ရန်ကုန်တက်ကတူနောက်ပြီးတော့မော်လမြိုင်ကောလိပ်စသည်အပြင်ကျောင်းနေပါတယ်မှာဒေါ်မြရောက်ခဲ့တယ်တပည့်တပန်းလည်းပေါ်ပါကြောလို့ရှိရင်ကျွန်တော်အရင်တော့ကဘယ်လိုစုပေးတယ်လဲဆိုအိစီတန်ပါတီနန်တွန်းချမ်းခိပ်ပံမေးပါသမိတ်သူအလိုရှိတိုင်းတောင်းတာလည်းပြေလို့မှာပေါ့လူကြီးတွေကလည်းကိုအဲ့လိုစုတော့ကိုလည်းအဲ့လိုပေးလိုက်တော့နောက်ကြတော့ကျွန်တော်ရင်နဲ့တမျိုးဖြစ်လာတယ်အဲ့ဒါအခုဆိုရင်ကျွန်တော်စုပေးတဲ့အခါမပေးလိမ့်မယ်သာဓုအခုလိုကြောရတဲ့အတွက်ကြောင့်ကိုမိကိုဖားတဲ့နောက်တစ်ဆင့်မြင့်ဘဝကိုတည်ဆောက်နိုင်ပါသည်တည်းကိုသားကိုသမီးကိုတဲ့နောက်တစ်ဆင့်မြောင်မြင့်တင်ပေးနေတဲ့ပခုံးစွမ်းအားရှိတော့ယောက်ျားကောင်းမိန်းမများဖြစ်ပါသေးကုန်တည်းလို့ကျွန်တော်အများကြီးစုပေးလိမ့်မဟုတ်ဘူးလားဒီထဲမှာကောင်းလေးကောင်းပါလိမ့်ပါမင်းတို့ရဲ့လုပ်ငန်းနှစ်ခုတည်းတစ်ကိုမိကိုဖားတဲ့တစ်ဆင့်မြောင်လို့ပါနှစ်ကိုသားကိုသမီးကိုကိုတဲ့တစ်ဆင့်မြောင်ပြင့်တင်ပေးနိုင်တဲ့မိကောင်းဖခင်ဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးသဘောထားပါအဲ့ဒီထားမှာအမျိုးချင်းပါအဲ့ဒီလိုမဟုတ်ဘဲနဲ့ဟုတ်လားကိုဖေရတိုက်နေကိုလက်ထက်ကြတဲနေသားသမီးကြပလက်ဖောင်းပေါ်ရောက်သွားရောပေါ့အဲ့ဒီကောင်သားသမီးကြဘာသွားလို့လဲရှေ့မှာခွက်တလုံးချပြီးတော့သီတိဓမ္မသံဃမဟာယာနဆိုနောက်ကျောရဲလိုက်ရေဘတ်ရဲလိုက်နေဟုတ်လားအဲ့ဒီတော့အဲ့ဒီသားမျိုးအမျိုးရုပ်သားကိုအမျိုးကိုရုပ်သွားသည်တော့သားမရှိဘူးမထင်နဲ့ကိုတွေ့တကူပြောလွန်ခဲ့တဲ့10နှစ်ကျော်တော့ပါကျွန်တော်အင်္ဂလန်မှာရှိတဲ့ကျွန်တော်မိတ်ဆွေမျိုးသမီးတယောက်ရှိပါတယ်ဒေါက်ခင်ချောဆိုတာကြားဥပါလိမ့်မယ် Mrs. Anna Ellis ကျွန်တော်နဲ့တော်ခင်တော့ကောင်လေးတယောက်ကိုကျွန်တော်စာရေးပြီးတော့ပြေးလိုက်တယ်သူအောင်တယ်ဗောသူ့ကိုကူညီလိုက်ပါဗောဒီကောင်လေးကအသက်က25လောက်ရှိပါလိမ့်မယ်ဒါပေမဲ့အရက်ကတော့ကျွန်တော်လည်းကောင်းလို့တော့မပြောဒီကောင်နဲ့စကားပြောရင်မော့ပြောရတယ်လေဘေးညောင်းပြောရတယ်ကောင်ကအဲ့တော့သူကဘာလဲဆိုဗမာဘာသာစကားကိုလေ့လာတဲ့အခါမှာဘုန်းကြီးစကားရှင်မြင်းစကားနတ်စကားပေါ့စပယ်ကျေစကားတွေဥမာရိုးကျွန်တော်စကားနဲ့မတူဘုန်းကြီးဆိုရင်ဘုန်းပေးတယ်ပေါ့ဒါကျင်းတယ်ပေါ့ရှင်မြင်းဆိုလို့ရှိရင်စက်တော့ခေါ်တယ်သားတော့ခေါ်တယ်ဒီကိုသုံးတာအဲ့ဒီဥစ္စာတွေကလေ့လာတော့ကျွန်တော်လည်းကူညီပေးပါတယ်ဒါနဲ့ပြီးတော့ဒီနေ့ကျတော့သူကဘာပြောလဲဆိုတော့ဒီကောင်ကဆရာကြီးတဲ့သူကဆရာကြီးလို့ခေါ်ဆရာကြီးတဲ့သူပေါ့လေဗမာတွေသိတဲ့အခါမှာနောက်ဆုံးဘယ်လိုကြိုလဲအဲ့ဒီထုံတန်းစင်လာကိုသိကျင်နေဆိုကိုင်းကွာလိုက်ကွာဆိုကျွန်တော်လည်းကျန်တော်တင်ငယ်ကုန်းခေါ်ပါအဲ့ဒါသိတာတင်ငယ်ကုန်းကအရှင်းဆုံးပဲလေအဲ့ဒါတင်ငယ်ကုန်းဒီကြိုတဲ့ဟာတွေပြမယ်ဆိုတော့ခေါ်ပါခေါ်တော့ကျွန်တော်ကျန်တော်တင်ငယ်ကုန်းကအခုဒီဘက်ရောက်မှတော်တော်ရှင်းသွားတယ်အဲ့အရင်တုန်းကတော့ကျန်တော်တင်ငယ်ကဂူလေးရောမာတယ်ကလူတွေလည်းပုံမှန်ဘိုးလေးနဲ့ဒီကဖြာဆုံးတယ်ခုနခလေးတွေကမင်းရောထားလို့အနံ့သက်ကစားမကောင်းရှုပ်ရှက်ခတ်နေတဲ့နေရာကြီးပေါ့လေနောက်တော့ရှေ့မျက်နှာစာတန်းမှာဆိုရင်လည်းအဲ့လိုပါရှုပ်ရှက်ခတ်တာတခါလဲဒီအတုပခေါင်းတွေငှားတာတွေပဲလေပေါ့လေဒီစုပေါင်းတော့ဘာလို့ဆက်ခေါင်းရောင်းခေါင်းဝယ်ငှားတာအတုပရင်ငှားတာတွေရင်မျိုးမျိုးပေါ့ဗျာဒီခေါင်းတွေပါတွေဆိုလို့ရှိရင်လည်းတခါလဲသိချာဘေးအမျိုးမျိုးနဲ့တခါလဲရောင်စုံတွေပါတွေဖဲပြားတွေပါတွေတက်ပြီးတော့ဒီမြင်တဲ့လူသေခြင်းစိတ်ပေါက်လာတော့သူတို့လည်းအမျိုးမျိုးဆွဲဆောင်ရတာပေါ့တခါအဲ့လိုလှုပ်ထားတာအဲ့ဒီအရာတွေရောင်းတဲ့ထဲမှာကျွန်တော်ကရှောက်ပြီးသွားရင်ကလည်းဘယ်ဆိုင်ဝဲရမလဲဆိုအောင်းပြီးတော့အဲ့ဒီထဲမှာမိမတယောက်ကအသားညူ35 40လောက်ရှိတယ်လုံးကြီးပေါက်လာဒီလက်ကောက်တွေကလည်းဒီကဝစ်ထားတယ်ဝင်းတယ်အဲ့ဒါကျွန်တော်ကြိုက်တာပါဆိုဟိုကောင်လေးခေါ်ဝင်သွားတော့ဟိုမိမကလည်းပဲကျွန်တော်တို့ဝင်လာတော့ဟိုကောင်တယောက်ကလည်းမျက်နှာဖြူပေါ့အရိုက်ချီကြီးနဲ့ခန့်ခဲ့ကျွန်တော်လည်းဆိုတယောက်သားဒါအတုပကိစ္စဒါမဟုတ်ဘူးဆိုသူရေးပြီးတော့သူကလည်းဗတ်တက်ထပြီးတော့ဘာပြောမှမလို့ပြောတယ်သူတို့ကလည်းသူဘာပြောလဲမှမသိဘူးတော့ကြောက်အောင်ချင်းနောက်ကြကဲတော့ထိုင်သွားလို့ဆိုတယ်ကျွန်တော်ကသူ့အတုပတဲ့ယူတဲ့ထုံတန်းစင်လာဒီမိမကိုမေးသူပြောတဲ့ဆိုတာပြန်ပြောကျွန်တော်ကိုယ်တိုင်ကလည်းဒီဝန်သားနုဥပြန်ရေးတဲ့သာဝတိတွေဘာတွေဖတ်ဖို့တော့ကျွန်တော်လည်းအဲ့ဒါပြောပါပြောနေခါနေဘယ်လိုဖြစ်တယ်ဆိုကျုံမုံကကျ
ကျွန်တော်ကစီးကရက်လေးတော့တာဒီကအဲ့ထဲမှာအဲ့တော့ဒူရအစိမ်းစီးကရက်ဘူးလေရှိကျွန်တော်တောက်မယ်လို့ဆိုတော့ထုတ်လိုက်တဲ့ခါကျစီးကရဘူးကွန်ရှိတော့ပုံမိမ့်ပါလေဗျာဒူရကိုတလိပိတလိချတောက်ပါလို့တော့ခေါ်မပြောဘူးကျုပ်ကလည်းကရမ်းကချင်လာပြီတောက်ချင်လာပြီသူကလည်းမတည်ဘူးပြီးတော့ရင်နှင်းညမြတစ်ခွက်ပြီးတစ်ခွက်ငှဲ့ပြီးတွဲနေတာကျုပ်တို့တောက်ပါတော့ခေါ်မပြောဘူးနောက်မှကျွန်တော်လည်းမနေနဲ့တော့ကိုင်းဗျာလို့ခင်ဗျာဒီခမကြီးဆယ်လီတောက်တာကျုပ်လည်းကရမ်းကချင်လာပြီးသားမှာဗျာလို့ဆယ်လီသေးတော့ဟာရပါတယ်ကိုကြီးနောက်မှအမှန်ကတော့သူတို့တဲကြီးတဲ့ဟာမျိုးလူတိုင်းစားကြမှာစားတာဒါကြောင့်သူကမပေးတာပါအဲ့ဒါကျွန်တော်လည်းစီးခဲ့တော့ရင်းနှီးလေးလူပြလို့လက်ဖိတ်ချမ်းဝဲကြောက်လေးကလည်းထပ်ခပ်ပြထပ်ဖြည့်ပြီးကျွန်တော်လည်းရင်းနှီးငှက်တော့ကိုကောင်းလည်းတောက်ပါကိုကောင်းလည်းချဒီလိုအဲ့ဒီတောင်းရင်ကနေကျွန်တော်ဗာမေးလိုက်တော့ဒီမဲ့ခမရကိုကျွန်တော်တခုမေးချင်တယ်သိမဆိုးနဲ့တော့မဆိုးအောင်မေးပါဘူးကြီးခမရဒီအလုံကခမရမျိုးလားတော့ဟာမဟုတ်ဘူးတဲ့ဒါကျမစီးပွားရေးတယ်ကျမခရမ်းလာတယ်ကျမမျိုးမဟုတ်ဒီကျောင်းရောက်နေတဲ့ဟာကြီးအကုန်လုံးဘယ်သူမှမျိုးမဟုတ်ဒါစီးပွားရေးပဲဟာဟုတ်လားဒါပေမဲ့ဟိုတင်းကျန်းကုန်းနဲ့နေတာတွေတော့သူတို့နေစရာမရှိလို့လာနေတာဘာမျိုးနဲ့မဟုတ်ဘယ်ရလာမှလည်းဒီလိုပဲနေကြတယ်ဘာမှမဟုတ်ဘူးလားဟုတ်တာဒါပေမဲ့မျိုးရလေမသိဘူးဘယ်ရောက်ကုန်လို့လဲဒီကလူတွေတော့တယောက်မှမရှိတော့တာအမှန်ပဲတဲ့ဟုတ်လားမသိဘူးလို့ကျုပ်ကဒီတဲ့ဥစ္စာသူတို့ဆင်းရဲဒီလိုနေရတယ်သူတို့အဲ့မျိုးမှကျုပ်ကအောက်မိနေတာတော့မိမပါပြောတယ်အဲ့တော့ကျန်တော့ကဇရိတ်ကတိတ်ပြက်တယ်ဗျာခမရဘေးမျိုးကနေစပြောကြိုက်တာအကုန်ရတယ်မကောင်းဘူးခမရအကုန်ရှိတယ်ညနေခမရ9 နာရီ 6 နာရီလောက်နဲ့အဲ့မြဖြတ်မသွားနဲ့ခမရရိုက်လူတာအောင်ပြီးတော့နာရီလို့ပါပါပါတယ်တွဲခါပြီးတော့အောင်ကျွန်တော်တခါ6 နာရီလောက်အဲ့ရဖြတ်ပြီးတော့ငငယ်ချင်းတယောက်ဝေလူဝင်တိုက်တမ်းမှနေလို့ပြန်တဲ့ဥစ္စာဟိုကောင်ကဟာကောင်းတယ်ခမရကျောင်းကတန်းပြလာကျွန်တော်အိတ်ကလေးကပါလာဟုတ်တယ်လေကျောင်းကဟာဘယ်ရလာတယ်ခင်ဗျာမသိဘူးလို့ဟိုရဖြတ်လာဟာထိတ်ရကြမလို့စမနဲ့ကောင်လေးဟာကံကောင်းလို့ဘာမှမဖြစ်တာခင်ဗျာရိုက်လူတာနေစဉ်လူရှိတယ်တော့တဲ့ခင်ဗျာကံကောင်းလို့လွတ်လာတာလက်ကနိုင်လေးစွတ်ပါသွားတာအရေးမကြီးခင်ဗျာသိရုံရောက်တော့ဘယ်နဲ့လုံးလဲထိတ်ရကြပြောတာအဲ့လောက်ဆိုးတဲ့နေရာအဲ့ဒီမှာကျွန်တော်နဲ့သူနဲ့စကားပြောတာနေ့လေနိုင်ပဲတစ်ချက်လောက်ပေါ့အဲ့ဒါပြောရင်ကလေဘာပြောလဲဆိုဒီထဲမှာမျိုးမရှိတော့ဘာညာစကားဆက်ပဲဆိုအကိုကြီးစိတ်ဝင်စားလို့ရှိရင်လည်းည9 နာရီပဲ10 နာရီလောက်လာခဲ့ပါလားအော်မတောင်းသူကတင်းချိုင်းကုန်းဖန့်ချိန်တယ်6 နာရီလောက်တော့မသွားဘူးမဟုတ်ဆိုသူက9 နာရီပဲ10 နာရီဖန့်ချိန်တယ်ကျုပ်ကဘာမလာဘူးမဟုတ်ပြလေခင်ဗျာဘယ်နဲ့ကျုပ်အဲ့ဒါကြီးလာရင်မဟုတ်လို့ခင်ဗျာမဟုတ်ပါဘူးကိုကြီးကိုပြကျင်တယ်ကျုပ်ကအောင်မယ်သူကပြကျင်တာလာသေးတယ်သူကလည်းဟုတ်လား9 နာရီပဲ10 နာရီမှာပြကျင်တယ်ရှိတော့ကဲနေသားမောင်ပြောစမ်းပါဦးခင်ဗျာถ้าဘာပြကျင်တာပြောစမ်းပါဗျာကျုပ်ကလာမကြည့်နိုင်လို့ပြောတာတော့မဟုတ်ဘူးလေကျမကောင်းပြီဆိုတဲ့ကာကြီးကားငင်နဲ့စားစရာတောက်စရာတွေလာပို့လိုက်ကျမပြကျင်တယ်ဟာကျွန်တော်စိတ်ဝင်စားနေစမ်းပါဦးမေးလိုက်တဲ့အခါကျမှဘယ်လိုဖြစ်လာဆိုရန်ကုန်မြို့ပေါ်မှာရှိတကယ်ကိုအထက်တန်းဆန်းတော့ high society ဟာတယ်နော်ဖြစ်ကျင်တိုင်းဖြစ်ပေးဖေးတွေပါတွေထုတ်ဒီဘိန်းတွေပါတွေချအကုန်လုံးလူရင်းကနေဒီကောင်းတဲ့ဒါလက်တော့ရမယ်ဆိုလို့ရှိရင်ဘာမှရှောင်တော့တာမဟုတ်ဘူးဘယ်ညာခေါ်လိုက်အဲ့ဒီနေရာမှာလုတ်ကြတာလုတ်တော့ဒါပထမအရေးမကြီးအိမ်ကဟိုကပြောက်တရားပြောလို့မရဆိုလို့မရအဲ့လိုဖြင်းကနေနောက်ဆုံးပိတ်ကြတော့ဘာဖြစ်လာလဲဆိုဒီကောင်ကကိုရီရုံးကဆွဲလာတာလက်ပရိုစီပေါ့ဖြစ်လာတဲ့အခါကျတော့အိမ်မှာဒုက္ခရောက်ဒီကောင်ကိုအိမ်ရှိမထွက်နဲ့နောက်ပြီးမှထားသူ့ကိုပကံတိကြထားသူကလည်းအိမ်ရှိမထွက်ဘူးသူ့ကိုအဲ့ဒါတွေလာတော့မေးရင်လည်းပဲပိုသွားသလိုယူသွားလို့လုပ်ထားရအဲ့လိုဖြစ်တော့ဒါကအမရဲ့သားလေးတူလေးပါလားဆိုသူလည်းမနှမ်းဝင်ဘူးဟိုကလည်းဘယ်အနမ်းခံနိုင်လဲဘယ်လောက်ပဲချစ်နေကြတယ်အဲ့တော့မှမအေးကသားရဲ့ဖေးကူပါဆိုတော့ကုမယ်ဒါပေမဲ့လို့သူကထောက်ကြမှာမကူချင်ဖြစ်ဘယ်သွားမလဲတောင်ဝိုင်းမော်လမြိုင်သွားပို့လိုက်တဲ့ခါကျဒီကနေစားစရာတောက်စားအကုန်ပို့ပေးတယ်ဒါမှဟိုကလည်းပဲဒီယောဂမျိုးစားအကျဉ်းတောင်လေးခက်ဆန်ဆန်လေးထက်တာဒီထဲမှာနေရတာပြင်ထွက်ရတာသူတို့ဒီထဲမှာဆေးတော်တွေပြည့်အစားစားကောင်းကောင်းကျွေးတယ်အိမ်ကပို့ပေးတယ်ဒါမှဆေးကိုအချိန်မှစားရတယ်မစားမနေရဆရာဝန်ကကြစ်ကြက်ပြီးတိုက်တယ်နေစဉ်တိုးတက်မှုကိုကြည့်တယ်ဒီလိုလုပ်ရတာဟိုကတစ်သက်လုံးလွတ်ချင်တိုင်းလွတ်လာတဲ့ကောင်ကအဲ့ဒီမှာနေရတဲ့ဥစ္စာလုံးဝမပျော်ပိုက်တော့ဆေးလည်းမချပါနဲ့မချအဲ့လိုဖြစ်တော့နောက်ဆုံးမိကြရတာအဲ့ဒီမှာတောင်ဝိုင်းကနေခမရတို့သားရက်ပြောက်တော့ထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီဆိုတော့ဘယ်ရောက်ပါလိမ့်မယ်ဆိုတော့ပသိမ်ကိုလှမ်းတန်ရွဲ့မာလေးလှမ်းမေးဟုတ်လားလှမ်းမေးပြီးမော်လမြိုင်လှမ်းမေးနောက်ရင်နှံချောင်းမေးမရှိတော့တန်းနေမှာကျိုးစားပြီးလိုက်တော့ကြံတော့ပြန်ရောက်ကဲသူ့ကိုယ်သူလွှင့်ပြလိုက်သူ့ဘဝကိုသူလွှင့်ပြလိုက်နောက်ဆုံးမိကြသူဘသူသားဘယ်ဝသားဆိုမပြောတော့အဲ့ထက်မှာပဲပျော်ကြီးနေသွားတယ်ဒီတိုင်းဒီယောဂနဲ့နေသွားတယ်သူ့ကိုကျန်တဲ့ယောဂရှင်တွေလည်းကူးမှကြောက်ကြမလို့အတူတူဟုတ်လားအကုန်လုံးပဲဟိုအတူတူနဲ့အတူတူဆိုတာလိုပဲဟုတ်လားအဲ့ဒါလိုပဲမိမတယောက်ကအဲ့လိုပဲနှာကျိုးတော့မြင်မဲလားဆိုတော့ဟောတော့မိမတယောက်ကနာအောင်လို့
အဲ့တော့နေငါကြောင်လာလားဆိုငါကြောင်လာမှုနေကွာဘာညာလဲဆိုနောက်ဆုံးပိတ်တကြီးစီရောက်တော့ကြီးရဲ့ကြည့်တာကဲနေလဲနာကြောနေလဲနာကြောအားဆုံးအတူတူပြန်ကြအောင်အဲ့လိုပဲနော်ဟိုမှာအတူတူကြီးပဲဆိုတော့ဘာမှပြောကြမလို့တော့အဲ့ဒီလိုနေလာနောက်ဆုံးပိတ်ကြတော့မိဘမတတ်နိုင်ဘူးသားသမီးညကြပြီဆိုအဲ့လိုသွားတော့ဟုတ်စားမသေးခင်တော့စားပြီးတော့တနာလို့တို့တော့အိမ်မှာတော့မထားနိုင်တော့ဂိုင်းကိုရင်တို့ဒီမှာစဉ်းစားဖို့အဲ့ဒီကောင်ကကျန်တော်သင်္ချိုင်းကုန်းနဲ့ဖေးတက်ကတူတစ်နေကြိုက်တယ်အဲ့ဒီဖေးတက်ကကောင်မလေးနဲ့ရမှာဒီကောင်နဲ့ဘယ်နဲ့လို့ရဂိုင်းဘယ်သူနဲ့ရမလို့အဲ့ဂူထဲမှာရှိနေအဲ့မိန်းမတွေနဲ့ပဲရမှာဗောသင်္ချိုင်းကုန်းအကျိုးကြတဲ့မိန်းမတွေရမှာရလို့မွေးလာတဲ့ကလေးကတော့အဲ့ဒီနားမှာကတ်နေ TTC ကိုပို့နိုင်တာကြောင်းထားနိုင်တာအဲ့ဒီဂူထဲပဲကြောက်ကြည့်ပြီးကြည့်ပြရမှာကတ်ဒီမျိုးရိုးတစ်ခုလုံးဘာဖြစ်သွားလဲသွားပြီဒါကြောင့်အမျိုးရုပ်သားစားမောင်ရင်တော့မဖြစ်ဘူးလို့မထင်နဲ့ဖြစ်သွားနိုင်တယ်လူတွေကသူများထီပေါက်လို့ရှိရင်ငါပေါက်နိုင်လေလို့ထင်တယ်ဒါကြောင့်ထီစွတ်ထိုးနေကြတာဒါမဲ့သူများကတ်တိုက်ရင်ငါအတိုက်ခိုင်နိုင်တယ်လို့ဘယ်တော့မှမတွေးဘူးကောင်းတာကိုသာကိုယ့်ဘက်ကိုယူတွေးတာမကောင်းတာကြကိုမပါဘူးလို့တွေးတာဟုတ်လားခုနကပြောလို့ဆေးဆွဲပြီးတော့အပေါင်းဖော်မှားလို့ဆေးဆွဲပြီးတော့ကြံတော့ရောက်သွားနိုင်တဲ့အမျိုးရုပ်သားဖြစ်သွားနိုင်တယ်လို့ဘယ်တော့မှမတွေ့ဘူးမဖြစ်ဘူးမထင်နဲ့တော့အပေါင်းသင်းမှားလို့ရှိရင်တော့ဒီလောက်ဟာမပြောနဲ့တဘဝတာမပြောနဲ့အဝစီတောင်အလယ်လိုက်တာရှိဒီဝရနဲ့သွားပေါင်းပြီးလို့အဇတတဟာအလယ်လိုက်သွားတာမဟုတ်လားအဲ့ဒီဘဝမှာသောတပန်ခိုက်ရမယ်ပုဂ္ဂိုလ်ကိုရင်တို့မောင်ရင်တို့ကျွတ်လို့ပါချီပါချက်ထင်မနေနဲ့ရအဲ့ဒီတော့ပါရမီအရင်အမကြီးတောင်မှကြွားသွားတယ်အဝစီငုတ်ကြီးပေါ်ကြီးဟိုမှာသူဒါတောင်မှတော့သူပြန်ထွက်လာလို့ချင်းပြည့်စေကဗုဒ္ဓဖြစ်မှာဘုကီလုံပြီးသားနိဗ္ဗာန်ကိုအပကလတ်ဆက်သွားမှာဟုတ်လားအဲ့တော့အစာတတ်လို့လူတို့တောင်မှအဲ့လိုဖြစ်နေသေးလို့ချင်းမောင်ရင်တို့မဖြစ်နိုင်ဘူးလားအဲကြောင့်ကြက်ကြက်သတိထားလို့ဆိုတာငါသည်အမျိုးယုတ်သားမဖြစ်စေရဘူးငါသည်အမျိုးသမီးမဖြစ်စေရဘူးဆိုတာအများတော်ပေါက်ပါကောင်းပြီဒီပါတယ်သင်မြင်မှာအမျိုးသားမဖြစ်စေရဘူးအဲ့ဒီလိုဖြစ်တဲ့အချိန်မှာဒီကနေ့လူငယ်တွေကဘာဖြစ်လာလဲဆိုတော့ဒီနေ့ပြဿနာကြီးလူငယ်တွေရဲ့ပြဿနာကျွန်တော်စီခဏခဏမေးတယ်ပညာကြားမှာလားပိုက်ဆံကြားမှာလားပိုက်ဆံရှိတဲ့ကောင်တွေကရှေ့ရရောက်တယ်ပညာတတ်တဲ့ကောင်တွေကနောက်ကအကုန်လုံးပညာတတ်တဲ့ကောင်တွေကဘွဲရတယ်ဘွဲရတော့ဘာဖြစ်လို့ဘာမှမဖြစ်ဘူးဟိုဥဝိမလာတို့ဥသတိလာဆိုဘွဲရမှာနည်းနည်းဆုံးလေးပါလေစားလို့ဟုတ်လားအဲ့တော့ဒီဘွဲရဘာလို့မှပြုတ်စားလို့လည်းမရအဲ့လိုဖြစ်နေကြည်စမ်းမောင်ပိုက်ဆံမရှိတဲ့ကောင်ကဒီလိုဖြစ်နေပါညာဆိုအဲ့ဒါတွေကပြဿနာခဏခဏဖြစ်တော့ကျွန်တော်ကလူငယ်တွေရဲ့အတွက်ကျွန်တော်စိတ်ကမကောင်းဘူးအဲ့တော့သူတို့ပြောတဲ့ဥစ္စာလဲကျွန်တော်ကညင်းဖို့လို့လည်းခက်တယ်အဲ့တော့ကျွန်တော်ပြောရတယ်မင်းတို့ပုတ်ဘူးဒါဟာအခိုက်အတန့်မှာယာယီကိုယာယီမှသိစမ်းမှာကျွန်တော်ပြောရတယ်ဟုတ်လားဒီလောကကြီးမှာလူတွေကချမ်းသာခြင်းမှသင်္ခါရထင်တယ်မဟုတ်ဘူးဆင်းရဲခြင်းလည်းသင်္ခါရလူမြောက်အောင်မှာပေါ့လူပဲလူမြောက်အောင်ကိုလုပ်လိမ့်မယ်ဘာဖြစ်လို့ဆိုတော့လူမို့လို့လူဟာဒီတဲ့ဘယ်တော့မှမသိမှတ်ထားပါအဲ့ဒီတော့အခိုင်အမာဖြစ်တဲ့သာဝရကိုလှုပ်ဆောင်မှာငယ်ငယ်မှပညာသင်ရတာအသက်ကြီးမှထသင်လို့သိကောင်းတာမဟုတ်ဘူးဒီကြတဲ့မိမရတော့ပြီးရောဟုတ်လားသားသမီးဝင်ကပါလာပြီအဲ့တော့မင်းတို့ဒီနေ့အခွင့်အရေးတာလှုပ်ဆောင်မှာအခွင့်အရေးဆိုတာတကားကိုနှခါမခောက်ဘူးတစ်ခါတော့တင်ခောက်တာကောင်းတော့မှဖွင့်ပေးလိုက်တချို့ဟာအခွင့်အရေးဟာခဏခဏလာတယ်ထင်နေတာမပြောနိုင်တဲ့ကိစ္စကြီးပေါ်လာဟာကျွန်တော်မျက်စိအောက်တည်းတွေ့တဲ့ဥစ္စာတွေကျွန်တော်ပြောမှာပါဟာသံဝတ်တစ်နှစ်ကြာဘာဖြစ်လို့ခေါ်လားကြာတာရေဘူးတစ်နှစ်ကြာဘာဖြစ်လို့ကြာကောင်းတော့အာရန်ကြီးကောင်းသူ့တကယ်ချင်းကတတိယနှစ်သူကစကင်တတိယနှစ်ကိုစတုထနဲ့ဒီကောင်စကင်ကြီးမှကျန်းနေကြတယ်ကျွန်တော်တပည့်ပဲအဲ့ကောင်မလေးတယောက်နဲ့ကြိုက်ပြီးကျန်းနေတာဂလေရိုက်တယ်ဆိုပေးတာတိတာမဟုတ်ဒီကောင်ဟိုလိုဒီလိုနဲ့ဆိုင်သံဝတ်ကြိုက်တဲ့ဥစ္စာဘယ်နည်းကြအောင်မအေးဆေးလို့တဲ့နောက်ဆုံးမကြဘုံတိုင်းဆိုခါတဲ့အရေးခင်းကြီးဖြစ်လိုက်တယ်ကျောင်းနေပိတ်ထတာဒီကောင်ငေါင်းစင်းစင်းနဲ့စကင်ကြီးကျန်းပြန်ဖို့လေတော့သူကစကင်ကြီးဟိုကောင်ပို့ပြနောက်ကျသူကတက်တယ်တာတီယာဟိုကောင်ဖစ်ဟာတက်တယ်သွားတာနောက်ဆုံးမကြတော့ဟိုကောင်မလေးလည်းဘွဲရသွားပြီအိမ်တော်သူ့စိတ်ချင်းတစ်ဖက်ကအဲ့ဒါသူကခုတည်းဒီဘွဲရမရသေးဒုက္ခကိုရောက်ဆရာရဲ့ကျွန်တော်အဲ့ဒါမှားရတာရှင်းလားအချိန်ကနော်အမြဲတမ်းဒီအခွင့်အရေးကိုရနေလိမ့်မယ်မထင်နဲ့ရတော့သုံးရတာဒါကြောင့်လူငယ်တွေပညာသင်သမှာရုပ်စာခိတ္တမတည်ငြိမ်တဲ့အခါမှာဒီလိုပဲပညာသမားနောက်ရောက်ပါတယ်ဥစ္စာသမားရှေ့ရောက်တတ်ပါတယ်ဟုတ်လား
မိုက်ယူရရှေ့ရောက်တတ်ပါလေလိမ်မာတဲ့ကောင်ကနောက်ရောက်တတ်ပါလေဟုတ်လားပြန်မို့ဟုတ်လားဒါဖြစ်တယ်ဟုတ်ဒါဟုတ်တဘာဝပါကျွန်တော်ပြောပါမယ်ဒါဒီအဲ့ဒီလောကလုံးတယ်ကျွန်တော်တစ်ခါစိတ်ညစ်တယ်ဗျာကျွန်တော်ကအဲ့လိုပြောလိုက်လို့ရှိရင်ကျုပ်ကတစ်ခါအစိုးရထိလို့ဘာပါလို့ကြားမလို့တောင်းတယ်လို့မြောင်းတယ်လို့ပြန်မဟုတ်ဘူးဒါတဘာဝကြီးနိယမကြီးကျွန်တော်ပြောနေတာဟုတ်လားနိယမကြီးဆိုတာခင်ဗျာတွေ့ကြည့်ပါလားကျွန်တော်တို့ခင်ဗျာမန္တလေးမှာလည်းထုံငယ်ဦးပါလေကျုံငယ်ဦးတယ်မန္တလေးမှာကျုံငယ်ဦးတယ်ဆိုတာဥပမာဆိုတော့ဟုတ်လားကရင်ဘာတွေညာတွေဖြစ်တယ်ခေဝတီကျင်းဦးပါညာဆိုလို့ရှိရင်အရာထဲမှာလည်းမိုက်တဲ့ကောင်းတွေချပဲဆိုတဲ့ကောင်းတွေအဲ့ဒီကောင်းတွေအားကိုးရတာဒါတဘာဝကြီးဒီကိုဟာလည်းပဲတကယ်မတည်ငြိမ်လို့တည်ငြိမ်လာလို့ရှိရင်ပညာသမားရှေ့ရကိုရောက်လာမှာမခေါ်လို့မရောက်ဘူးအရေးကြီးဆိုတာပညာကိုသင်သမ်းမှာဥစ္စာနောက်မှာရှားပါတစ်သက်လုံးရှားပါလေရပါတယ်ပညာကခုနေရှားလို့ပြောရတာအဲ့တော့ခကြီးမတည်ငြိမ်လို့ဆိုကျွန်တော်ထိပါပြောတာမဟုတ်ဘူးအခုလည်းပဲနိုင်ငံတော်အစိုးရကိုယ်တိုင်ကလည်းပြောပါတယ်ကျွန်တော်တို့ကရရအေးချမ်းရတဲ့အစွန်းကိုလုံနှံပြောနေပါတယ်အားလုံးဝိုင်းဝန်းကူညီကြပါဆိုတာကူညီကြပါဆိုတဲ့ကသူ့မငြိမ်သေးလို့ကူညီခိုင်းတာဟုတ်လားဒီဘာကျွန်တော်အဲ့ဒီဥစ္စာကိုကျွန်တော်ထောက်ခံပြီးကျွန်တော်ပြောနေတာနိုင်ငံတော်အစိုးရကိုထောက်ခံပြီးပြောနေတာကျွန်တော်ကအမှန်ကတကယ်ကြားလို့ချင်းအကြောင်းသိလို့ချင်းကျွန်တော်အစိုးရရွှေစိတ်တောင်ပေးတာပေါ့ကောလူငယ်တွေကိုပညာကျိုးစားသင်ဖို့လို့လုပ်နေကိစ္စသူအကျိုးဆိုးကကျေးဇူးတင်ရမှာဘာမှတင်စရာရှိတယ်ဟုတ်လားကျွန်တော်ကျေးဇူးသူတို့ပေါ်အများကြီးရှိတယ်အဲ့တော့ကောင်းပြီအဲ့ဒီအချိန်မှာပညာနဲ့ဥစ္စာဆိုတာသင်ရတာကောင်းပြီအဲ့တော့ဘာကြောင့်လဲဆိုတော့သမိုင်းကလူငယ်ကိုပြန်တွေ့အောင်သမိုင်းနဲ့လူတွေကိုပြန်တွေ့တဲ့ခါကျတော့တို့သမိုင်းကိုပြန်ကြည့်ဟိုးပထမအချိန်တုန်းကလည်းဘာဖြစ်လို့ကြုံဖြစ်ပြန်တွေ့ကြည့်ပါလားအင်္ဂလိပ်နဲ့မြန်မာနဲ့စစ်သုံးချိန်တိုက်ပထမဆုံးအချိန်မှာနှစ်ချီကြတယ်ဒုတိယအချိန်ကျလာပိုင်းနောက်ဆုံးအချိန်ကျ14ရက်ထဲနဲ့ကိစ္စပြတ်ကမန်းကရန်ကြုံဖြစ်သွားတော့ကြောက်ဟောတော့ဘာလို့လားဒီကနေသွားတယ်တိုက်တယ်ဘာနုလာတဲ့သိချီကောင်းတဲ့ဆိုတာဘာသိပညာတကယ်တော့တကယ်ဘာမှပြောမှမဟုတ်ဘူးသမိုင်းမှာမှတ်တတ်တဲ့ဥစ္စာရခိုင်ကနေပြီးတော့ဟိုဘက်မုဒ္ဓမဘက်မှာသင်္ဘောတွေကတ်ကုန်ပြီမုဒ္ဓမဘက်ကိုဝင်ပြီးဆွဲတဲ့ခါကျရခိုင်ကနေပြီးတော့အဲ့ဒဂုံဆန်တော်ရဲ့သိငုတ်တရကုန်းကြီးပေါ့အဲ့ဒီထီအောင်ပြန်ပြီးတော့လာလိုက်တဲ့ဥစ္စာဟာအင်္ဂလိပ်တော်မှာပါဇက်ပြဲသွားအားသိဆိုဟိုမှာ engage လုပ်တာဟိုမှာသူ့ကိုရင်ဆိုင်ပြီးထိတ်ထားပြီးတော့ဒီမှာဝင်တာဒီရဲ့အတိုင်းကရောက်လာတဲ့အားသိကဘာမှာစစ်ချီတဲ့ခါထဲမှာထုတ်စစ်ထဲမှာခက်ခဲတဲ့လမ်းမရှိပန်းမရှိခီးထဲမှာသွားနိုင်တဲ့ဥစ္စာဟာဟန်ဒီဘောပြီးရင်သူဒုတိယပဲလို့တော့တချို့ကဆိုအဲ့လောက်တော်တဲ့ပုဂ္ဂိုလ်ဓနုပြူမှာတိုက်တယ်ရွှေထီးတွင်းဝင်းနဲ့ရွှေထီးတွင်းဝင်းနဲ့ဆိုတာလှမြင်ရတာပေါ့ပြည့်လို့စိတ်ကောင်းတာဟုတ်ကျိုးတော့ဒီကသူတို့လက်နဲ့အကြောင်းလည်းမသိဘူးပညာမှမသိပဲပညာမှမတတ်ဘူးအဲ့တော့ထုံးဆိုကြအုံဆိုကွဲတော့သေရောဓာတ်သေးတာပဲဟုတ်လားအဲ့တော့ဗဇက်ကပြောလို့ရှိရင်တော့ထိုစဉ်ခါကဟုတ်လားသမိုင်းဆိုတာလှအောင်ရေးရတာပေါ့ထိုစဉ်ခါမြန်မာတို့ကနေကျကြီးကျွတ်စစ်တို့ရွှချွန်တို့တန်တိုက်ခိုက်သွားတော့လေဟုတ်လားလက်နဲ့ချင်းမမျှတော့ကြောင့်ညက်ခံခဲ့ရလေဒါပေါ့အမှန်တော့တကယ်ရေးမယ်ဆိုရင်ပညာမတတ်တော့ကြောင့်ကွဲခဲ့လေဒါပဲရိုးရိုးလေးအဲ့ဒီလိုကိုအတက်တွေးပြန်ဟုတ်လားတွေ့ကြည့်လေမဟုတ်ဘူးလားခင်ဗျဒီဘက်ခေတ်ကြီးကသားဆိုးတာပညာနဲ့ယူသွားနေတာအကုန်လုံးကခင်ဗျပညာနဲ့သွားနေတာဒါကျွန်တော်အတက်ပြောလိုက်မယ်ဗျာဒါအရင်တော့ကတော့နည်းနည်းနာမည်လေးပဲတွဲပြောတယ်ဘယ်လိုမပြောတော့တရုတ်ပြည်ခင်ဗျအရင်တော့ကတန်ပေါင်း900ရှိတဲ့တရုတ်ပြည်သူလူကြီးရဘာညာနာကြီးအောင်ဟောခဲ့တာမအော်တော့ဘာဖြစ်လို့ကိုကတန်းဘလောက်သိကြမှာခင်ဗျအမေရှိပဲကျွန်တော်ခလုတ်နှိမ့်လိုက်ပါဒီလိုလာတာလက်နဲ့တရားဟုတ်လားခလုတ်နှိမ့်လိုက်ရွှီဆိုလက်နဲ့ကသွားပြီးတော့ဟိုမှာအိမ်နံပါတ်ရှားမှန်တာဟုတ်လားနောက်ပိုင်းဆိုရင်မှတ်ပုံတင်ကိုမေးလာစရာအကြောင်းရှိတယ်ခင်ဗျဒီလက်နဲ့တရားဟိုတလားတော့ကခမရပြင်သစ်ကနေတော့မိုင်4000ပြင်းနိုင်တယ်ဒုံးရည်တစ်ခုဒုံးကြီးတစ်ခုထွင်လိုက်တယ်နျူကလ িয়াস ထိပ်ကူ6ခုပါမိုင်4000ပြင်းနိုင်တယ်တစ်ခုတစ်ခုရဲ့ပောက်ကွဲမှုစွမ်းအားဒီမဲ့ဟီရိုရှီမာမှာချတဲ့အနုမြူဘုံတဲ့အထတရားပြင်းတယ်ကဲကျွန်တော်တို့မှာဒီလိုဟာမျိုးတစ်လုံးနဲ့ချလိုက်တယ်ထုံးဆိုဆုံးကုတ်ပေးမဲ့ဘုန်းကြီးတောင်ကြမှာမဟုတ်ပြီးရောခင်ဗျာဖြစ်ပြီပေါ့အဲ့ဒီကြားထဲမှာကျွတ်တော်တကားဓားတွေပါတယ်ဒီလိုလို့ကြာကြီးနေခင်ဗျာနှုတ်နေတယ်အဲ့တော့ပြောနေတာဘယ်လိုဆိုဒါကြောင့်ကျွန်တော်ကလေးတွေကိုမျက်စိပွင့်စေချင်လို့ပါမင်းတို့အနာဂတ်နိုင်ငံတော်ရဲ့ကာကွယ်ရေးသည်လို့ဟောဒီတက္ကသိုလ်စာသင်ခန်းမှာကြည့်တယ်ဆိုတော့သဘောပေါက်ပါပညာမတတ်နဲ့ကာကွယ်လို့ရတာပေါ့အကုန်လုံးပညာနဲ့စခန်းသွားတာအဲ့ဒီချိန်မှာကျွန်တော်တို့ပညာသင်ရမလားဆိုအောင်သင်ကဘာဆက်ပြောမှာမလဲ
နောက်ကထပ်ပြီးတော့ကျွန်ဖြစ်ဖို့ကမန်းကရန်ကြိုးစားနေကိုယ်သာစစ်တိုက်ပြီးကျွန်ဖြစ်တဲ့ခေမဟုတ်ဘူးစစ်မတိုက်ဖဲနဲ့ကျွန်ဖြစ်တဲ့ခေစစ်တိုက်နေမို့လကားနေခုနေကျဆွတ်ဆောင်လကားဒီစကားတွေကအောက်နေပြီဘယ်သူမှမချဲ့ဘူးကျွန်တော်ကဟိုကဘယ်ကောင်ကမှဘယ်ကောင်ကိုသွားပြီးတော့ပြည်နယ်ကိုမသိဘူးဗမာပြည်အင်္ဂလိပ်ကသိမ်းခဲ့တယ်ဟုတ်လားဘာဖြစ်လို့ကျွန်းသိရင်နဲ့ဆိုင်စပါလိုချင်လို့ဂျပန်ကလည်းဒါလိုချင်လို့သိမ်းခဲ့တယ်အဲ့ဒီပြည်သိမ်းရတဲ့ကတိုင်းပြည်ကိုအုပ်ချုပ်ပေးဖို့ဘာလို့ကာကွယ်ဖို့ဘာတာဝန်နေရှိသေးတယ်အခုဥစ္စာဘာလိုချင်အောင်လိုချင်တဲ့ဥစ္စာရပြီးနေကိစ္စစစ်တိုက်ပြီးသိမ်းလိုက်တဲ့ခါကျဟုတ်လားကြီးစန်းကုန်နဲ့မခုံအောင်နဲ့ခြေတော်ညောင်းနဲ့နာမည်ပြည့်ဘာလို့ချင်တယ်ဗမာပြည်လှမ်းကြည့်တာကိုကဗမာပြည်ကျွန်းသစ်ကလေးမဆိုးကောင်းတယ်ဒီကောင်နေဘာမှလည်းပညာမတတ်ဘူးအလုံးလိုက်ရောင်းနေကောင်းအဲ့တော့ရောမတော်ကားမလို့တော့ရောဟိုက်လိုက်ကာစီပေးသားစစ်ပဲနေတာဆိုပေးလိုက်မယူပါမဲ့အကြောင်းတော့ခြေလုံးဖက်နေတာဒါအဲ့စဘာလေးကပေါ်ဆန်းမွေးလေးမပြောနဲ့တော့ယူလိုက်အောင်ပါပဲဒီကောင်နေ TV မလုပ်တော့ဘူးရောတလုံးပေးသားစဘာပဲတင်ပေးလိုက်ဒါဗမာလျှောက်တော့ကျွန်တော်တို့တောင်းတယ်သမားဦးကြီးကဖင်းနဲ့ရှုနှစ်ခွဲတောင်းဝင်လောက်ဝင်ပေါ်ပညာမတတ်နဲ့တော့ဒါဘယ်တတ်နိုင်လဲပညာမတတ်ခံရမှာကြီးပဲဒီတိုင်းပဲအဲ့တော့ပညာမဲ့လို့ကျွန်ဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒီပညာမဲ့ပြီးကျွန်ဖြစ်တဲ့ခါကျတော့လွတ်လပ်ရေးကိုကျွန်တော်ပြန်ပြီးလွတ်လိုက်ကြအောင်ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဒုတိယကမ္ဘာစစ်ကြီးဖြစ်လိုက်တဲ့ခါကျတော့မဖြစ်မိမှကိုကျွန်တော်တို့မြေခွာတစ်ချက်ပေါက်ရမျိုးုံတောက်စေရမယ်ဘာညာဆိုတဲ့အာဒီပေါ့အဲ့ဒီမှာလုပ်ခဲ့တာနေတပိတ်1938ခုနှစ်1300ပြည့်ရေတော်ဘုခေါ်တာပေါ့အဲ့ဒီမှာတပိတ်တို့ကတပိတ်မောက်ကြောင်းသားကျုပ်လည်းပဲအဲ့ဒီမှာရဲတော့ပါခဲ့တဲ့ကောင်9တန်းကြောင်းသားခင်ဗျအဲ့မှာတပိတ်တားတဲ့ဥစ္စာမှာကျုပ်ထိတ်ဆုံးကဘာလို့ဆိုကောင်းကျုံမောင်းလဲစားရတယ်ငေါင်းရုံလဲအိုးရတယ်အဲ့မှာထိတ်ဆုံးကပါခဲ့တာကြောကအဲ့ဒီမှာကျွန်တော်ပြောတာအဲ့ဒီတပိတ်ဖြစ်လိုက်ပြီးတဲ့အခါကျဘာဖြစ်လဲဆိုတော့ကျောင်းသားတွေဟာတော့ကျွန်တော်တကယ်ပြောတာပါကိုဒီဥစ္စာကဒီပြန်ပြောတဲ့ဆိုကျောင်းသားတွေရဲ့အရေးတော်ကိုကျွန်တော်ထိပါခြင်းမဟုတ်ဘူးတော့ဒီအဲ့ဒီခေတ်တုန်းကအသိမြင်နေပြန်ပြီးသုံးသပ်ဖို့သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာမနေအောင်သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာနေလို့ရှိရင်အဲ့ဒါအနာဂတ်ကိုသစ္စာဖောက်ရရောက်တယ်ဆိုတော့ဘောပေါ့အဲ့ဒီတော့မျိုးချစ်စိတ်ကဘာညာလဲဆိုတော့ပညာရေးဘက်ကိုနည်းနည်းလေးလူငယ်တွေအားဆိုင်မှုတော့ပါတယ်နောက်ကြတော့39နောက်နိုင်ငံမှာစစ်ဖြစ်ပြီးပြင်းထန်နေပြီ40ချနေပြီအရှိကဂျပန်ကစစ်ပြီး41ရန်ကုန်ရောက်လာ1940ခုဒီဇင်ဘာလ23ရက်နေ့ရန်ကုန်ကိုပထမဆုံးစပုံချဒီဇင်ဘာလ25ရက်နေ့ကျတော့ခရစ်စမတ်လက်ဆောင်ဆိုတစ်ခါထပ်ချဒီတိုင်းကိုပြောချဂျပန်ကလည်းဟိုကနေကျမတို့ဂျပန်ပြည်မှာဆိုလို့ရှိရင်ချယ်ရီပန်းလေးရတယ်ဘယ်လိုဖြစ်ပြီးတော့မြန်မာပြည်မှာတကယ်လို့ကျမတို့ထိရမိလို့တကယ်လို့များဖရားတွေဘာတွေကပထိုးတွေနဲ့တကယ်လို့ထိမိခိုက်မိမယ်ဆိုလို့ရှိရင်ကျမတို့မျိုးတစ်ချက်နေရာမှာရှိုးတစ်ချက်အစားထိုးပါမယ်အာမလာဘုံကကြောက်ဖို့ကောင်းလိုက်တာဒါတကယ်ပြောတဲ့ဥစ္စာတွေကျွန်တော်အဲ့ဒီမှာကျတို့အဟုတ်ကြီးဖြစ်ပြီးတော့တခါတည်းဂျပန်ကိုဘာညာပညာမတတ်ပဲဘူးဒါပဲအဆုံးမိတာအဲ့ဒီမှာအာကိုပြီးချရတော့နောက်ဆုံးမိဂျပန်ကလည်းဖြစ်တော့ထားပါတော့နောက်ဆုံးပဲစစ်တော်လိုင်းရေးပြောင်းကျွန်တော်ပြောမယ်ဗျာ45ခုနှစ်ကျမှစစ်ပြီးတယ်အဲ့တော်တယ်မှာ41နဲ့45ခုနှစ်တော်တယ်မှာနော်ပညာလုံးဝသိကြောင်းမရှိဘူး46ခုနှစ်ကျမှကျောင်းလေးတွေရိုးကြောင်ဖွင့်လာအထက်တန်းကျောင်းတွေအကုန်မဖွင့်နိုင်သေးဘူးနော်မြို့ကြီးတွေမှာသာဖွင့်နိုင်တယ်နေကအထက်တန်းကျောင်းလေးတွေမဖွင့်နိုင်ဘူးအလယ်တန်းကျောင်းလောက်လေးဖြစ်လာလိုက်အဲ့ဒီလိုသွားတာအဲ့ဒီလိုသွားတော့ဘာဖြစ်သွားပညာသင်ပြတ်တာ6နှစ်ဖြစ်သွားတယ်ပညာသင်တာ6နှစ်ပြတ်တာနော်အသက်ကရပ်မနေကြီးလာတာ7နှစ်သားက16နှစ်သားဖြစ်လာ73နှစ်သားက19နှစ်သားဖြစ်ကျွန်တော်တို့ကပညာလာမတက်တာဘာတက်လာလဲသေခြင်းတက်ခြင်းမဆမ်းမှုတဲ့ဟာကြီးတက်လာစစ်ကသင်ပေးလိုက်အဲ့ဒီတော့စစ်ကစစ်ကြီးဖြစ်ပြီးဆိုရင်တက်မကြီးသုံးခုထားခဲ့လိမ့်မယ်နံပါတ်1တက်မကြီးကဘာလဲဆိုတော့လင်းသေးသားသေးလို့ငိုးနေတယ်မျက်ရည်တက်မကြီးဒုတိယတက်မကြီးကခြေပြက်လက်ပြက်ဖြစ်တဲ့ဒုက္ခိတတက်ကြီးတတိယတက်ကစိတ်အတွင်းကကြံရစ်ခဲ့တဲ့လက်နဲ့တင်နဲ့ခိုးဆိုးတောင်းညမ်းနေတဲ့ဓမြတက်ကြီးဒီတက်ကြီးသုံးတာဘယ်စစ်မဆိုထားရကြအဲ့ဒီတည်းမှာကျုပ်တို့တက်ကဘာလဲဆိုကျုပ်တို့ဒီမှာကြံရစ်ခဲ့တဲ့တပည့်ရှိပညာမတက်တဲ့တက်ကြီးကြံရစ်ခဲ့အဲ့ဒီတော့ဒါမှလည်းကျုပ်တို့ပညာသာမတက်တဲ့ကျွန်တော်စိတ်ထဲမှာဟီးရိုးကဘူးလဲဆိုဗမာတက်မတော်ကရဲဘော်ဖက်စစ်တော်လိုင်းကြီးကပြန်လာတော့အဲ့ဒီတက်မတော်ရဲဘော်တွေကတိတ်ကြည့်ညိုတယ်ကျွန်တော်ကသူတို့ကလည်းတကယ်ကိုဟိုမှာဆိုင်ကားသမားလည်းပါတယ်ဘုန်းကြီးလူတွေလည်းပါတယ်တွေ့ရလူပေါင်းစုံဒါမှတချောင်းလေးတော့စိတ်ကတိုက်ပြီးလွတ်လာဒါပဲ
ဘာရဆိုတတ်မတော်တွေဝင်လိုက်တယ်လာက9ကြက်ရတယ်ဆေးဝါးလေးအသေးရတယ်အဲ့မှာ20လောက်ကပိုးထိုးနာသမီးလုံးနဲ့ဖားတော့အဲ့လိုကိုနေခဲ့ရတာဒါမှရဲဘော်စီတိုင်းပြည်စီရဲဘော်အတွက်မဟုတ်အဲ့ဒီအတိုက်ကိုကျင့်ကြံတာတွေ့ရမှာတခါတည်းပြည်သူအကူကြီးပေးတာအမေဒီပစ္စည်းတင်မယ်အကုန်လုံးကူကြီးပြီးတော့လူတိုင်းကလည်းသူတို့ကိုချစ်တယ်လက်ဖက်ဆိုင်မှာထိုင်းနေလို့ပြီးတော့လက်ဖက်တောက်နေချင်းဘယ်လူတစ်ဖက်အဖို့ပေးသွားမှမသိလိုက်လက်ဖက်အဖို့ရှင်းပြီးသားဖြစ်ဘသူပေးသွားမှကိုမသိဒါတကယ်ဖြစ်ဖြစ်ဒီနော်ကျွန်တော်ပြောတာအဲ့ဒီတော့သိချစ်ဖို့ကောင်းတဲ့တတ်မှာအဲ့တော့ကျွန်တော်ကအဲ့ဒီအထောက်ထားလေးတွေနဲ့ကျွန်တော်ပြောတာပါဟုတ်ကအဲ့ဒီတုန်းကဆိုခဲ့တဲ့ဥစ္စာတွေခင်ဗျာတခုပဲစစ်ထွက်ခဏလေးဆိုတာလေးကိုကျွန်တော်ပြောလိုက်မှခင်ဗျာစစ်ထွက်တော်မယ်လုပ်တဲ့ခါကျတော့ဘိုးကျောင်းဆန်းကမင်းတို့တဲ့အနိကဆုံရန်သူကိုသွားတိုက်တယ်ဟုတ်လားမင်းတို့တဲ့အဲ့စစ်ထွက်မယ်စစ်မြေပြင်ကိုသွားတော့မင်းတို့တဲ့ဗာရီရမယ်ဆိုပင်မမယ်ဆင်းရဲမယ်ဒဏ်ရမယ်သိမယ်ဒါပဲငါလည်းမင်းတို့နဲ့လိုက်တယ်ဘယ်လောက်ကောင်းလဲငါလည်းမင်းတို့နဲ့တူလိုက်တယ်ကိုမလုံနိုင်ရင်ဘယ်တော့မှသူများမခိုင်းနဲ့အဲ့တော့ရဲဘော်တွေကအဲ့နေညစစ်ထွက်ခါနီးမှာဂျူဘလီဟောမှာတခါတည်းဗီတာသိမ့်မောင်နဲ့ရန်နိုင်ဆွေတို့အချီချဆိုတချင်းနည်းနည်းလေးကျွန်တော်သိုးပြမယ်ရဲဘော်တွေဟာမျက်ရည်ကြတယ်နော်အဲ့ဒီချင်းကိုကြားလိုက်ရဝင်းသားလုံးလက်ခုပ်တီးလို့မျက်ရည်ကြတယ်သွေးနေသာရင်ချွေးနေသာရင်စစ်တိုက်တဲ့နေရဝဲသက်စွန်ညာလေးတော့တယ်သနာလောက်ဆရာငယ်စားတော့ရဝဲအစင်းရဲခံရှာတဲ့ဇွတ်တတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွန်သားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးခြင်းမှာတဲ့အဲ့တော့မှရန်သူတွေကိုအသေးနှမ်းနဲ့စေရနာရှိလုံးလိုပါကွယ်။အိုရန်သူတွေကိုအသေးနှမ်းနဲ့စေရနာရှိလုံးလိုပါကွယ်။ပူပြီးပြောဖို့ရဟဲ့တို့ကြီးတော်ကြီးကိုဘာငါပေးမယ်။တိုင်းမျက်ရည်မကြတော့ဘူးလား။အဲ့ဒီလိုချစ်ခဲ့တော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဘယ်နဲ့လဲဆိုတော့အဲ့ဒီလိုဖက်စစ်တော်လာရေးထဲမှာမပါလိုက်ရတဲ့ဥစ္စာစိတ်ထဲမှာယဉ်ညစ်နေအဲ့ဒီလိုတေးကောင်းသိပ်ဖြစ်နေတယ်။အရွယ်နဲ့တက်တက်အဲ့ဒီတော့သိပ်ကိုတေးကောင်းဖြစ်နေတာဖြစ်နေတဲ့အချိန်မှာလက်နဲ့တွေကလည်းအပြည့်အကုန်လုံးကလည်းတော်လာမယ်အင်းလေးကိုဘယ်နေ့တဲရမလဲအဲ့တော့ဘိုးကျောင်းဆန်းကဒီအချိန်မှာလက်နဲ့ကင်မှုမလိုဘူးလို့သူကယူဆတယ်ဒါပေမဲ့ကျွန်တော်ပြည်သူရဲဘော်တပ်ဖွဲ့အဲ့ဒီရဲဘော်တပ်ဖွဲ့လည်းတစ်ခါအကုန်လုံးအစင်နေမယ်ပါတယ်အဲ့ဒီဖြစ်ကြီးကတော့လွန်းစရာကြီးအဲ့လွတ်လိုက်တဲ့ကွယ်ဖြစ်ကြီးတပီလုံးကကွာပုံကြွားပြီးတော့ဖြစ်လာတော့ဘိုးကျောင်းဆန်းကအင်္ဂလန်သွားအရေးဆိုတယ်ရမလားမရဘူးလားမသိဘူးဟုတ်လားဒီကနေပြီးတော့ဘိုးကျောင်းဆန်းကလည်းမှားတယ်ဟုတ်လားဒေလီကနေပြီးတော့မှပြန်ပြီးတော့မိန်ကုန်ပြောတဲ့ဆိုတာပါတယ်အဲ့တော့ကျွန်တော်တို့တောက်ထားမယ်ဆိုဒေလီကနေပြီးတော့လှမ်းပြီးတော့မိန်ကုန်ပြောသေးတာပြီးတော့မှသူကဆက်ပြီးထွက်သွားတာကရာချိမှာဒီကနောက်ကအဖွဲ့နဲ့ပြန်ဆုပ်ပြီးတော့ထွက်တော့တပီလုံးကလည်းတောက်ထားပေါ့ဗျာအဲ့တော့ကလွတ်လပ်ဖို့ကြံစီရင်ကွယ်အကြံဝနီးနဲ့လက်နဲ့စုရမည်အမှုကိုသုံးရမည်ဥပဒေထုံးတဲ့အညီစီကံကြအာနာဘီသံတပိတ်မှောက်ရဒီအဲ့မှာတချင်နေတာကျွန်တော်တို့အကုန်လုံးတက်ကြွဆိုတာရှိခဲ့တာတပီလုံးကအဲ့ဒီလိုဖြစ်ပြီးတော့နေဦးမှာနောက်ဆုံးမိတ်ကြတော့တိုက်မယ်ချမယ်လူငယ်တွေစိတ်ဓာတ်များဟာဘိုးရုပ်ပေါ်မှာဒီအိမ်ရဲ့ချင်းကိုအိုးမဲ့သူလို့တိုက်ကြပြီရန်သူကိုသာအပေးလို့တော့တချို့ကမကြီးအိုးအဲ့ဒါတွေလွတ်လိုက်ရတော့ကြံကြနှောင်နေသည်ဗမာမြေဘုံကိုသွေးနဲ့ရေးဖို့လိုပါပြီမတရားလဲတို့မခံယောက်ျားတပ်ဖွဲ့ရန်ကြီးအဲ့လိုဘိုးကြောင်ဆန်းကဟိုလို့အောင်မြင်မလားအောင်မြင်လို့ရှိရင်ဒီမှာညောင်ရီမှာပန်းထိုးမယ်မအောင်မြင်ရင်တောင်ကြီးမှာရန်ဦးတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီလိုဖြစ်နေတော့မှနောက်ဆုံးမိတ်ကြတာဘိုးကြောင်ဆန်းကတနစ်တွင်လုံးဝလွတ်လိုက်ရသည်စစ်တိုက်ပြမလို့တိုက်ယူပြမလို့လုံးဝလွတ်လိုက်ရသည်ပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ကသနက်ကြီးကိုင်းပြီးတော့တရေကောင်းဖြစ်နေကျွန်တော်တို့ကောင်ဗျဘာလို့လဲမောင်းကလည်းတင်ထားပြီးသားဖြစ်အဲ့ဒီလိုဖြစ်နေတော့မှမတက်ရဘူးဆိုတော့ဒီချိန်မှတခါလေးဘာဖြစ်လာလဲဆိုတော့တိုက်မယူဘဲနဲ့လွတ်လိုက်ဆိုတာမရဘူးတိုက်ယူမှလွတ်လိုက်ဆိုတာရတယ်ရွှေစိမ်မဲ့ရမယ်ဒါဟာနေကျပရိယဘာညာနဲ့အဲ့ဒီလိုဖြစ်ကနေပြီးတော့တိုင်းပြည်လွတ်လိုက်ရုံနဲ့ပစ္စည်းမဲ့လို့လွတ်လိုက်ရမဟုတ်ဘူးဆိုရင်ကနေအဖွဲတွေကွဲလိုက်တာတခါတည်းကွန်မြူနစ်အဖြူကတော့ခိုးလိုက်အနီးကတော့ခိုးလိုက်အဲ့တော့နောက်ကရင်ကလည်းရောအောင်ခတ်ပါသွားလိုက်ကချင်ကလည်းထွက်လာတယ်ဟိုတက်ကဝင်တဲ့ first party တိုက်ရင်တက်ကတော့ခိုးသွားတယ်ဒီယူစစ်ဖြစ်သွားတယ်နော်ကိုရက်တိမပြီးတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လွတ်လပ်ရေးကပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထက်ရောက်ခဲ့တဲ့လွတ်လပ်ရေးကြီးဒါရောက်ပါတော့နော်အဲ့တော့လွတ်လပ်ရေးရလူငယ်တွေကပညာမတတ်ဘူး
ဟုတ်တယ်ကျွန်တော်တော့မတက်ခဲ့ဘူးကျွန်တော်နောက်မှကြောင်ကရမ်းနဲ့ကျွန်တော်ခမရဟိုဘုနောတေးထောင်ဖောက်ခဲ့စဉ်ကဆိုပြီးပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်ထောင်ထဲရောက်တော့မှကျွန်တော်ပညာသင်ရတာကံကောင်းလို့ထောင်ကြသွားတာကျွန်တော်အဲ့ဒါလည်းတကယ်ပြောတာနော်မောင်ရဲတို့ပြောမယ်နော်နေရာထဲမှာကံဆိုးလို့ကြီးမထင်နဲ့တခါလေကိုကမြင်နိုင်တာမဟုတ်ဘူးနည်းနည်းလေးကြားဖောက်ပြောလိုက်ပြဟိုတခါတော့ကလေတိုင်းပုံမြင်လေးပဲတခါတော့ကဒီကိုကိုကြီးတယောက်ရှိတော့သူကမြင်းမွေးတာမြင်းမွေးတဲ့အခါကျတော့ဒီနေ့တော့သူ့မှာလည်းသားလေးတယောက်လည်းရှိတယ်မြင်းမွေးတော့မြင်းတကောင်ကပျောက်သွားမြင်းလေးကကြောက်လို့ရှိတယ်တကောင်ပျောက်သွားတဲ့ခါကျဟာအဖိုးကြီးမှမြင်းပျောက်လို့ကန်ဆိုးလိုက်တာသူခင်ဗျတနာပါတယ်ကန်ဆိုးတယ်ဆိုဖိုးကြီးခင်ဗျကန်ဆိုးတယ်ဗျာစိတ်မကောင်းခဲ့ဟုတ်ဘာဖြစ်လို့ခင်ဗျကန်ဆိုးတယ်လားခင်ဗျမြင်းတကောင်ပျောက်သွားတယ်ဆိုမြင်းပျောက်တာဟုတ်ပါတယ်ဘာဖြစ်လို့ပုတ်လေကန်ဆိုးတာဟာမြင်းပျောက်တာကန်ဆိုးလို့ခင်ဗျဘာကြောက်ပြောနိုင်လို့ဆိုဘွားစာကြီးကဘူးမှမပြောတော့နောက်တည်း၄၅၆ရက်လောက်ရှိတဲ့ခါကျမြင်းဆိုတာအပေါ်ကင်းတဲ့သတ္တဝါဆိုပြန်လာတော့မြင်းတဲ့ကောင်မှပါလာနှစ်ကောင်ဖြစ်တယ်နောက်ထပ်တိုးလာဟာဖိုးကြီးနဲ့ကန်ကောင်းရခင်ဗျဘာဖြစ်လို့ဟာခင်ဗျမြင်းတကောင်တော့တိုးလာတယ်ဆိုကန်ကောင်းလို့ပေါ့အေးမြင်းတကောင်တိုးတာနဲ့ခင်ဗျကန်ကောင်းတယ်လို့ဘာကြောက်ပြောနိုင်လဲဆိုအာမပြောတော့နောက်ကျအဲ့ပေါ်လာပါလာတဲ့မြင်းရိုင်းကိုတခါကောင်လေးတယောက်ကသူ့သားလေးကဒီကောင်လေးကတက်ပြီးတော့ဖွာပြီးပြီးတော့စီကောင်းကျင်တာကောင်လေးကလိမ့်ကြတာခြေတော့ဟာသားလေးတယောက်ပြအပူကြီးကန်ဆိုးကြတယ်ဒီဘောလို့တော့ခင်ဗျကန်ဆိုတာဟာခင်ဗျသားချီကျိုးဆိုတာအေးချီကျိုးတာနဲ့ခင်ဗျကန်ဆိုတာဘယ်လိုပြောလိုက်ဆိုအဲ့ဒါနေနဲ့နောက်ကြတော့အဲ့တော့ကတရုတ်ပြည်မှာဒီစစ်ပရိသေတိပုံစိုးတဲ့ခေတ်တော့ဟိုဘက်နေနဲ့ဒီဘက်နဲ့စစ်ဖြစ်တော့ခါရဘက်နဲ့ဆိုတိုင်းပြည်ထဲမှာရှိတဲ့ရဲအောင်သားမှာရှိတဲ့လူငယ်ဦးတွေအကုန်မလိုက်မနေရဆိုခေါ်တဲ့အကုန်ပါပါတယ်တခါတည်းအဲ့ဒီကောင်လေးကခြေတော်လေးဆက်တော့ဘာလို့ပဲနေဖြစ်လို့ကျန်တယ်ဟာအဖိုးကြီးကန်ကောင်းလိုက်တာဆိုတာအဲ့တော့ကျွန်တော်ပြောနေတာကန်ကောင်းတယ်ကန်ဆိုတယ်ဆိုတာပြောလို့ရတာမဟုတ်ဘူးနားထောင်တော့ပြောရင်ကနေရေးမောရင်ကနေတော့ပြောသွားကြတယ်အဲ့ကျွန်တော်အဲ့ထောင်ထဲရောက်သွားလို့ကျွန်တော်အဲ့မှာအင်္ဂလိပ်စာသင်တာအဲ့ဒါကျွန်တော်သင်ရအောင်ပြီးတော့ကိုတက်လို့ပါညာဆိုတော့တောက်တော့ဖြစ်တာဗျာဟုတ်လားကျွန်တော်ပြောမယ်နော်အဲ့ဒီထောင်ကြတဲ့ဥစ္စာတာမန်အဖြစ်တွေ့ကြဘေးတွေတွေ့ကြည့်လို့ရှိရင်ဇာတာနင်းလို့ပြောမှာဒါမှဘလောက်ပဲဇာတာနင်းနေအဲ့ဒီအခွင့်အရေးကိုဖန်ဆုပ်တိုက်လို့ရှိရင်ခမရအတွက်အကျိုးရှိဖို့အမြဲတမ်းအသင့်သာစောင့်မှာလောကကြီးမှာအသင့်သာဖြစ်နေပြီအဲ့ဒါဟာအဲ့ဒီလူဟာဘဝကြီးပွားတာပဲသွားပြီဆိုနေသွားရပြီးတော့ငါတော့ကန်ဆူတာပဲလို့အောင်ရင်အဲ့ဒီကောင်လေသိုးသွားပြီလားအောက်ပြီတော့အဲ့ဒီဥစ္စာရင်ကိုဆန်ရတယ်လောကကြီးမှာရှုံးလို့ထွက်ပြေးတစ်သက်လုံးပြေးတော့တစ်သက်လုံးပြေးပြီးတော့အဲ့ဒါဘယ်တော့မှမရတော့အောင်မြင်မှုဘယ်တော့မှမရထွက်ပြေးတဲ့ကောင်ဘယ်တော့မှနိုင်ရုံမရှိဘူးရင်ဆိုင်တဲ့ကောင်ပဲနိုင်တာနော်အဲကြောင့်ကျွန်တော်လူငယ်တွေအဲ့လိုအခွင့်အရေးမျိုးတွေပဲဂျုံတဲ့အခါအဲ့လိုဒုက္ခရောက်တဲ့အခါသိမိပြဖို့ကျွန်တော်သိပြောတယ်ဒီမယ်နော်လို့မင်းတို့လောကကြီးမှာလို့တတ္တိမရှိတဲ့ကောင်ဘယ်တော့မှမအောင်မြင်ဘူးလို့လောကကြီးတစ်ခုလုံးကတတ္တိရှိတဲ့ကောင်တွေဖန်တီးထားတဲ့လောကကြီးရတယ်ဟုတ်လားတတ္တိမရှိတဲ့ကောင်ကိုရုပ်ရှင်ဘိုက်စကုံထဲတောင်ဩဘာမတီးဘူးဩဘာမပေးဘူးရုပ်ရှင်ထဲမှာတော့လက်ခုပ်တီးတာဘာလို့လဲတတ္တိကောင်းပြီးတော့တကယ်ရင်ဆိုင်တဲ့ကောင်ကိုလက်ခုပ်တီးတာအဲ့ဒါဒီလောကကြီးမှာအဲ့မာလာပြောလာဒါပဲမာတဲ့ကောင်ရှိတယ်ဆိုတဲ့ကောင်နောက်ဆုံးဘာမှမတန်ဒီသစ္စာပေါ်မှာတန်ညွန်တစ်ချောင်းကိုဓာကြီးဆိုကြိုက်ပြလိုက်တဲ့ဥစ္စာတန်ညွန်ဝင်သွားတော့သစ္စာကပြောတော့တန်ညွန်အတွက်နေရာဖယ်ပေးလိုက်ရတော့အဲ့ဒီတန်ညွန်ကိုပဲကြောက်တုံးပေါ်သွားရေးပဲဓာကြီးဆိုကိုယ်ထွက်သွားတာပေါ့ကြောက်တုံးက sorry သူကပိုးမာအဲ့တော့ကောင်းပြီခုနကလွတ်လိုက်ရေးပါဟုတ်လားပညာမတက်ဖဲနဲ့လူကြီးရောက်တဲ့လူငယ်တွေကပညာမတက်ခဲ့ဘူးလို့ပြောခဲ့တယ်ကောင်းပြီလူကြီးတွေကဘယ်လောက်ပညာတက်တော့တွေ့ကြအောင်အဲဝင်းကြီးတွေကိုပြောမှနော်သူကသူပြောတယ်လားအဲ့ဒီဝင်းကြီးတွေထဲမှာတော့မှတော်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တိုက်ပြည်မှာလွတ်လပ်ရေးရအောင်လုပ်တတ်တယ်တိုက်တတ်တယ်တော်လှန်တတ်တယ်အကုန်လုံးလုပ်တတ်တယ်မအုပ်ချုပ်တယ်ဒီကျွန်တော်တို့ကတိုင်းပြည်ရဲ့အုပ်ချုပ်ရေးတိဆောက်မှုမလုပ်တာတော်တော်ကြည်ဝဲပြန်တော့ကျွန်တော်ဝင်းကြီးသခင်ချင်းမောင်ရောက်ပါလိမ့်မယ်အဲ့ဒီဝင်းကြီးသခင်ချင်းမောင်ပြုတ်ပြီးလို့တော်ကြားတဲ့ခါကျနှစ်ပေါင်းတော်ကြားတော့ကျွန်တော်ကတက္ကသိုလ်မှာအဲ့ဆရာဖြစ်နေအဲ့မှာသူနဲ့တွေ့တော့ခင်းမင်သွားကြတယ်သူနဲ့ကျွန်တော်နဲ့တော်လေးရင်းနှီးနှီးပါဝင်းကြီးကဝင်းကြီးမဟုတ်တော့ပါဘူးအဲ့ဝင်းကြီးတွေပြုတ်သွားပြီဆိုကျွန်တော်နဲ့ရင်းနှီးလေးရှိတယ်နော်မပြုတ်သေးခင်တော့ကျွန်တော်အနားတော့မကတ်နိုင်ဘူးနော်သူကဒီနေ့မှမပြောလို့ဆိုသူကစကားပြောရင်ညောင်းနာနဲ့ပဲအတန်းပြသူအောင်သိရင်နဲ့ကျုပ်ကအဲ့တုန်းကလည်းဝင်ကြီးတာဖြစ်လာအာမှလုတ်တတ်တဲ့အကောင့်တွေမဟုတ်ဘူးနိုင်ငံရေးကလုတ်တတ်တာဘူးဝင်ကြီးပြက်လို့ဆန်းတော့ဝင်ကြီးဆိုတာကြီးလိုက်ရတယ်ကောင်းကနားလေတာမဟုတ်ဘူးအဲ့ဒါနဲ့သူတို့အဲ့ဒီမှာတိုင်းပြည်လည်းပိုက်ဆံကလည်းသိပ်ပေါ်တယ်ဗျာတဲ့ဟုတ်အဲ့ဒီကသိပ်ပေါ်ခဲ့တာနော်ကိုရီးယားစစ်ပွဲဖြစ်တယ်တော့ဆန်သေးတွေပါသိပ်ကောင်းတယ်ဗမာပြည်ကစီးပွားရေးကသိပ်ချမ်းသာခဲ့ဘူးလေနော်ဒီ FE လို့ခေါ်တဲ့နိုင်ငံခြားသုံးငွေတကယ်ကိုချမ်းသာခဲ့တာခင်ဗျာကိုယ်ပိုင်ကဘယ်ပစ္စည်းမှရင်နိုင်ငံရောက်အချိန်ကြီးခင်ဗျာဗမာငွေနဲ့မှာလို့ရတယ်သူ
သူလျှောက်လိုက်အော်ဒါဘယ်တော့မှကန်းကောင်းနေလိမ့်မရှိဘူးပြောဘာညာလို့ဘာမှမှားကြတယ်မှာဘာပစ္စည်းမဆိုမှာလို့ရတယ်အဲ့လောက်ချမ်းသာတယ်ချမ်းသာကြတော့ဘောဘန်ပေါ့ကမ္ဘာ့ဘဏ်မှာထားတာအဲ့ဒါနဲ့ပြန်တယ်တနည်းတော့ကျုံကကျွတ်တို့ဝင်းကြီးတွေတို့ကောင်းနေနိုင်ငံခြားလည်းမရောက်သေးဘူးသွားကြအောင်ကျွတ်တို့ဝင်းကြီးဖွဲ့စုသွားကြသွားတော့အဲ့ဒါနဲ့စဉ်းစားလည်းရောက်တော့အဲ့မှာကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကြီးရတယ်အဲ့ဒီရောက်နေရှယ်မင်းကြီးရောက်တော့ကျွန်တော်တို့ထမင်းဖိတ်ကြည့်တယ်ထမင်းဖိတ်ကြည့်တဲ့ခါကျထမင်းဘွက်မှာသွားပါတော့ကျွတ်တို့ဗမာပြည်မြေပုံကိုသူကကြည့်ပြီးပြောတာမင်းတို့တိုင်းပြည်ကိုလည်းငါကြည့်လိုက်တော့မြေပုံထဲမှာလည်းသေးသေးလေးအဲ့ဒါလေးလည်းမင်းတို့ဒီမှာပိုက်ဆံတွေလည်းအပ်ထားတယ်မနေဘူးသိအပ်ထားတယ်မောတယ်အဲ့ဒါနဲ့အများကြီးတယ်တို့ဟုတ်တယ်အများကြီးတယ်အဲ့တော့မှသူကပြောဟေးမင်းတို့ပိုက်ဆံကအဲ့လိုလုပ်ဖို့မဟုတ်ဘူး300အဲ့ဒါကိုယူပြီးတော့မင်းတို့တိုင်းပြည်တိုးတက်အောင်စီမံကိန်းကြီးတွေပဲကြီးဆွဲပါလားဆိုကောင်းပြီအဲ့တော့မှသူကပိုက်ဆံဆိုတော့300မှာပါလားလို့သိလိုက်တာတကယ်ပြောတာတော့သူကိုယ်တိုင်ပြောတာကျွန်တော်ဒီလိမ့်ပြောတာမဟုတ်ဘူးဒီဒါဝိတုမဟုတ်ဘူးတကယ်အဖြစ်ပြအဲ့ဒီတော့မှကျုပ်တို့ကဟာစီမံကိန်းချမယ်အဲ့ဒီတော့မှပြည်တော်သားစီမံကိန်းကြီးပေါ်တာဟောအဲ့ဒီပြည်တော်သားစီမံကိန်းကြီးကတကယ်အောင်မြင်လို့ရှိရင်သိကောင်းတဲ့စီမံကိန်းဒါမဲ့ကျွန်တော်တို့ကသဘောထားလည်းပေးသေးတယ်ပညာလည်းမတတ်ဘူးဖတ်ပလာကြီးနဲ့ချမ်းကွဲပေါ့အဲ့ဒီမှာလည်းစီမံကိန်းကြီးပြတ်သွားတော့အဲ့ဒီကနေကိစ္စအနေသာတော့လည်းကိစ္စချောတော့တိုက်ပြည်လည်းမတက်လိုက်ရတော့တက်တော့မလို့ဆိုရင်ဆန့်ငယ်ကြမ်းနေဒါအဲ့ဒါနဲ့ပြီးတော့သူကဆက်ပြောတယ်အဲ့ဒါနဲ့ဒီနေ့ကျတော့ဗျာအဲ့အစ္စရေးဝန်ကြီးဘန်ဂူရီယန်ကဗမာပြည်လာတော့ကျတော့ဘန်ဂူရီယန်ကလည်းဟယ်လီကော်ပတာနဲ့လဲပြီးတော့ပကံဖျားတွေပဲပြပြီးတဲ့ခါကျပကံဖျားတွေပဲခုပြီးတော့ပြပြီးတဲ့ခါကျတော့သူကလည်းဒီပကံမဲပြတယ်ကြောက်ဘာမှလည်းပြတယ်သူတို့ကလူလာဧည့်သည်လာပကံမဲခေါ်ပြကိုကဘာလို့ဆိုကိုခိကဘာမှအသုံးကြတဲ့ခိပဲလှမ်းပြောရဟုတ်လားဒါကျွန်တော်တို့ကဒါကြောင့်မလို့ဒိုဘိုးကအမွေသိမိုးချီမြန်နိုးပြီဆိုတာအဲ့ဒါဒိုဘိုးကအမွေပဲချစ်လို့ရတယ်ကိုယ့်လက်ထက်ကဘာမှမလုပ်နိုင်ဘူးအဲ့လိုဖြစ်နေအဲ့တော့အဲ့ဒီမှာသွားပြီးပြပြီးတဲ့ကြာဟယ်လီကော်ပတာနဲ့လှည့်ပြီးသူကပုပ်ပါတောင်ကိုစိတ်ညွန့်နေပုပ်ပါတောင်ကိုဘယ်တော့ချစ်စရာကောင်းကြရှုခင်းနေပြတဲ့ခါကျမှအောက်မှာစမ်းရည်တွေပဲစီးနေမှာဟိုချောင်းတွေပဲစီးနေဟာဘယ်လိုလဲဟယ်လီကော်ပတာနဲ့အာဩတာဟာမင်းတို့ဒီမဲ့ရေစီးလို့ပါလားဟုတ်တယ်စီးလို့အဲ့ရေဘယ်ရောက်သွားစီးသွားအဲ့တော့စီးသွားတယ်ဆိုဘန်ဂူရီယန်ကရေမတ်တီးပြီးအာဩတာဟာတို့ဒီမှာအဲ့လောက်ရေရှိရင်တမျိုးဖြစ်သွားမယ်လို့ပြောတယ်သူတို့ကသဲကန္နာတိုင်းပြည်တခါတော့ဒီအောက်မှာပလတ်စတစ်ခံပြီးတော့မှအဲ့ဒီပေါ်မှာမြေသားထုတ်ပြီးတော့စိုက်နေတဲ့တိုင်းပြည်ကိုင်းကြီးသားဒီပြင်းနည်းနဲ့စိုက်ပြရတဲ့ခါကျရတဲ့နည်းနဲ့လုပ်မယ်ဆိုအိုးတဲ့ဘာနဲ့ထည့်ပြီးတော့မြေသားနဲ့လုပ်လို့ရတဲ့ဒီသစ်ခွာပန်းတွေဘာတွေညာတွေကိုမျိုးဆက်လိုက်တဲ့ဥစ္စာဒီဘာဖြစ်သွားလဲကဘာမှာနိုင်ငံခြားကိုသစ်ခွာပန်းပို့ပြီးတော့သစ်ပန်းပို့ပြီးတော့ဝင်ငွေအများဆုံးတိုင်းပြည်ဖြစ်သွားတယ်အဲ့ဒီဝင်ငွေကကိုမနေဘူးကြာသူတို့စီမှာဘာလို့ဆိုပညာရှိတာကျတို့ကဒီမဲ့ဘာမှမရှိတဲ့တော့ဘာမှပြောမနေနဲ့အဲ့တော့ကျွန်တော်ဒါကြောင့်မလို့တခါကြစိတ်ထဲမကောင်းလို့ပြောတာပါကျွန်တော်ဟိုသင်္ကန်းကျောင်းဟောပြောပွဲမှာရုပ်ကတခါပြောခဲ့တယ်ခင်ဗျာသင်္ကန်းကျောင်းမှာရေခဲတစ်ပေါင်လောက်တော့ဆိုငါးမှုသုံးမတည်းကြဒီလိုရှိမဟုတ်လားထားပါတော့ခင်ဗျားတို့ကရေခဲတစ်ပေါင်ပါညာနေပဲကျုပ်ကတန်တဲ့စကားပြောမှာရေခဲကိုရေခဲတစ်တန်းကိုတမတ်အခုစာရေးပေးလိုက်မယ်သွားယူကြည့်ဟောဒီမှာယခုသာပါသူအားရေခဲဆက်တံပေးလိုက်ပါကြက်တဲ့ငွေတစ်ချက်ပဲရရှိကြည့်အောင်သိမရလို့ရှိရင်ပါပိတ်ရဘယ်သွားရမလဲဆိုတော့မျက်ဝေရိုးစုံရေခဲတံကိုတမတ်နဲ့မျက်ဝေစုံသွားယူပေါ့အဲ့တော့ဒီဟာကိုဘယ်သူယူမလဲအယူမှမဟုတ်ဘူးနဲ့မျက်ဝေရိုးစုံကရေခဲဘယ်သူယူမလဲအဲ့တော့မျက်ဝေရိုးစုံကရေခဲဒီကျွန်တော်တို့ကဘာမှတန်ဖိုးမရှိသလိုဖင်ခုထိုင်တဲ့ရေနံကလည်းမတူတိုင်းဘာမှအဓိပ္ပာယ်မရှိဘူးအဲ့ဒီကျွန်တော်တို့အဲတရားစားတာနဲ့အောမနေတယ်မလုတ်တိုင်ဘာမှအဓိပ္ပာယ်မရှိဘူးအဲ့ဒီဥစ္စာနော်ကျွန်တော်မင်းလားဒီအဲ့တော့တရားစားတာရှိတယ်ဆိုလိုက်တဲ့ဥစ္စာတခါလေးကျမလုတ်တတ်လို့ရှိရင်အဲ့ဒါအော်နာကကျွန်တော်စိတ်မကောင်းဘူးကျွန်တော်အဲ့ဒီဖုန်းကောင်းတဲ့ကတော့သူတို့စီမှာဘာမှမရှိတဲ့တဲ့စိတ်ခေါ်တော့ထပွဲကဲသဲကနာကိုပန်းပွင့်အောင်လုပ်တယ်အဲ့ဒီဥစ္စာပြောလိုက်အောင်မယ်ဒါနဲ့ပဲဗျာအဲ့သခင်ချင်းမောင်ဆိုကျုပ်တို့အဲ့ဒါအစ္စလမ်က5ပါရဂူရီပေါ့ဟို5 expert ခေါ်တာပါမြေကစိုင်းနေတို့မြေစမ်းတဲ့ပါဒီဩဇာပါရဂူဆိုတော့သူတို့နှစ်ယောက်ကိုငှားဘာကြောင့်လဲဆိုတော့ဘတ်ထုမှာတက်မြို့ကြီးဖွင့်လိုက်တော့အဲ့ဒီဘတ်ထုမှာစိုးပြေးသားအောင်အပင်နေစိုက်မယ်ဘယ်လိုပင်မျိုးစိုက်မလဲဆိုတော့အဲ့ဒီမှာ five test လုပ်လို့တဲ့ expert နှစ်ယောက်ကိုငှားလိုက်တဲ့ခါကျတော့တယောက်ကိုဒေါ်လာဘယ်လောက်မှတော်တော်ပေးရတယ်ဒေါ်လာဘယ်လောက်နဲ့နှစ်စာချုပ်ငှားတယ်ဟိုကောင်နေအဲ့ဒီမှာသွားနေ6လလဲကြည့်ရောဟိုကောင်နဲ့သူတို့ပြန်တော့မယ်ဟာမင်းတို့စာချုပ်မရှိသေးဘူး
ဒီမဲ့စာချုပ်မှာဒီလိုဆိုတာဘာလို့ပြန်မှာလဲမပြန်ဘူးဘာကြောင့်ဟာပြန်တော့မယ်တဲ့ဟာမပြန်ဘူးမင်းစာချုပ်မသိသေးဘာလို့ပြန်မှာလဲမဟုတ်ဘူးတဲ့တို့6လနေပြီရဲ့မင်းတို့တဲ့ပိုက်ဆံကိုနဲ့တို့လည်းလကားပဲတဲ့ဘာဖြစ်လို့လကားပဲဒီမဲ့စိုက်သမျှအပင်အကုန်ထပေါင်းတာငါဘာစမ်းပေးနေအဲ့တော့ကျုပ်တို့ကကိုယ့်အမိကိုတောင်မှသူများစမ်းပေးမှသိတယ်ကောင်းနေဗျာဟာသူပြောပါခင်ဗျာအဲ့တော့ကျွန်တော်တို့ကအဲ့လိုဘာစိုက်ပေါက်တဲ့အကောင်ဒီမှာကြည်စမ်းသဲကန္နာပန်းထပွင့်နေကျုပ်တို့ဒီမှာမလုံးနိုင်ကဲရှိပြီးသားသစ်ပင်တောင်မျိုးတုံသွားတယ်ဗျာလောက်တော်ခင်ဗျာရှိပြီးသားသစ်တွေခိုးရောက်ခုတ်ပြီးရောင်းလိုက်တာချင်းတွင်းညာဟိုးညာခုတ်ရောင်းလိုက်တဲ့စားတခါတော့မိုးကိုခေါင်းလိုက်သစ်တွေဈေးကောင်းတယ်ဆိုချမဟုတ်ဒီကူးခေပြောတာမဟုတ်ဘူးကျပြောတာဟိုအရင်ရှေ့ခေတုန်းကပြောတာဗမာပြည်အထက်မှာပြည်ခင်ဗျာကျွန်တော်ပြောမယ်တွန်းဖြစ်တဲ့ထက်မှာအဲ့ဒီဟာဒစိတ်တိုင်းပါတယ်လို့ဆိုတယ်နော်ကိုမြတ်သားတော်ဟိုတလုံးကအဲ့ဒါလေးကြောင့်ရေးလိုက်သေးတယ်အဲ့ဒါမှအဲ့ဒါကြောင့်မလို့ဘာလို့တွန်းဖြစ်လဲဆိုတော့အထက်မှာများအသားရည်စားသိရှာပါဒါကြောင့်မလို့ကြီးကချင်းကြီးရဲ့မြေတစားတွေထဲမှာတွေ့ကြည့်သမှလူတွေပြန်ဖတ်ကြည့်သမှအထက်ညာမှာတဲ့ကျွေးဦးလဲတုံသမုံးလဲကုန်ခံကြုံလဲဖြူခရုလဲရှင်းတို့ဖြစ်ချင်းကြောက်ပါအောက်မှာသင်္ကန်းသွားလို့ရတဲ့ကောင်ပြန်ရေးတယ်မြေတစားကျွေးဦးလဲတုံကန်ဆာမရှိဘူးပြောင်းရှိထားပါဦးပြောင်းဆိုတဲ့ဥစ္စာတော့မှကျန်းလာပြီဒါမှပြောင်းစားကျင်တတ်တယ်ပြောင်းဆိုတဲ့ဥစ္စာခင်ဗျားတို့သိတဲ့အတိုင်းအစားချမ်းထဲမှာပါတယ်အရေးမရှိဘူးစားတယ်ပြောင်းကျန်းတဲ့ဥစ္စာခင်ဗျားတို့ကြားဥပါလိမ့်မယ်ယူရန်ဘာလို့အဝေစိုးအထွက်ဆိုးစားပြောင်းဟာယူရန်ကဲဆိုပင်ကိုကနှွဲ့နှောင်းစားလိုက်ရင်အာကောင်ပဲ့ဖိချဲ့တယ်ပြောင်းတာခင်ဗျားတို့ကြားမှာအဲ့ဒီပြောင်းတော့စားကြမရှိဘူးအဲ့ဒါကြောင့်မို့ကျွေးဦးကိုတူးစားနောက်ဆုံးကျကျွေးဦးလဲတုံတယ်သမုံလဲကုန်သမုံပူကြီးခံကြုံလဲဖြူခရုလဲရှင်းတို့ဖြစ်ချင်းကြောင့်အဲ့လောက်ဖြစ်အောင်တော့ငတ်ခဲ့တာဘာပေါ့အဲ့တော့အောက်ကြီးသွားတယ်အထက်မှာပြီးဒုက္ခတက်တယ်အဲ့ဒါပါတယ်ခါလိုက်ပါတော့ကျွန်တော်ပြောနေတာကိုယ့်မြေကိုယ့်တရားဇာတ်ကိုကောင်းမသုံးနိုင်လို့ရှိရင်အဲ့လိုဖြစ်တတ်တယ်ရှိပြီးသားဥစ္စာတော့ပြအောင်လုပ်တတ်တယ်ဒါဘာလို့ဆိုပညာမရှိလို့အဲ့တော့ပညာမရှိဒီတိုင်းဖြစ်မှာကြီးအဲ့တော့တခင်ချင်းမောင်ပြောတာရှိသေးတယ်နောက်တစ်ခုကသူကဟိုအဲ့တော့ဆောက်လို့စီမံကိန်းကြီးအခုဖာသပလာတိုက်ခန်းကြီးတွေပဲကြီးမင်းမနိုင်တိုက်ခန်းကြီးသူဆောက်ခဲ့သူစီမံကိန်းသူဝင်းကြီးဘွားမှာဆောက်ခဲ့တာအဲ့ဒီမှာသူကချမယ်ထောက်မယ်ဗမာပြည်ကိုအသိထီထောက်မှာအဆောက်လို့ချမယ်ဆိုတော့ဟောရကျုပ်ကတွဲမယ်ဆိုတော့ဘတ်ဂျက်ကိုပေးစမ်းဆိုပိုက်ဆံနင့်ညောင်တောင်းထားချရတဲ့ခါကျတော့နှစ်တဝက်ကျိုးပြီလေးဘုံတစ်ဘုံမကုန်သေးဘူးဟာသုံးဆောင်မောင်းနောက်ဆုံးမိတ်ကျတော့ဒီဘတ်ဂျက်အောက်တယ်ဆိုတာဗျာငွေတွေပိုးနေပြီဒီကမလုပ်နိုင်ပြန်ပြအားရအဲ့တော့ကိုကအတိုင်းအတာမတောင်းတတ်တဲ့ဥစ္စာဘာလို့ရှိဘတ်ဂျက်အောက်တယ်ဆိုနည်းနည်းညနာဘူး80ကောင်းတာပေါ့ဗျာအဲ့တော့သုံးစားဆိုချတာမကုန်ဘူးသုံးလို့ကုန်ဘူးနောက်ဆုံးမိတ်ကျနှစ်လဲကုန်အဲ့မှာဘတ်ဂျက်ကပြန်ရောက်သွားရောက်တော့အဲ့တော့ကမ္ဘာစင်းငယ်ကြီးတွေစင်းစီကြီးတွေလာပြီးတော့စစ်ရတယ်တဲ့သူပြောပြတာအဲ့တော့ဘတ်ဂျက်ကြီးကသိလို့မလို့လာပြီးစစ်တဲ့ခါကျဟိုလူကစစ်တဲ့ခါကျနေဦးမင်းဘတ်ဂျက်ကငွေတွေသိပိုးနေဟုတ်တယ်ပိုးတယ်မင်းဘယ်လိုတောင်းလို့ဆိုကျွန်တော်ဒီလိုပဲဒီနေ့တော်တော်များများလုပ်မယ်ဆိုပိုးတောင်းလိုက်တယ်ဟာမဟုတ်ဘူးမင်းငါပြောမယ်လို့ပြောတယ်ဒီဥစ္စာငါဘယ်လောက်သုံးနိုင်လဲမင်းရှိတဲ့လူအင်အားမင်းရှိတဲ့ပစ္စည်းအင်အားလုံနိုင်စွမ်းအားတဲ့ပို့ပြီးငွေသုံးလို့ရမလားလို့ပြောတယ်မင်းလူကတရားပဲရှိတယ်ဆိုအဲ့တရားပဲဒုက္ခပဲပေးနေမှာပေါ့မင်းလူလည်းပိုးမရှိဘူးပစ္စည်းလည်းအများကြီးပိုးမရှိဘူးအဲ့ဒီလိုမရှိဘဲနဲ့မင်းဘယ်နဲ့လုပ်ပြီးတော့ပိုးတောင်းလို့ရမလားလုံကနည်းနည်းပဲတိုးချင်နေမှာအများကြီးတိုးချင်ရင်လူရှိရမယ်ပြောပြီးတော့မစဉ်းစားကြည့်အဲ့တော့နောက်ကြရင်မင်းတောင်းချင်လို့ရှိရင်လွန်ခဲ့တဲ့3နှစ်ကသုံးခဲ့တဲ့ budget ကိုကြည့်ပြီးတော့မှအဲ့ဒါကိုပြန် average ပြန်ရှာပေါ့ရှားပြီးတော့မှအဲ့ဒီတဲ့ပြန်ယူပြီးတော့မှနည်းနည်းတော့ပိုးပြီးတောင်းလို့ရှင်တောင်းတယ်အဲ့ဒါမှမင်း budget ရမှာပေါ့နှုတ်ဝင်မြင်းနှစ်တိုင်း budget အောက်နေမှာပဲတကယ်ချင်းမောင်ကပြောလိုက်တဲ့မှတ်ချက်ကသူမျက်ရည်များတော့ထွက်ပြီးတဲ့အဲ့ဒါဥအောင်သိအဲ့ဒီမှာကျွတ်တော့လေဩ budget ဆိုတာ3နဲ့သားမယ်ဆိုတာသိတာဗျာကျွန်တော်ရည်လဲရတာဟာဒါတကယ်ဖြစ်တယ်ပေါ်သေးသေးမထင်နဲ့ဒါသမိုင်းကြောင်းကြီးမောင်ရင်တို့သမိုင်းကြောင်းကြီးကိုပြောနေရတာအဲ့တော့သခင်ချင်းမောင်အဲ့လိုဖြစ်ခဲ့တယ်ဆိုတော့ကျန်တဲ့လူတွေရောဘယ်လိုများနေမလဲဆိုတော့မှားနာကြည့်ပြီးတော့ဒါကြောင့်ကျုပ်ကပညာမတတ်တဲ့လူတွေရဲ့လက်ထက်ရောက်ခဲ့တဲ့ဗမာပြည်ကြီးလို့ကျုပ်ကပြောတာကျွန်တော်ပညာကျွန်တော်ခင်ဗျားတို့ကဘာလို့မေးသိချင်းရှိပါမေးသိချင်းကမေးသိချင်းမဟုတ်ဘူးခင်ဗျားရန်သူမီးကိုတကယ်ပဲသတိပြုလို့မူလာတော့ကတချင်းကတမျိုးအဲ့ဒါကိုသမြောင်ကတ်ထားတာဗမာပြည်ကြီးမှာအစေတန်းနူးလို့အငြိမ်ချမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာသွားဆန်းစစ်လိုက်ရင်ပညာရှိကနေလို့သာပါတီတွေကွဲပြားအလွယ်လွယ်မှဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်တွေမမြင်ကြတာ
ဝမ်းနဲ့ရခုခေတ်ကြီးမှာတွေ့နေရတာကလေးသငယ်များမှာဗတ်စကားစပယ်ရာသတင်းစာလျှောက်ပြီးသေးပြရေခဲကြောင့်နဲ့မြည်ပဲလောပါတကြောကြောအော်ကရောက်နေရရှာရသမျှအမြတ်ကလေးများနဲ့ရောင်ရဲတင်နေပျော်ရွှင်စွာပညာမရှိလို့ခုလိုဖြစ်ရတာမူလသရှင်ကအဲ့တော့နောက်ထပ်ပြီးတော့ပညာထပ်မဲ့လို့မောင်ရင်တို့ကပညာမသိရင်ဘူးဆိုရင်တော့ဖြစ်ရင်ဘုရုတိုင်းကြီးသွားအောင်ပါပညာနဲ့ပဲလုပ်ပါတိုင်းပြည်ကိုမြင့်တင်သမှာပညာနဲ့မြင့်တင်သမှာကျန်တဲ့နည်းနဲ့သွားလုပ်နေနေမရဘူးအခုဥစ္စာဗမာပြည်ကလည်းကျွန်တော်ပြောရမယ်ဟုတ်တော့ငါကျွန်တော်ကမာမတ်ဆိုတဲ့တွဲဘက်အထတာအကြောင်းလေးကိုဟောပြောပေးသမှာဆိုတော့ကျောင်းသားမိဘဘာညာပေါ့အသူရွေးစာပေဟောပြောပေးသမှာကျွန်တော်တကူတော်ပေါ့ဖိတ်ကျွန်တော်သွားဟောခဲ့တော့ကျွန်တော်ပြောခဲ့တာလေခင်ဗျားတို့ကလည်းပြန်ပြောလိုက်မှာဒုနာကြည့်ကြပါဒီမှာလို့ခင်ဗျားတို့ရွာကိုလာကြည့်တယ်ကျွန်တော်ရွာတရားကိုဝင်လိုက်လို့ရှိရင်ကျောင်းရှိသလားကြည့်တယ်ကျောင်းရှိတယ်ဆိုရင်ကျွန်တော်အဲ့ရွာအတွက်အနာကကောင်းတယ်လို့မှတ်တယ်ကောင်းပြီပြီးလို့ရှိရင်အဲ့ဒီကျောင်းအဝင်အကျင့်ဘယ်လောက်ကြီးလဲကြည့်လိုက်တယ်အဝင်အကျင့်များများကြီးကြီးပေးပြီးတော့လှုပ်ထားလို့ရှိရင်ရပြီးစိုက်တယ်လို့ဆိုနောက်တစ်ဆင့်အားတက်တယ်ကောင်းတယ်အဲ့ဒါပြီးလို့ရှိရင်ကျောင်းဝဲအတွင်းမှာတတ်တရဘယ်လောက်ရှိလဲတစ်ပင်ပန်းမဲ့စိုက်တာပြိုးတာဥယျာဉ်လေးတွေအစားထားလပါဘယ်လောက်လုပ်ကလေးဆိုကြည့်လိုက်ရင်ကျွန်တော်ဆရာဆရာမတွေကိုချီးကျူးတယ်ကျောင်းအတွက်အားတက်တယ်အဲ့ဒီနောက်တစ်ချက်အိမ်သားကိုလှမ်းကြည့်လိုက်ရပြီဆိုလို့ရှိရင်အဲ့ဒီရွာရဲ့ရည်ကြီးမှုအဆင့်ကိုကျုပ်အကဲဖြတ်နိုင်တယ်ကျွန်တော်အဲ့လိုပြောပြခဲ့ပြီးတော့ကျွန်တော်ပြောတာခင်ဗျားတို့ရွာပြောဝင်တာလေဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကပိုက်ဆံနဲ့တက်နိုင်တဲ့လူကကိုသားကိုသမီးကိုမြို့ကိုလှုပ်ပြီးတော့ပညာသင်ခိုင်းတယ်ကိုထမင်းတစ်လုံးလျှော့စားတယ်နော်တချို့ကြတော့ပိုက်ဆံလည်းရှိပါရဲ့ကိုယ်ရဲ့လက်ဖက်ကလည်းမရှိသို့မဟုတ်ချို့တဲ့လို့မို့လို့မြို့မပို့နိုင်တဲ့ခါကျခိုင်းဘယ်နဲ့လုပ်မလဲကလေးတွေဆယ်တန်းလေးတော့အောင်သိခြင်းနဲ့ပညာလေးတော့ခင်မြောင်တက်သိခြင်းနဲ့အဲ့တော့မလုပ်မလဲတို့တွဲဖက်ကြောင်လေးတော့အောင်ဆရာလေးတွေငှားအောင်ပိုက်ဆံစုကြပိုက်ဆံစုပြီးတော့ငှားတယ်ငှားပြီးတော့ပညာတက်တဲ့ဘွဲရတဲ့ကလေးတွေကိုခေါ်ပြီးစာသင်ခိုင်းတယ်အဲ့ဒီတော့အဲ့ကလေးတွေကိုတစ်လ2000နဲ့စုပေးရတယ်နေစရာအိမ်ပေးရတယ်အစိုးရခန့်တဲ့ SAD ကတစ်လမှာ1250လောက်ပဲသူတို့က2000ရတယ်ကြည်စမ်းလို့ပိုက်ဆံပိုးပေးပြီးတော့ခေါ်ပြီးတော့ခဏလုပ်ကျုပ်သိဝင်လာတယ်ခမရတဲ့လောက်ကကျတို့ဗမာပြည်အစိုးရအစစ်ဆက်လိမ်မာခဲ့လို့ရှိရင်ဘယ်တော့မှတိုက်ပြီးဒီလိုမဖြစ်ဘူးလို့ပြောတယ်တွေ့ကြည့်ခင်ဗျကျွန်တော်ခုပြောခုရင်တာတယ်ခုပြောခုဒေါသဖြစ်တယ်ဖြစ်တယ်ဟောလို့ပို့ချစ်ပြီးပြီးရောဘာကြောင့်လဲတွေ့ပိုက်ဆံတလောက်ပေါ်ခဲ့တဲ့ဥစ္စာတော်တဲ့ကျောင်းသားတို့ယာထောင်းကြည့်ပြီးတော့ပြင်ရတော့လွတ်ပါလားကို့အငတ်ခံပြီးလွတ်လိုက်ပါလားကို့သားသမီးတို့ချစ်ရင်တိုက်ပြည်အနာဂတ်ကိုတကယ်ချစ်မလွတ်ဘူးအဲ့တော့တော့လူတွေလို့ဟုတ်လားကိုလျှော့စားပြီးတော့တခါတည်းနိုင်ငံညာကတော်ပြီကြော်ပြီမော်ပြီဆိုတဲ့ဆရာတွေကိုပါရဂူတွေကိုငှားလိုက်ပါလားကို့ပါမောက်က2000ရလို့ရှိရင်သူတို့1000ပေးရတော့ဘာဖြစ်လဲ10နှစ်ပေါ့ဒီမှာပညာတတ်တွေယာချီးပြီးကြိုင်းခဲ့တယ်လောက်သလားကောင်းကောင်းပြောလိုက်မယ်နော်နာမည်မပြောသေးနဲ့ဝင်းကြီးတယောက်ရဲ့လက်ထက်မှာဆိုလို့ရှိရင်ကျောင်းသားပညာတော်တွေနိုင်ငံညာပေးတာကိုကလို့တော့မှာအဲ့ဒီကျောင်းသားတို့ပညာတော်တွေ100လောက်ကိုဟောဒီတိုင်းခောက်ထားကြလို့ဒီတိုင်းထိုင်နေမှာတွေ့ကဲရင်နာလို့မကောင်းဘူးလားအဲ့ဒါသူတို့ပြောတာတက္ကသိုလ်ကဘာမောက္ခတယောက်ကြတဲ့ခါကျတော့ကိုကနေတောင်းတယ်ပညာတော်တွေတွတ်ဖို့ရှိပါလားမလွတ်ဘူးလို့ပါကြီးပဲသူပင်စင်းသွားမှဆိုင်းကြတော့အဲ့ခိုင်နေမှာဒီတိုင်းကြည့်ကဲဥပေမောင်တင်ပြောတာမျိုးဟုတ်သေးရဲ့တော်သိပြဖို့ကောင်းတယ်ဟုတ်တယ်ကိုတိုင်းကိုပြီမို့လို့သာနှစ်ပြီးချစ်နေရတာတခါတည်းကကိုတိုင်းကိုပြီကိုငယ်လေးဖျောင်းနဲ့ပေါက်ပြီးပြီးရောဒါမဲ့ဟုတ်လို့မချစ်လို့ကလည်းဖြစ်တာမဟုတ်လားကိုလို့တခါလေပေါ့ကိုပါကိုလည်းမကြိုက်ဘူးမကြိုက်မှမကြည့်ကြပဲလို့မှိတ်ပေါင်းနေတာဒီမြတ်ကပေါင်းဆိုတော့ခွာလို့ရတယ်ကိုကြခွာလို့လည်းမရဒီတိုင်းမှိတ်ပေါင်းနေတာအဲ့ဒီကကိုတိုင်းကိုပြီကိုကဲဆိုချစ်တာကိုကျွန်တော်ကကိုကဲဆိုချစ်တော့မှိတ်ပေါင်းရပါဘယ်တက်နိုင်လဲဒါမှမဟုတ်တာလည်းဖြစ်နေဥစ္စာပြောမှာသူသမီးကလူငယ်တွေမင်းတို့လက်ထက်ကျအဲ့ဒါမျိုးမဖြစ်ဘူးဒါသူတို့သင်္ကန်းစာရွာမှာခုနကပြောတဲ့သင်္ကန်းစာတော့သင်္ကန်းစာဆိုအဲ့ဒီခုနကပြောကိုယ်တိုင်မှားမှသင်္ကန်းစာပြီးတယ်ဆိုတော့ဟိုလားကိုယ်တိုင်မှားတယ်ဆိုကိုယ်တိုင်မှားပါလေနဲ့တော့သင်္ကန်းစာမပြီးတော့ခုကမျိုးဖြစ်မသူလို့ပြောတာကောင်းတော့ကောင်းတယ်ဘာကောင်းဆိုရှက်ဖို့ကောင်းတယ်ဆိုအဲ့ဒါဟုတ်လားအဲ့တော့ဆက်ပြောလိုက်အောင်အဲ့တော့ဟောကျွန်တော်တို့ရှင်းကြည့်ဖို့ပြောမှာတိဋ္ဌိရှင်နိုင်ငံမှာဒီစိန်ကပူရသင်္ကပူရပေါ့စိန်ကတော့သင်္ကဆိုတာချင်းသိသီဟပေါ့ပူရဆိုတာမျိုးချင်းသိဥကောင်းနဲ့တူတဲ့မျိုးစင်ကာပူကဲတ
တိုင်းပြည်ကဘယ်လောက်ရှိတော့ခင်ဗျာဒီမန်းလေးခရိုင်လောက်လည်းမရှိတိုင်းမန်းလေးခရိုင်လောက်ရှိတော့မောအလုံးစုံခရိုင်ပေါ့တိုင်းပြောင်မရှိပါဘူးပေါက်စာလေးဘာပစ္စည်းမှမထွက်ဘာတရားဇာတာမှမထွက်ဘူးဘာရေနံလည်းမထွက်ဘာမှမထွက်ဘူးအဲ့တော့သူတို့စဉ်းစားကြည့်တော့ဒို့တိုင်းမြန်မာဘာထွက်တော့ဆိုမှန်မှန်ကြီးထွက်တာလူပဲထွက်တယ်သူကအဲ့တော့လူပဲထွက်နေလို့ရှိရင်ဒါဖြင့်လူကိုအကောင်းစားလူဖြစ်အောင်လုပ်မယ်လူသားလည်းအကြီးမြင့်ဆို human resources ပေါ့ကျွန်တော်တို့ natural resources မရှိဘူးအဲ့တော့ human resources လူတွေကိုအကောင်းစားလုပ်မှချတယ်ခေါင်းကကျော်ရင်းမင်းပြောတဲ့တောင်ပါပြီ computerization လို့ပဲဆိုတာလွန်ခဲ့တဲ့15နှစ်ကတည်းကချတယ်သူကအရင်ဒီပညာရေးမှာနှုတ်နိုင်လို့ကနဲကိုနေခဲ့ရဲဆက်ဆက်တော့မှနေရာမျိုးပြန်လေးဆိုတော့ရဲဆက်ဆက်လို့ရမှာလူမထူထောင်မနဲ့ဒီပြဘာထူထောင်နေမှာလူကအရေးကြီးဆုံးပြောကြတယ်ကလူသီတာပဓာနာဆိုပါဇက်ကသာဩနာအဲ့ဒီမှာလူဟုတ်လားလူအရင်းမြစ်အဲ့တော့စင်ကာပူကလူအရင်းမြစ်နဲ့ထူထောင်တယ်အခုသူတို့စီမံကိန်းရဲ့တဝက်ပဲရှိသေးတယ်ကျွန်တော်ဗမာပြည်ရဲ့စာပေါင်းများစွာကျော်သွားတယ်ကြောက်စရာတနေ့ကယူရီးယားကောင်မလေးတယောက်လာတယ်တွေ့ရပြီကိုမြတ်တန်းရင်သူကယူရီးယားမှာဒီရှိတယ်ပါတော့အင်ဒိုချိုင်းနာပေါ်လေးမှာရှိတဲ့နိုင်ငံတွေရဲ့ရည်ကျင်းမှုဖလှယ်ရေးအဖွဲ့ပေါ့အဲ့ဒီကသူကဒီကောင်မလေးကရင်တော့ရုပ်ရှင်မင်းသမီးကြီးပေါ့ခုတော့လည်းကြီးသွားတော့မင်းသမီးကြီးဖြစ်သွားတော့ပေါ့ခုတော့ဒါရီပါရီလုံနေတဲ့အခါကျသူကဘာပြောလဲဆိုတော့ဒီကိုရောက်တော့ကိုတဲ့မင်းဘယ်လိုနေတော့ဘာညာကျွန်တော်မေးကြတော့ရင်းနေပါစကားပြောကြတာသူတို့အမေခေတ်ကိုပြန်ရောက်နေတယ်ပြောလိုက်တယ်စိတ်ထဲမှာဘယ်လိုအောင်းလိုက်ရမလားရီလိုက်ရမှာအောင်းရီလို့လဲမှာကျွန်တော်ဘယ်လိုဖြစ်တော့မှ तू ကရိုးလေးပြောတာပါကျမတို့အမေခေတ်တုန်းကအမျိုးလိုပဲတဲ့ကျွန်တော်တိုင်းပြည်သူပြောသွားတယ်ကိုင်းဘာကြောင့်လဲဆိုတော့လူအရင်းမြစ်မှသိမှမသိရနဲ့လူအရင်းမြစ်ကမှစိုက်ကြတယ်အဲ့တော့ကောင်းပြီခုအဲ့ခုအဲ့ဒီဒီနေ့ကလည်းအဲ့ဒီဖြစ်တဲ့สิ่งတွေကခဏခဏပြောပါတယ်ပြီးတော့လူကဒီနေ့မှပြီးတော့ဘာမှမလုပ်နိုင်ဘူးလုပ်နေအဲ့ဒီကခုဘာဖြစ်နေလဲလူမဟုတ်ဘူးဒါပေမဲ့ခုလူတွေပညာရေးသူတွေဘုရားရှင်ကတကယ်လူသာပြီးအဲဒီသူသာတာပြီးနောက်တစ်ခါကျတော့ဘုရားသားပြောတာကအာရောင်းပြီးတယ်ဆိုတာသူဝိညာဉ်အဲဒီအញ្ញကိုအားနဲ့တကယ်ကြီးအောင်ဆိုတာဘုံအောင်အဲ့လိုပြောလို့ဖြစ်ကိုဖြစ်တာဒီကျွန်တော်မှာတော့ဘိပေါ်တော့တိုင်းရုပ်ကြည့်နေတဲ့ဝိညာဉ်နဲ့ဆက်တာအဲ့ဒါကဒီမြန်မောင်းတယ်ဘာအားရဒီချက်ဒီနာမအဲ့ဒါအဲ့ဒီအဖြစ်တော့ဒါလေးနဲ့မှတယ်ကြောက်နမတဲ့ပြည့်တဲ့ခါကျတော့ခြေတော်ကြီးနေတယ်ဆိုတော့ကျန်တော့သူ့စိတ်ကြီးဒီကမောင်းနေတာဒီကပိုင်းကြိတ်ပြန်နေရတာကိုကြိတ်တယ်အသေးတဲ့ဦးရကိုထားအောင်ပြစ်တယ်ပြီးတော့သူကမောင်းတော့ဆိုဖိုက်တာကြိုက်နေမောင်းတယ်အဲ့တော့သူဒီထုပြီးတော့ပါပြာဘိုးတာသူစိတ်မမောင်းတော့နောက်ကျသူစူးစမ်းပန်းစားလို့တော့ခြေတော်နဲ့လမ်းလျှောက်နိုင်တာတော့မော်တော်ကားမောင်းတယ်လို့ရှိရင်လေမြန်မောင်းဖို့ဘာမှမခက်တော့ဘာလို့ဆိုခြေတောက်ကမော်တော်ကားအလုပ်များတယ်လေမြန်မှာခြေတောက်ကမော်တော်ကားတော့အလုပ်များဆိုတော့အဲ့မှာမော်တော်ကားမောင်းပြန်ရတဲ့ခါကျတော့သူကဒီပြန်ပြီးတော့တက်ထဲမှာပြန်ပြီးတော့အဲ့သူ့နေရာကိုသူပြန်ပေးဖို့လို့ခွင့်တောင်းတဲ့ခါကျတော့ဟိုကဒီဖေးနဲ့ကြည့်တဲ့ခါကျခြေတောက်နှစ်ဖက်မှာပါတဲ့ကောင်အတုနဲ့ကောင်ကိုလေမြန်နဲ့မှခုနစရင်နဲ့မထည့်ဘူးဆိုတော့မရနိုင်တော့ဘူးအဲ့ဒီမှာအိမ်ပြန်လာပြီးချုံဝဲချပြီးမိုးတာသူ့ဇနီးကပြန်ရေးထားတယ်တနာဖို့ကောင်းတာသူ့စိတ်ထဲမှာသူ့ဇနီးကဘေးကနေသူ့ကိုကြည့်ပြီးတနာတော့မိုးရတာအဲ့ဒါနဲ့နေတော့ချင်းတစ်ချက်ပြတ်သွားပြန်သွားတယ်ပြီးသွားပြီပေါ့ဒီတော့နေတိတန်စိတ်ကြီးဖြစ်ပါလေရောလေဒုတိယကဘာစိတ်ကြီးဖြစ်တော့အဲ့ဒီမှာကျတော့တခါတည်းတပြေးနဲ့တခါလေတန်းသူကလူတွေကလိုးလာတဲ့ခါကျအဲ့မှာ pilot ခုန pilot ဆိုလေ fighter မောင်းတဲ့ကောင်ကြီးပေါ့အဲ့ဒီသေးကောင်လေသေးတွေလိုးလာတဲ့ခါကျချက်ချင်းသင်လို့ရတာမဟုတ်လာကွာဆိုလို့ဟောလဲမောင်းတာမှမဟုတ်ဘူးနဲ့ဟုတ်လားချက်ချင်းသင်လို့ရတာဒါကြောင့်တယောက်ကိုအကြာကြီးမွေးယူလာတာသူကအဲ့တော့မှဒီကောင်ပဲမောင်းနိုင်မှာဆိုတော့သူကစမ်းကြည့်မယ်လို့ဆိုကြသူကကားကိုလှက်ပတ်ပြီးမောင်းတယ်အဲ့တော့ဟိုကွန်မန်ဒါလုပ်တဲ့ကောင်ကြည့်တယ်ဒီကောင်တော့ရမပုံလို့ရှိတယ်ပေါ့မင်းအဲ့ဒါနဲ့ကန်ကြံကွာဆိုတော့သူ့မောင်းလို့မပေးဘူးလေတက်တစ်ခုစကွတ်လန်ခေါ်တော့ပါသူမိထီလာလိုပါလို့အဲ့မှာရှိတဲ့လေရင်စုလေးကိုအုပ်ချုပ်ဖို့ပေးလိုက်တဲ့ခါအဲ့ကောင်ကသွားတော့ဟိုတက်ကနေအသစ်ဖွဲ့တဲ့တက်တော့ဟိုတက်ကပေးလိုက်ဒီတက်ကပေးလိုက်မီးကြိုးမောင်းပြစ်တယ်သူတို့မကြိုက်တဲ့ကောင်တွေပေးရတယ်နမုံချန်တို့ပေါ့ဗျာဒါမကြိုက်တဲ့နွားရောင်းလိုက်ကိုတက်ကမကြိုက်တဲ့ကောင်ကိုပို့ရတာအဲ့ဒီပို့လိုက်တဲ့ခါကျရောက်လာဒီကောင်နဲ့လည်းအကုန်လုံးတောင်မကျိုးတဲ့ကောင်တွေကြီးပဲသူကကြည့်စံနဲ့ဖယိုဖေးအဲ့လိုနေတော့ဒီနေ့ကျတော့ဒီကောင်တွေကိုဒီလိုအုပ်ချုပ်တော့ရမှာမဟုတ်ဘူးသူပြီးတော့အဲ့ဒီမှာလေမြန်တဲ့တင်းကိုထုတ်ခဲ့စမ်းဆိုဆွဲတယ်ဟိုကလေမြန်ထုတ်လာလေမြန်ထုတ်ရင်တော့ဘေးကကောင်တွေကြည့်နေတယ်တဲ့ကောင်တွေကခြေတော့ပပါတဲ့ကောင်ကတော့ဘာလို့မှမသိဘူးပေါ့သူကအဲ့ဒီမှာဘောလုံးများကန်းနေအောင်မလားမသိဘူးပေါ့အဲ့ဒါနဲ့ဒီကောင်အဲ့မှာလေမြန်ကတက်ပြီးတော့မှတခါဟောဆိုတာမောင်းပြီးအချိန်ယူတော့ဟောဆိုထုတ်တာတခါတော့လစ်ထုတ်တာထောက်တက်ချတယ်
အဲ့တော့ဟိုကောင်နေနေတော့မဆိုးပေါ့အဲ့မှာကြည့်အဲ့မှာလူပြီးခေါမောက်တယ်ဒီလိုပဲလက်ချဝင်တာတွေပါဒီမောက်ပြန်တယ်နောက်ပြီးတော့မှနောက်ဆုံးမိတ်တစ်ခုလုံးပြန်တယ်ဒီ low flight rolling ခေါ်တယ်အနေမှာပေါ့ခါလေးမြန်မို့ဒီ well တဲ့တဲကောင်ချသိကြောက်ဖို့ကောင်းအဲ့ဒါဒိုင်းကိုပြုတ်ပြန်ပေးရတယ်သူကပေးချင်းပေးပြီးဆိုစွန့်ပြီးတော့ကိုချဒီကောင်ကမူရတာတော်ကြွနေတဲ့ကောင်အောင်မြင်တယ်အဲ့ဒီဟိုကောင်တဲ့တခါမနေနိုင်ဘူးလက်ခုပ်ပြီးပြီးလဲပြီးတော့ပြန်ပြီးဆင်းလာဟိုအဲ့မှာရပ်ပြီးတော့မသွားခတ်တီထွက်လာတဲ့ခါကျသူကသိတယ်သူ့နောက်စီကနေတမ်းမြန်ရသူသိတယ်ဒီကောင်နဲ့ကျွန်တော်ကိုစောင့်ကြည့်နေလို့ဆိုသိတယ်အဲ့ဒါပြီးတယ်ပြီးတော့မှနောက်အဲ့ဒီဒိုင်းင်းဟောပေါ်တယ်သမင်းစားကသွားတော့သူအပေါက်ကနေစောင့်ဟိုကောင်နဲ့လာတယ်သွားပြန်သွားမယ်ဘုသောတားပေါ့ဒီလက်ကင်မပါဘဲနဲ့မလာခင်နဲ့စီကံကိုခင်းချင်းကင်သွားနောက်ဆုံးပြကြဒီကောင်တွေသူ့ကိုယူသေးလာတာတက်ကြီးကိုနိုင်နေသွားကိုအုပ်ချုပ်သွားတာဖြစ်ပုံလို့ပြောအဲ့ဒီမှာတစ်ဖက်မှာကျတော့ဂျာမန်လေမြန်နဲ့ပြင်သစ်တိုက်ပြီးတော့အဲ့တော့ပြင်သစ်ကဂျာမန်အောက်မှာရှိတယ်အဲ့ဒီမှာသွားတိုက်တော့လေမြန်ချင်းကိုဆိုင်ပြီးတိုက်ပြီးတယ်ဒိုင်းကိုရှိရ dashboard လိုဟာမျိုးခြိုက်ဝင်လိုက်တာခြေထောက်ကြီးညံ့တယ်သူကလေမြန်ကမီးအောင်နေအဲ့မှာခုံချလို့မရဘူးအောက်ကခြေထောက်ကြီးဟိုမှာရှိရနေညံ့နေတော့မတတ်နိုင်တော့သူကထွက်လို့ရလည်းမရဒီတိုင်း ejector နဲ့ထုတ်မယ်နောက်ဆုံးမိကျတော့အဲ့သူ့ခြေထောက်ကြီးအတူကိုဖြုတ်ပြီးဘုံတိုင်းဆိုထုတ်တယ်လေကြာခြေထောက်ကြီးတစ်ချောင်းအတူကြီးရတော့ဟိုထဲကျန်နေကြတော့အဲ့ဒီမှာလည်းကလေထိနဲ့ကြာတော့ဒီကအောက်ကဂျာမန်စစ်ပလိတွေတခါအကုန်လုံးမော်တော်ဆိုင်ကယ်နဲ့သူကြတဲ့နေရာလိုက်အနားကိုကြက်တယ်ဒီကောင်က3လစ်သူကပဲသူ့ကိုသူပဲထိနေတယ်အောက်ပဲလေလမ်းကြတော့ကြိုက်တဲ့ခါရတယ်ကြည့်လိုက်ဟိုကခြေထောက်နဲ့ချောင်းမပေါ့ဟာဒီကောင်ပဲနေပါလေအဲ့ဒါနဲ့ပွေ့ပြီးယူလာခဲ့တာဖမ်းလာခဲ့အဲ့ဒါနဲ့နောက်သူ့ကိုထားတော့သူကပြန်ပြီးတောင်းတာပေါ့ဗျာခြေထောက်ပေးပါဆိုပေးရတာပေါ့3မောင်းပြီးတော့အဲ့ခြေထောက်ကလေးနဲ့လမ်းလျှောက်ကျင်တယ်ဥစ္စာအဲ့ဒီမှာခင်ဗျအဲ့ဒီအချုပ်သားကနေထွက်ပြေးတာ3 ငါတီးပြတတိယခါမှာလွတ်တော့မလို့အဲ့ဒီမှာဒီကောင်တော့မဖြစ်တော့ဘူးဆိုတော့ဒီကောင်ခြေတော့မပါလို့သာဆိုတော့တော်တော်ခက်တဲ့ကောင်ဆိုအဲ့မှာရှိတဲ့ခြေအောင်ရဲတဲ့ကြီးတစ်ခုရဲ့အထက်ဆုံးခန်းထဲမှာဖမ်းချုပ်ထားတယ်စစ်ပြီးမှလူချင်းလဲရွာတိုင်းခြေတော့မပါတယ်ပေါ့မောင်ရင်တို့ဒီကလေးတွေနဲ့ဆိုင်မောင်တို့ဘလောက်ကန်တော့နော်မင်းမမျက်စိမပါလို့ရှိရင်အလိုချင်ဆုံးကမျက်စိဖြစ်မှာမင်းမနားမကြားလို့ရှိရင်အလိုချင်ဆုံးကနားဖြစ်မှာနော်မင်းမခြေထောက်နဲ့ချောင်းမရှိတော့ဆိုအလိုချင်ဆုံးခြေထောက်ဖြစ်မှာအဲ့ဒါတွေအကုန်လုံးမင်းတို့စီမှာရှိအကုန်လုံးရှိဘုရားသခင်ကပြီးပါတယ်ပြီးရတဲ့နဲ့မလို့ရတော့ကြောက်ပါဒီလိုမှသာကမဟာယံသာတော့တော့နဲ့အဲ့လိုတင်းရတာလောကကြီးမှာဒီမဲ့အောက်တန်းကြဖို့ကတော့မင်းအဋ္ဌာန်ချနေဖို့မလိုဘူးငါတနေ့အောက်တန်းကြရမယ်မလိုပါဘူးဒီတိုင်းကြပါပါအဲ့ဒါကြိတ်မောက်နေဖို့မလိုဘူးကောင်းပြီအဲ့ဒါပြီးတဲ့နောက်မှာနောက်တစ်ခုဆက်ချင်တာကိုးစားနော်ပညာနော်ပညာပြီးနောက်တစ်ခုဘာလို့သေးလဲဆိုတော့ပြောကြလို့ကိုယ့်ခေတ်ကိုကောင်းကျင်နော်ကောင်းကျင်တဲ့လူတွေအတွက်ပြောတာနော်မကောင်းကျင်တဲ့ကိစ္စမရှိရတယ်နော်အခုဖြစ်နေတဲ့ပြဿနာပါဆိုကိုချင်းတရားပြဿနာကိုချင်းတရားပြဿနာကလည်းပဲဒီတခိုးတွေကြီးပွားနေတယ်ဖြစ်နေတော့အဲ့ဒီဟာဟိုလက်ကုန်မတီးနေတကယ်ဒါတွေကဒီလှုံ့ဆော်နေတာမဟုတ်ဘူးတကယ်ဖြစ်နေတာယူပြောတာဝင်းသားပြမဟုတ်ဘူးဂုံယူပြချင်းမနေနဲ့ဟန်ကြလိုက်တာကွာသူလုံနေတယ်တယောက်ကိုအပြစ်တယောက်ပုံချတာမဟုတ်ဘူးဟုတ်လားဟုတ်ဖြစ်နေတာပြီးခဲ့တဲ့အရေးခင်းကြီးဖြစ်လိုက်တော့နဝတဆိုတာရန်ကုန်မြို့ကြီးပေါ့တခါတော့ကိုမျက်နှာပြစ်လိုက်လို့လှသွားကြီးတခါတော့ကတ္တရလမ်းကြီးတွေပါဒီမှာတခါနိုင်လောင်ကတ္တရကြီးခင်းပလက်ဖောင်းတွေချက်ပြီးလို့တော့ဟာဒီမဲ့အောင်သိန်းတော့ဒီကားစီးနိုင်တဲ့ကောင်မှမဟုတ်ပဲဒီလိုလျှောက်သွားတော့ပလက်ဖောင်းလောက်တာတွေမြင်နေရတာပေါ့လောက်တာမြင်တော့ပလက်ဖောင်းတွေလုတယ်မြန်လဲမြန်လဲဟာမိဒီပါတွေထိုးထက်ပြုတ်ကိုချကန်ထိုက်လုံနေခါကျပလက်ဖောင်းမှာမြောင်းကူးလေးတွေမြောင်းကူးလေးကျတော့အောက်ကဝါကသိခင်းပြီးတော့ဘွားခင်းအောင်တခုဒီလိုအောက်ကနေတခုတော့အခမ်းပါမှလောက်ရတာပဲလေလို့အောင်းမိတာပေါ့အဲ့ဒါနောက်ကျတော့ပလက်ဖောင်းပြီးသွားပြီပေါ့သိမ့်လိုက်ပြီလို့မလို့ပလက်ဖောင်းပေါ်ရှောက်လဲရှောက်ပါ15ရက်လောက်ရှိတော့အဲ့မြောင်းကူးလေးကကြိုးကြကြည့်လိုက်တော့ထဲထဲဘာမှမပေါ့ကဲဒီတိုင်းဟာဒီလိုပဲလုပ်ထားပါပဲပြီးလိုက်ပြီးတော့ကျန်တဲ့ပလက်ဖောင်းအစတည်းကျွေးကြည့်လိုက်တာသက်သက်ရေစုပ်ပြီးပို့ထားခဲ့တဲ့ကိစ္စဟုတ်ဒါမှနောက်ကျအဲ့ဒီမှာကျွန်တော်နဲ့သိတဲ့လူပြောရှိတယ်အဲ့ဒီပလက်ဖောင်းလုပ်တဲ့ကောင်ကတိုက်ဆောက်တယ်ကိုင်းအဲ့ဒီလက်ခတ်တဲ့ကောင်ကတနေရာမှာသွားတိုက်တလုံးဆောက်တယ်ကြည်စမ်းဒီမှာတော့ပလက်ဖောင်းအမိကျက်မိသားခေါင်းကျက်ဝန်သားဖြစ်သွားတာအဲ့ဒီတော့နောက်ကလူငယ်တွေကဟာဒီလိုလုပ်တဲ့ကောင်တွေကြီးပွားတယ်ဟာဒါဖြစ်လာတာနော်ကြောက်စရာသိကောင်းတယ်နော်အဲ့တော့သိချင်ပြန်စဉ်းစားကြည့်တော့သိချင်တကယ်တက်ကြည့်ဒီနေရာမှာယုတ်တိပြီးတာပေါ့ logic
logic ရဲ့ကြောက်စရာကောင်းမှုပြောမယ် logic ရဲ့လှည့်ပြားမှု logic မနိုင်လို့ရှိရင်လှည့်ပြားမှုတွေမှာပါသွားတဲ့အတွေးမှားသွားတာပြောမဟုတ်တာလုပ်တဲ့ကောင်ကိုကြီးပွားတယ်ကောင်းပြီအဲ့ဒီကောက်ချက်ကိုမဟုတ်တာလုပ်တဲ့ကောင်တွေကကြီးပွားတယ်ဆိုတာမှန်တာလုပ်ပြီးကြီးပွားတယ်လို့မရှိဘူးလားလမ်းတလမ်းထဲမှာကြည့်ဆိုင်မှာဒီလမ်းထဲမှာကြီးပွားတယ်လို့ဘယ်နှယောက်ရှိတယ်လောက်ရှိတယ်အဲ့ဒီမှာမဟုတ်တယောက်လုပ်ပြီးကြီးပွားတဲ့ကောင်ဘယ်တယောက်လဲလို့ရေးကြည့်အကုန်မဟုတ်ဘူးနော် percentage အရေးပြအဖြစ်နေပါလေတို့ပေမဲ့လည်းမဟုတ်တာလုပ်တဲ့ကောင်ကိုကြီးပွားတဲ့ဥစ္စာမဟုတ်တာလုပ်ပြီးကြီးပွားတဲ့ကောင်ကအမြင်ကိုကတ်တာအမြင်ကတော့သူတို့ကြီးမြင်နေတဲ့ခါကျကြံတဲ့လူတွေမေ့လိုက်တယ်ဖြည်းဖြည်းအဲ့တော့မဟုတ်တာလုပ်တဲ့ကောင်တွေကြီးပွားတယ်မဟုတ်တာလုပ်တဲ့ကောင်တွေကြီးပွားတယ်ဆိုတာသူတို့ကြီးပွားတာကိုကြည့်ရင်ကနေကိုကအားကြလို့ဖြစ်တယ်အဲ့တော့မလုပ်တာလုပ်တဲ့ကောင်ကြီးပွားတယ်ပြန်ပြီးတော့ logic ကပြန်ကောက်လိုက်တဲ့ခါကျကြီးပွားခြင်းမဟုတ်တာလုပ်ရမယ်ကြောက်ဖို့ကောင်းတယ်အဲ့ဒီအကုန်ပြတ်သွားတယ်တိုင်းပြည်လုံးပြတ်သွားတယ်ဒါကြောင့်လူငယ်တွေနော်ကိုချင်းတရားသိတိထားပါအခုဘာကြောင့်လဲလို့ဆိုတော့စကားဝင်စီးပွားရေးနဲ့အတူတူလူသုံးပစ္စည်းတွေကဒလဟောဝင်လာတော့သူ့သုံးတော့ကိုယ်လည်းသုံးနေကိုယ်သုံးတော့သူလည်းသုံးနေဆိုတော့ကောင်းလေးတွေလည်းသုံးနေမဟုတ်တာလို့မင်းလေးလည်းသုံးနေတဲ့ခါကျမဟုတ်တာလို့ကျွန်တော်ပြောရဆိုဒီခါလေးကျဘုရားအောင်ဆန်းနေတာဒီခါကျသွားပြတော့သူ့တော့မှတခါခမားကြီးကြာဆိုရန်တွေ့ပဲချင်တယ်ဘာလဲဆိုသူပါဇက်ပုတ်ကြီးနဲ့ပြောခဲ့တယ်မှတ်မိသေးတယ်ခင်ဗျာတို့မာမီးကဘာနိုင်ငံကြီးဖြစ်သွားမယ်ဆိုတာကြည်စမ်းသူပါဇက်ပုတ်ကြီးနဲ့ပြောသွားတာခင်ဗျာပြောလို့မလို့ဖြစ်ကုန်ပြီလို့သွားကိုပြောလိုက်ချင်တာပြောတာထိတ်ပြောမလဲအဲ့တော့ကိုချင်းတရားတက်တဲ့ခုကျွန်တော်ပြောမှာဘယ်တော့ကြောက်ကြကောင်းလဲကြက်သီးထားနော်ကောင်းလေးကြီးကောင်းမလေးကျွန်တော်တပည့်တယောက်ကျွန်တော်စာသင်ပေးရေးစာသင်ပေးရဒီကောင်ကကုမ္ပဏီတခုတော်ချမ်းသာတယ်သိချမ်းသာပြောနေတခုတည်းကျွန်တော်ပြောတယ်အစိုးရပြန်နေအထောက်တခုငားလိုက်တယ်မကြသေးဘူးလာပိုင်းပေါ့တစ်လောက်ဒေါ်လာ3000နဲ့ငားနှစ်30စာချုပ်ထားဒါဒီတခုတည်းကျွန်တော်ဒီပြည်လုံငန်းတွေကြုံမသိဘူးနော်အဲ့မှာကျွန်တော်သွားတယ်တနေ့မှရောက်တယ်ခါကျတော့ငါပြောလိုက်တော့ကျွန်တော်ဒီကောင်နဲ့စကားပြောနေလို့ရှိတယ်ကောင်လေးခရီးပြပေါ့ဝင်တယ်ဒရိုင်ဘာနဲ့တူပါတယ်မင်းနဲ့ဘယ်ပေါ့ဒီကောင်လေးချင်းရောက်သူတို့ကိုတဲ့ပစ္စည်းတွေပါအကုန်လုံးယူတယ်အိမ်တယောက်လိုက်ပို့တာအဲ့တဲ့တခုမှမကြံစည်နဲ့တော့အိမ်နေရရောက်ဖို့တော့ကြားလာတယ်ဟုတ်ကဲ့ပြေးသွားတော့ဒါပဲဘောနဲ့ကျွန်တော်ပဲသူကကျွန်တော်ဘာလဲဘာရေးတဲ့ဒီလိုပဲတဲ့သူကနေသိပြတဲ့ခါလို့လဲဘာဖြစ်လို့တော့ပါ2ယောက်ထုတ်လိုက်ရတယ်ကြီးတဲ့ကျွန်တော်ခုထုတ်ရတာ9ယောက်ရှိပါကျွန်တော်4ယောက်ကိုဝန်တင်ပေးထားရတယ်ဟုတ်လားတဲ့ဘာဖြစ်လို့လဲဇေယျပြည့်ဒီပေါ့ဘာရေးခိုးတာတွေပေါ့ဘယ်လိုခိုးတာလဲဆိုတော့အဲ့ဒီအရင်တရက်က2ရက်လောက်ကနိုင်ငံသားဧည့်သည်အခန့်စာဝဲကျုပ်အဲ့တော့စာတေးတော့ဆိုတော့ပွဲတွေအမျိုးမျိုးပေါ့သူကိုယ်ဆန်သူသွားတာတော့အဲ့ဒီပွဲတွေကိုမှားတဲ့အခါအဲ့ဒီမှားတဲ့ကြက်တဲ့ငွေတွေရဲ့ပုံမှာတပွဲကို9ကျပ်တဲ့2ကျပ်3ကျပ်တင်းပြီးတော့သူကသိရှင်းဒါကျွန်တော်တဲ့ဟာကျွန်တော်စီးပွားရေးလုပ်တာကျွန်တော်ရိပ်မိတယ်သူမစဉ်းစားဘူးကောင်းလားကျွန်တော်တယ်လီဖုန်းတစ်ချက်နဲ့ကောက်ကလှည့်ပြီးတော့ကောင်းတစ်ကောင်ထုတ်လိုက်ဒါအကုန်ပြန်ပေါ်တာပဲအဲ့ဒါပြင်းတွေကိုပြန်တွေ့တာကျွန်တော်အရင်ကဒီကောင်ကိုသတိပေးပြီးအဲ့ဒီဥစ္စာကိုထပ်လုပ်တာကျွန်တော်ပြောတယ်တဲ့မင်းတို့ငွေကြေးပြဿနာအကူကြီးပြင်ပြောငါ့ကိုအကူလိုသဘောထားပြောတယ်မရဘူးတဲ့ကျွန်တော်ဘယ်နဲ့လုပ်မလဲမျိုးလို့မင်းသူဘလောက်လောက်ပါပါတယ်ထင်လို့ဆိုသိအများကြီးတော့မဟုတ်ဘူးတဲ့1500 3000တော့ရမှာတော့တဲ့ဒါတော့ပါများတော့မများဘူးပေါ့ပါဒါမှကျွန်တော်ထားလို့မဟုတ်ကျန်တဲ့လူတွေပဲလို့ကျွန်တော်ထိတယ်သူတို့အများအားခွင့်လို့ထားတယ်အဲ့တော့မတန်းနိုင်ဘူးလွတ်လိုက်ရတာပဲအဲ့တော့ဟာရေကျွန်တော်ဗမာလူမျိုးတွေညံလဲကောင်းမှတွက်လဲတွက်ဒါမှမယုံကြည်ရဘူးခိုးခြင်းနဲ့စိတ်တော့ဆော့ပါတယ်အထူးဖြင့်ဌာနကထွက်လာတဲ့လူမျိုးတွေသားမယုံပါဘူးကဲဒါသူပြောတာဟာသူပြောတာဒါကျွန်တော်ပြောတာနော်တကယ်သူပြောတဲ့အတိုင်းမှာဒါရိုးရိုးလေးပါကျွန်တော်ဘယ်သူမှကြည့်ရအောင်ပြောတာမဟုတ်ကျွန်တော်နဝတ္တရဝတ္တဘာကာကြီးခေါ်ရည်နေကျွန်တော်ဘာမှမဆိုင်ကျွန်တော်တကယ်ပြောတာဟုတ်လားဟုတ်ကျွန်တော်တကယ်ပြောတာဒီကျွန်တော်အဲ့ဒီစိတ်ကတစ်စက်မှမပေါ့ကျွန်တော်တကယ်ပြောတာဖြစ်နေတဲ့ဥစ္စာယူသိရမယ်ဆိုကျွန်တော်ပြောတာကိုယ့်ဘောင်ကိုလှမ်းထောင်းလို့ထောင်းနေရမထောင်းလို့မဖြစ်ဘူးအဲ့ဒါတွေဖြစ်ဘူးအဲ့ဒါဖြင့်ဒါနဲ့နောက်ကြမိန်းကလေးတွေလည်းဒီလိုပဲဟောနေစမ်းမောင်ကမိန်းကလေးတွေကဘယ်လိုလုပ်ဆိုပြီးတဲ့ခါကျကျွန်တော်တို့တစ်ခုရှိဒီကုံစုံလို့အဲ့တော့အဲ့ဆိုမှထားတယ်အရောက်သေးမှလေးပြောသမီးတို့ညီတို့ဘယ်လိုပါသိချကျွန်တော်ကိုတူမလေးတွေနှမလေးတွေကျွန်တော်ဖြည့်ရှင်းမယ်သိချပြောတယ်ပြောနေကနေမပြောဘူးဘာပြောစီလဲဆိုတော့ဥမာတဲ့
မင်းလေးနှစ်ယောက်တယောက်ကိုတော့ဝန်နေပြီးတယ်နောက်တစ်ယောက်တော့ထုတ်ပလိုက်ရတယ်ပြောရမအောင်လို့ဘာဖြစ်လို့ဆိုတော့မင်းလေးတယောက်ကဥပမာဆိုမျက်ခုံးမွေးဆွဲတာတို့ဘာလို့ဒီလိုပစ္စည်းမျိုးပေါ့ဗျာသူကတစ်ချောင်းချင်းယူလို့ရှိရင်30ဒါပေမဲ့တရားစီယူလို့ရှိရင်100နဲ့ပြီး120အဲ့ဒါဒီကောင်မလေးကရောင်းသေးမှလည်းဘာလို့လဲဆိုတော့တစ်ချောင်းချင်းရောင်းရတယ်ဒါပေမဲ့အဲ့ဒါကိုဖြုတ်ပြီးတော့တရားစီရောင်းရတဲ့ပုံမျိုးနဲ့စီးရင်တယ်ဒါမိတာပေါ့20ဆိုတော့နောက်မလုပ်နဲ့နောက်တစ်ခါဆိုရင်တော့ဒီမတရားဘူးပြောရတယ်နောက်တစ်ယောက်ကြတော့ဘူးတဲ့ကျွန်တော်ဖြုတ်လိုက်ဘာဖြစ်လို့ဆိုတော့သူကအဲ့ဒီပစ္စည်းမှရှိတဲ့ label ကိုဈေးနှုန်းပြောင်းတက်ပြီးတာဆိုကြပါစို့100ဆိုတော့130သူလုပ်လိုက်တယ်30သူရိုက်တယ်ဒါကြောင့်ကျွန်တော်သိမခံနိုင်တော့ဟုတ်ဆိုကျွန်တော်တို့ကအပြိုင်ဆိုင်ရောက်နေရတာ130ဆိုလိုက်ချင်ဝယ်တဲ့လူကဟာဒီဆိုင်ကအများကြီးရိတ်တယ်ပြောမှာပေါ့ကျွန်တော်ကျန်တဲ့ပုံတွေကနာပြီအဲ့တော့သူတို့ကိုင်းဒီလားဒီတော့ကြာဒီနေ့နေ့တွေပါကိုင်းသွားဒီဥစ္စာပစ္စည်းဒီပြန်တော့ချက်ချင်းကိုထုတ်လိုက်ရတယ်ကျန်တဲ့မိတ်ဆွေတို့လည်းဒိတ်ကတောင်းလို့မလုပ်ပါနဲ့ပြောရတယ်ကိုင်းကြည့်စမ်းဘယ်မှာယုံလဲတဲ့ဟာပြောရင်ယုံညမယုံမယ်တဲ့ဒီကြက်လုံးတော့ရှိတဲ့ဟိုကားဆိုင်တိုက်ပါဆောက်တဲ့တန်မြောင်းကြီးအဲ့ဒီဥစ္စာ68ပေ30ရှိတဲ့ဟာကြီးအဲ့ဒါကြီးကတော့ဒီတိုင်းထားတာပေါ့တဲ့အပြန်ထွက်လာရင်ရှားတယ်ဘာညာဆိုတာတမိုးတွေပဲဒီ80ဘာမှမတူဘူးတဲ့ဒါကြီးတွေမပြောဘူးနောက်ကြအဲ့ဒါကြီးတွေပြောင်းတယ်ဒီဟာကြီးတွေပြောင်းတော့ဟာဘယ်လိုလုပ်ပြောင်းတော့ဒါနဲ့မတင်ကတော့တနည်းနည်းတော့ရှိနေမယ်ဆိုနောက်ဆုံးစုံစမ်းတော့ဘာလုပ်တယ်တူတဲ့တပည့်ရောက်ဖြစ်တယ်ပေါင်သိပြီးယူသွားတယ်ကိုင်းကြည့်စားနောက်ကြတိုက်ကိုအမြင့်ဆောက်တယ်တဲ့နည်းနည်းလေးမြင့်လာတဲ့ခါကျတော့ဘေးဘက်မှာရှိတဲ့အကာလေးရှိတယ်ပေါ့အဲ့ဒီအကာလေးဘက်မှာသူ့လူတယောက်ဆောက်တယ်အပေါ်ကနေအဲ့ပစ္စည်းကိုလှမ်းပြီးပြစ်ချလိုက်ပြီးတော့မှခွဲယူမျိုးကိုသုံးနေတာအဲ့မှာအင်းဘကူဟိုတယ်ကြီးလို့ဟာပြောအင်းတခုမှဆိုလို့ရှိရင်ဘာပြောရအောင်လေအကုန်လုံးပေါင်းပြီးတညီတဲ့ကိုလာဟာဘယ်လိုလုပ်တော့တော့သူကနိုင်ငံခြားသားအဲ့ဒီလက်ခံအဲ့တော့ကျွန်တော်မေးကြမင်းအခုသူကလည်းအခုဟိုတယ်မှာသူနိုင်ငံခြားအဲ့ဒီလက်ခံတယ်မင်းတို့ဘာဒေါ်လာနဲ့ဟုတ်တယ်ဒေါ်လာနဲ့တဲ့မင်းတယောက်ဘယ်လောက်လဲဆိုတော့ကျွန်တော်တို့ကစပွင့်လာဆိုဈေးနဲ့ရှော့ထားတယ်ဘယ်လောက်ဆိုတော့တစ်ရက်ဒေါ်လာ60တဲ့ breakfast ပေးတယ်ဘာကြောင့်ပေါ့သူစီမှာလည်းတော်များများရှိတယ်အဲ့တော့နောက်သူ့မိတ်ဆွေရဲ့အဖွဲ့ထုံးမှာဘာလို့လဲဆိုအဲ့ in မှာအဲ့တဲခိုကဆိုတော့အဲ့တဲခိုကမှာနိုင်ငံသားတွေတည်တာ10ယောက်တည်တယ်2ယောက်6ဖိုင်ဒေါ်လာ50ပဲထား2ယောက်ဆို100မလို့က100ဆိုတော့ဒီကောင်တွေ3ရက်တည်လို့ရှိရင်ဒေါ်လာ300ခွဲတယ်ဒီလိုလုပ်လာနောက်ကျအဲ့ဟာကိုမသင်္ကားလို့မဟုတ်ထည့်ထားတဲ့ကောင်လေးတယောက်ကနေပြီးတော့အဲ့လိုလုပ်တယ်လို့ထင်တယ်ဆိုတော့ဘာလုပ်တယ်ထင်တယ်အဲ့ကောင်ကလည်းပိုင်ရှင်ကအဲ့ဒီသူတို့ရဲ့ကောင်တာဘွားကနေမျက်နှာကျက်ပုံမှာသွားအပေါက်ကလေးသေးသေးလေးပေါက်ရေတပလင်းနဲ့တနေ့လုံးစောင့်ကြတယ်ခမဲမသားဘူးအသားမသားဘူးရေတဲ့ကြီးစောင့်ကြတယ်သိရှိလဲရှိကိုစောင့်တယ်ပြီးလဲပြီးတော့နောက်အကုန်လုံးဖြုတ်ပလိုက်အကုန်လုံးကိုတတိလုံးဖြုတ်ရတာခိုင်းကျွန်တော်တို့ဘာလုပ်လဲအခုပြဿနာရှိသေးတယ်ဒါမှခက်တာဒီကောင်ကဒီကဖြုတ်လဲဒီပြစ်ကုမ္ပဏီမှာအလုပ်သွားရချင်ရတာဒါကျွန်တော်တို့မတတ်နိုင်ဘူးကြည့်နေရမှာဒါမှဒီနေ့ကျရင်ကျွန်တော်တို့ syndicate ဖွဲ့ရတော့မှာပေါ့အခုတော့ကျွန်တော်တို့ကုမ္ပဏီကြီးတော့လုပ်ပြီကျွန်တော်နိစ္စရတယ်ငါစီကဖြုတ်တဲ့ကောင်ပြောလိုက်အဲ့ကောင်မလားတဲ့ဒီလိုလုပ်ရရှေ့ပဲလို့လားကိုချင်းတရားပြိထားကြတော့ကိုချင်းတရားပိတ်ကြောက်ဖို့ကောင်းတယ်နော်မောင်ရင်တို့ကိုချင်းတရားကောင်းပြီလူငယ်တွေကခက်တိကြီးငါတို့ခေတ်ကိုတူတောင်းတယ်လူကြီးတွေထဲမှာတချို့လူကြီးတွေခိုးနေအကုန်မဟုတ်ဘူးတချို့လူကြီးတွေခိုးနေကြီးပွားတယ်ငါလည်းခိုးမယ်ကြီးပွားအောင်အဲ့ဒီလူကြီးတွေကိုကြီးလိုက်ပြီးအဲ့လိုလူမျိုးကြီးတွေကြီးလိုက်အတူခိုးတော့မင်းတို့ခေတ်ကြီးလည်းခစ်စုပ်ပဲကြီးလည်းဖြစ်အောင်ပါအဲ့စိတ်ချတာကြက်တတိထားပြီးတော့လုတ်ကြမှာလုတ်ဖို့လုတ်နိုင်လုတ်အဲ့တော့ပြောချင်တဲ့အိဗယ်စာရိတ္တပတ္တိအဲ့ဒီစာရိတ္တပတ္တိဆိုတော့ကိုနည်းနည်းသိခံတော့နည်းနည်းလေး serious ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးတွေတော့နည်းနည်းသိခံပြီးသားတော့ဒီပိုင်းရောက်တဲ့ခါကျဟိုနည်းနည်းပြင်းစရာကောင်းတယ်များလေးသွားတယ်ပြောတာကျွန်တော်အဲ့စာရိတ္တသူတော်နဲ့လွယ်တယ်မထင်နဲ့ဘုရားအောင်ဆန်းကြည်ညိုစရာကောင်းတယ်အဲ့ဒါပြောတာတစ်ချက်ထည့်ကျွန်တော်ပြောမယ်စိတ်အားတတ်ဒီဘလောက်ကောင်းလဲဆိုတော့နော်သူ့ကိုယ်တိုင်ရေးတဲ့အထုပ်ပတ်ဒီအဲ့ဒီမှာကျွန်တော်လက်ရင်းနဲ့ကိုဖတ်ပြရတာဘာရေးထားလဲဆိုတော့ဂျပန်မှာထားတယ်စိတ်ပညာသင်တယ်သင်နေက2လ3လလောက်ရှိတဲ့ခါကျဂျပန်တွေကသူတို့ရဲ့ရည်ကြီးမှုသူတို့ထုံနှန်းစင်လာဒါသဘာဝကိုလူသဘာဝရသူတို့ဟာရောက်တဲ့သားတွေဖြစ်တယ်သွေးကိုသားကိုသူတို့ဟာဒီဟာဖြောပြမှုလူအပ်လိမ့်မယ်ဆိုတော့မိမတွေနဲ့သတိကျသိချင်သူတို့ပို့ပြီးတယ်သူ့စိတ်တဲ့စဉ်းစားကြည့်ငါဟာဒီဥစ္စာကိုမချုပ်ကြည့်နိုင်ဘူးလားတိုင်းပြည်တွေလုပ်နေဥစ္စာဒါလောက်ဟာမှာငါကောင်ကလိုက်လျော့မှာငါကောင်ကအဲ့လောက်ပုံမှာသိမခံနိုင်ဘူးလားအဲ့ဒီမှာလည်းကျွန်တော်သိခဲ့ကြတယ်ငါဒီအိမ်အောင်ကြမှာငါ့လူမျိုးပေါ့စွန့်လို့မျိုးတော့အတိတ်ခံပြီးကျွန်တော်ထိခဲ့တယ်ယောက်ျားကောင်းပါ
လေးပြလောက်တယ်ကျန်တဲ့ဟိုအာဇာနည်ဘာကြီးဘေးချစ်တယ်ခင်ဗျာလေးပြလောက်တယ်တွက်ကြည့်တာသာရိတ္တတ္တိသိခက်တယ်ကာယတ္တိဒီလိုပြုတ်ခေါင်းနဲ့လက်စည်းထိုးနဲ့လွယ်တယ်အဲ့ဒါနည်းနည်းကြည့်ပေးရပါလားဒါခက်တယ်မှခလေးတယောက်အဲ့လိုပဲကျွန်တော်တငယ်ချင်းတယောက်ရဲ့သားလေးရံဖြစ်လို့ရှိရင်ခန်းခန်းလာတော့ဟိုကောင်သိနေတယ်အဲ့လိုကြာရံဖြစ်ခန်းခန်းနေရဆိုဟာမင်းကွာဒါများခက်လုံးလုံးကွာအခုသိမေးရတဲ့ကိစ္စဘာခက်တယ်မှလို့ဆိုကောင်းတယ်လေခင်ဗျာပြောတော့လွယ်လိုက်တာလေခင်ဗျာပဲအဲ့လိုပဲလုပ်ကြည့်တော့မအောင်နဲ့ဘာညာနဲ့ပြောရတယ်အဲ့ရောဒီမဲ့ပြောနေမင်းကောင်းကိုတနေ့နေ့လွှတ်ထားပါပြောလိုက်ဒါလည်းဟိုကောင်လေးလာတဲ့ခါကျမှကျွန်တော်တပည့်တယောက်ရှိပါတယ်အဲ့ခရာတီကလပ်ဖွင့်တာအဲ့မာမင်းကြီးအဲ့ကောင်သိမေးဆံပါလားဒီကောင်နဲ့မှလေ့ကျင့်ပေးတယ်။ဒါမှလည်းပြောက်ပြလိုက်ပါဆိုတာ။ဟိုကောင်မေးမှန်သွားတော့တနေ့တင်းနေဟုတ်ကဲ့ယူစီပါတယ်ဟုတ်ကဲ့သူပါ။သွားတော့ကျွန်တော်လည်းထားပေးတယ်ဗျာဒီလေမေးပြောက်သူကသူလေ့ကျင့်တယ်ကျွန်တော်လည်းဘယ်ဒါလေးတယောက်ကောင်းနေပဲရှိတော့။နောက်3-5လလောက်ရှိတဲ့ခါကျသွားတဲ့ခါကျတော့ဒါနဲ့ရှောက်ပြီးတော့သူကျွန်တော်တငယ်နဲ့တူဟာဟုတ်ပါဟုတ်ပဲနဲ့မင်းဟိုကလပ်ကမှန်သွားလာပါနဲ့သူ့အဖေကိုမေးတော့ဟာသွားတယ်ဗျာသွားပြဿနာဖြစ်လို့ဗျာတဲ့အဲ့ဒါဟာဘာဖြစ်လို့လုံးဟာသွားကျုပ်ဒီကောင်များအိမ်ကြီးချင်းကံကောင်းလို့မှမျက်နှာမပြတ်တယ်ဒီကောင်လည်းမပြတ်တယ်ဒီကောင်လည်းကျုပ်နံပါတ်2ချက်လောက်ကျင်းလိုက်ရတယ်ဟာဘာဖြစ်လို့ဆိုအဲ့ဒါဒီကောင်ခေါ်ပြီးတော့ဟဲ့မင်းဘာဖြစ်တော့ပြောစားလို့ဘောလုံးကတော့ခါတိုင်းသူနေကြဖြစ်တဲ့ကောင်ကသူ့ကိုလာပြီးတော့ချဲတယ်ပေါ့လေခုခေတ်စကားနဲ့အဲ့လိုပြောတဲ့ခါကျအဲ့တော့မင်းရံဖြစ်တော့မင်းကသူပြောတဲ့စကားလုံးလေးဆိုဖတ်မိတယ်သူကလည်းကျွန်တော်ကိုလေလှုပ်လိုက်လေကြာသလားလို့သူကလေးစကားပေါ့လှုပ်လိုက်လေကြာသလားလို့အဲ့တော့ဘယ်နဲ့လို့ကျွန်တော်ကလှုပ်လိုက်ဟာဘယ်လိုလွတ်ရဆိုဒီဖွားဆောင်ပြည့်ပြီးဖောင်းတိုင်းဟိုကောင်ရင်မဒိုင်းနဲ့ကတည်းကဘေးရသူ့ပြောင်းဝင်ခမကံကောင်းလို့နောက်ကအုပ်မြောင်းတယ်အုပ်ဆိုင်နဲ့ကပ်ပြီးလွဲတာဟိုက်ကုန်တယ်ကတ်လွဲတာတုံးနဲ့သိနေတယ်အဲ့ဒါတောင်မှဒီကောင်ကိုတဲ့ရင်မမှာကိတ်ဟောရတာအောက်တောင်းတော့မူးလို့မေးလို့ရှိတော့မနေနှိပ်ရတယ်ကျုပ်လည်းဟိုလူကြီးတွေအားရတယ်ဒီကောင်နံပါတ်2ချက်လောက်ကျင်းရပြီတော့ပေါ့လေကဲသူ့ဘာသူနိုင်နေလာတယ်သူ့ကားပြင်းတဲ့တိုင်ကိုကပြင်းတဲ့တိုင်နိုင်လာပြီဆိုတဲ့ခါကျတတ်တီကောင်းလာတာပေါ့လောကကြီးမှာကိုကနိုင်မယ်ဆိုရင်တတ်တိကောင်းတဲ့လူကြီးပဲလားအဲ့ဒီကာတတ်တိမျိုးဘယ်ကောင်မဆိုကျင့်ပေးရတယ်ခက်တာသာရိတတတ်တိအဲ့ဒါမှခက်တာငါရပိုင်ခွင့်မဟုတ်တဲ့ပစ္စည်းကိုငါမယူဘူးဆိုတဲ့စိတ်မျိုးကြတော့တတ်တိမကောင်းတဲ့ကောင်မရဘူးအဲ့ဒီကာတတ်တိလေသိအသာပေါင်းများစွာခက်ဟုတ်လားအဲ့ဒီဥစ္စာတောင်းနိုင်မှာဒီကျွန်တော်ဟောတာစစ်တက်ထဲမှာကျွန်တော်စစ်တက်ကလေးမှာဆရာလုပ်လာပြင်ပေါင်းများစွာဖြည့်တန်းမှာတတ်တိကောင်းတယ်အကုန်လုံးကဘွဲတွေပဲတည်းရသူရဘာညာရနောက်ပိုင်းရောက်တဲ့ခါကျမှခေါင်းကသာရိတတတ်တိမကောင်းလို့မလို့ပြုတ်သွားတာလေဒီပုံကြီးဟုတ်လားမိမစိတ်ငါဝှေ့ချင်တယ်လို့ပူဇာတာကိုမတောင်းနိုင်ဘူးကားပြုတ်သွားမှဆိုလို့မှန်တာကိုမပြောဝင်ဘူးဟောသာရိတတတ်တိသိခက်တာအဲ့ဒါကိုထူတော့အဲ့ဒါကမှအရေးကြီးတာအဲ့ဒါမှလူပြောက်ကိုဘဝကိုကြီးမြင့်တာအဲ့ဒီသာရိတတ္တိယတို့စီမှာလည်းအဲ့ဒီသာရိတတ္တိယနင်းလာအဲ့တော့ဘယ်လောက်ပြောင်းလဲဆိုတော့ကျွန်တော်ဆောင်းပါးတစ်ခုတော့ရေးဦးတယ်ရှင်မင်းကအစသာရိတတ္တိကောင်းတော့ဖြစ်တာဆိုတယ်မင်းဖလောင်းကြီးလက်ထက်မှာမဟာပညာရွက်လက်ထက်တထေးတယောက်အဲ့ဒီတထေးတယောက်ကဘာဖြစ်လဲဆိုတော့ငွေမြုပ်တယ်ဗျာ2000လောက်ဗျာ2000လောက်ဗျာ6000လောက်ရှိမှပြုတ်တာမြုပ်တဲ့ဥစ္စာခိုးဖော်ပါဘယ်သူဖော်ပါမှမသိဘယ်သူဖော်ပါမှမသိတဲ့ခါကျနောက်ဆုံးမိတ်အဲ့တခိုးကလိုက်ကြည့်ရခါကျနီးနားမှာဟိုမြစ်ထဲမှာငါးရှာနေတဲ့ကောင်ပေါ့ပြီးတော့ဒီကောင်တွေခိုးမှာပဲဆိုဒီကောင်တွေဖမ်းပြီးစစ်ရိုက်တာတတိယသူ့ကောင်တွေလည်းခေါ်ပြီးရိုက်တာပေါ့ရိုက်တဲ့ခါကျဟိုကောင်ကနာလုံးအကျော်ကြတော့သူတို့ခိုးပါတယ်ပြောတော့ခိုးပါတယ်ဆိုမှပြောတော့မှကောင်းပြီခိုးရင်တော့ကြာသွင်းမှုစီမင်းစီကိုပို့မယ်ဆိုတော့ဒီကောင်ခိုးတယ်လို့ပြောပါတယ်ဆိုစီမင်းစီကိုပို့တာပို့တဲ့ခါကျတော့ရှင်မင်းစီရောက်တဲ့ခါကျတော့ရှင်မင်းကလှမ်းကြည့်တော့ရိုက်ထားတဲ့ဒဏ်ရာတွေပဲသူကတွေ့ရိုက်ထားတဲ့ဒဏ်ရာတွေပဲတွေ့လိုက်တဲ့ခါကျတော့သူကစိတ်ထဲမှာတွေ့ဟိုရက်စစ်ချက်ကိုဒီရုပ်တရားရုံးကလက်မခံဘူးပေါ့လေဟိုကဒီကောင်ရိုက်ထားလို့ပေါ်တာနဲ့တူတယ်ဆိုတော့အဲ့ဒါနဲ့မဟာပညာကျော်လည်းကြည့်တော့အဲ့ဒါဒီအမှုစစ်စမ်းဆိုမဟာပညာကျော်ကိုတွဲတော့မဟာပညာကျော်ကကိုင်းဒီကောင်လေးသူ့ထဲထည့်ထားလိုက်ဆိုတော့သူ့လူကြောက်ကိုခေါ်ပြီးတော့ကိုင်းသွားအဲ့မှာမင်းတို့ဝင်သားတော့လားအချုပ်ထဲမှာဒီမြတ်မှုနဲ့ဖန်ထဲတာအချုပ်သားတယောက်ဖြစ်နေဝင်သွားတာဒီကောင်ကနောက်ဆုံးမကြဘုကောင်းကပြန်ပြီးတော့သိချာဒီနေ့ဆက်သူတို့ထဲမှာတွေ့တော့ရင်းနှီးပြောကြတာပေါ့ဗျာဒီခံချင်းပြောတဲ့ခါကျတော့မှပြန်ပြီးဘုကောင်းထွက်လာတယ်မဟုတ်ဘူးသူတို့မခိုးတာအမှန်ပဲဆိုကဲဒါဖြစ်ဒီကောင်တွေထုတ်တော့အာမခံနဲ့ထားတနေရာမှာယုံကြည်တဲ့လူတယောက်မှအပ်ပြီးထားပြီးတော့မှဒီအမှုတော့ပေါ်အောင်လုပ်မယ်ဆိုပြီးတော့အနီးအနားဒီလူရဲ့အနီးအနားမှာရှိတဲ့
ငွေကြောက်တဲ့တတိယအနည်းနာမှာရှိတဲ့ကျေးရွာရက်ွက်တနေရာမှာအကုန်လုံးအကြီးကောင်းတွေခေါ်လိုက်ဟိုထောက်လိုက်တွေထားပြီးတော့မှရခင်ကနဲ့မတူဘဲနဲ့ရုပ်တရက်ချမ်းသာပြီးစားလားတောက်လားသုံးလားဖြုံးလားဖြစ်နေတဲ့အိတ်တွေရှိလို့ရှိရင်အဲ့ဒီအိတ်ကိုဒီမှာအမြန်သတင်းပို့တို့လည်းကအဲ့မှာဟိုကောင်တော်ကအလှူတွေပါတွေပေးနေတာအမှန်လေးသွားပြီးစားကြတောက်ကြချက်ကြပြုတ်ကြအဲ့လိုဖြစ်တော့ဒီကောင်တော့အဲ့လိုပဲချမ်းသာရုပ်တရက်ချမ်းသာလာတယ်ချမ်းသာလာဆိုအဲ့တော့ကောင်းပြီအဲ့ဒီမှာမဟာပညာကျော်ကသူလက်စွပ်တစ်ခုရှိတယ်အာသဗျာ1000တန်းတဲ့လက်စွပ်အဲ့ဒီဗရမ ्या လက်စွပ်အဲ့ဗရမ ्या လက်စွပ်ကိုသူ့စီကိုသွားပြဒီလက်စွပ်လေးရောင်းပေးသမှာသူ့ကိုဝယ်ခိုင်းတာမဟုတ်ရောင်းပေးသမှာ900နဲ့ရောင်းပေးသမှာတော့ဟိုကောင်ကကြောက်နားမလဲအဲ့ဟိုကောင်ကလူတဲ့ကောင်ကနားမလဲတော့နားလဲတဲ့ကောင်ပြရတယ်ကြာ1000တန်းဟာ1000တန်းနဲ့ဆိုရင်တော့ဒါ900နဲ့ဆိုငါအချောင်ရတာဆိုတော့ဂျားတဲ့လေသူကယူလိုက်ဟိုလူရောင်းပေးတဲ့သဘောနဲ့ဆိုယူလိုက်တယ်ယူတော့မှသူခိုးထားတဲ့ငွေနဲ့ခြေလိုက်တော့ခြေတော့ကပိုက်ဆံဒင်းကားရှိသေးတဲ့ခင်မငွေစားအတုံးလိုက်ကိုဖြတ်သုံးရတဲ့ဖြစ်ဆိုတော့အဲ့ဒီငွေစားကိုယူတော့ဘယ်တော့ကငွေကြောက်တဲ့ဆေးကိုပြန်ဒီငွေစားမင်းငွေစားလာတော့ဟုတ်တယ်ဒါမှမဟုတ်အဲ့ဒါလာစမ်းဘိုးကောင်ခေါ်ပြီးစစ်တော့အကုန်ပေါ်ဒီတယောက်ကအမှုပေါ်တာစုံတော့မှုတော့ပဲမဆိုးပါဘူးကျုပ်ကကြိုက်တာစီရင်ချက်ကိုကြိုက်တယ်ဒီဥစ္စာမှာတထေးဟာခိုးသူနှစ်ယောက်ပါပဲလို့ငားကြတဲ့လူနှစ်ယောက်ကိုရှားပြီးတော့ရိုက်တဲ့ဟာမှာအပြစ်မဲ့ပါလေတမင်ရိုက်တဲ့အတွက်ကြောင့်အပြစ်မဲ့သောသူရိုက်တဲ့အတွက်ကြောင့်သူတို့အတပြားထောင်စီရောသေးနစ်နာကြည့်ပြီးနောက်ခိုးတဲ့သူကလည်းခိုးတဲ့အတွက်ကြောင့်မလို့မင်းပြင်းမင်းနာခံစေတယ်ထိုက်တဲ့တော့အတန်ကိုခံပေါ့ငါးနှစ်ဆိုငါးနှစ်သူ့ဥပဒေတိုင်းခံစေတယ်နောက်ပြီးတော့မှအဲ့ဒီမှာရှိတဲ့ရရကောင်းအကြီးအကဲတို့ကြီးဤသူဒီဘယ်တော့ကြောင့်ချမ်းလာလဲဘယ်လိုလုပ်ရောက်ကြပိုက်ဆံရှိလာလဲဆိုတော့ကို့မျက်ပြောင်နဲ့ဖြစ်နေတယ်ဘယ်ကရလာလဲဆိုတော့မစူးစမ်းတဲ့အတွက်ကြောင့်သူတို့အားလည်းရှုပ်ချတယ်အဲ့ဒီတည်းမှာအလူမှာသွားစားတဲ့ကောင်များတော့အဲ့ကုန်ကြတဲ့ဈေးအလူငွေကိုအကုန်လုံးပြန်ရော်သေးတယ်ချာစဉ်းစားကြည့်တာကျုပ်တို့ခင်ဗျခုခေတ်ဆိုလို့ရှိရင်အဲ့လိုသာရောရမှာဆိုကျုပ်ဘယ်လောက်ရောနေရမှာမသွားစားမိတာပြန်တင်လိုက်တာကဲကျွန်တော်ပြောနေတာကဲသူတို့ခေတ်တုန်းကလုပ်ခဲ့တော့ကျုပ်တို့ခေတ်မှာမကြည့်ရောက်တာဘာပြီးတော့မသိလဲဘာလို့ချမ်းသာလာလဲဘယ်သူများစစ်ဘူးလဲစစ်ကြည့်သမ်းပါလားဒီလိုဖြစ်ပေါ်ကြတော့ကြထောင်မဆတ်မဲနေတော့လဲဝက်ကြစစ်လိုက်ရင်တော့တော်တော်ကောင်းပါလေကျုံကြီးတူးတဲ့ခါမှာသူတို့လည်းမြန်ပြီးသွားအဲ့တော့ပြောချင်တာအဲ့ဒါကိုစဉ်းစားကြည့်စာရိတ္တတတ္တိထူတော်မှုသိရေးကြည့်ခေါင်းကပြောတဲ့အဲ့ဒီလိုတတ္တိဆိုတဲ့ဥစ္စာနော်ရိုးသားမှတတ္တိကောင်းတယ်တတ္တိကောင်းမှလည်းရိုးသားလို့ရတယ်အပြန်အလှန်တော့ကိုယ်ကိုယ်တိုင်ကဝိညာဉ်တတ်နေကောင်းဒိဋ္ဌိတတ်နေကောင်းတတ္တိကိုကောင်းတယ်ပြောဝင်တယ်ကျုပ်ဒီပေါ်မှာကိုရပဲမဟုတ်တဲ့အခွင့်အရေးမယူနဲ့ချတာပဲကျုပ်ဟောဆိုကျုပ်ယူမှမလို့အောင်သိတဲ့ပဲအ ਨੇ ဆုံးဒီပုံကြီးဖြစ်အ ਨੇ ဆုံးအနည်းဆုံးကောင်းပြောတာဘုံမှုတယောက်ဖြစ်နေရင်အဲ့ဒီကောင်တခုကြောင့်ယာရုကြတာမရှိတော့တော်တော်မြင့်မြင့်ကြီးတွေကိုရှိကျုပ်ဘာမှမယူဘူးအတ်တို့တစ်ချောင်းမတောင်းဘူးပြီးတော့ရှင်းအောင်ကျုပ်ကဆိုစာတင်နဲ့စာပင်းစာရေးစာကောင်းလိုက်တဲ့တင်မိန်လိုက်တဲ့တင်ပြောတန်းတန်းလေးစားတယ်အဲ့ဒါကြောင့်လည်းကျုပ်ဒီလိုပြောဝင်တယ်ကောင်းပါစာရိတ္တတော်မျိုးကြီးတဲ့ပတ်သက်နောက်တစ်ခုကကလေးစိတ်ထဲမှာမပြောက်စေခြင်းနဲ့ကလေးစိတ်ကိုပြောမှာနော်အဲ့ဒါပါလေစီကန်းနဲ့တောင်းစီကန်းခင်ဗျာကလေးဟာသူတို့တကယ်စီကန်းကောင်းတယ်နော်ခင်ဗျားတို့ဆွဲတဲ့စီကန်းကိုပြောတော့သူတို့ဆွဲတဲ့စီကန်းကိုတကယ်လိုက်တာအော်စရာကောင်းတယ်ခင်ဗျာခလေးတွေဂျင်ပေါက်တယ်စပါလို့စီးဝိုင်းဝိုင်းရတာစီးဝိုင်းနဲ့ဝင်ရင်ပဲလို့စီးဝိုင်းအပြင်ပဲထွက်လို့ခလေးတွေရေးထားတဲ့ဥတွေဒီကူကြီးရှိတယ်ထုတ်စီးတို့တယ်ပထမဆုံးကခုံးနဲ့ဖြစ်ရင်းနဲ့ဖြစ်ထုတ်စီးစီးလိုက်ရတယ်စီးပြီးလို့ရှိရင်အဲ့ဒီစီးမှာဒီစီးကိုမထိရခေါင်းစီးပေါ်ဘယ်လိုမဖြတ်ဘယ်လိုဖြတ်အဲ့ဖြတ်လို့ရှိရင်ထမီးဘူးလောင်းနေတဲ့ဘယ်လိုပြောမှလည်းမသိဘယ်မင်းကလေးကစပြောခဲ့တဲ့စကားလုံးမှမသိဘူးထမီးဘူးလောင်းနေဆိုတာဒါမှမဟုတ်ခုရက်တိဒီဥတွေကဒီဖြစ်စေအဲ့တိုင်းလိုက်တာတဲ့သူတို့ရေးတဲ့စီကံကိုသူတို့လိုက်နာတယ်ခဏနဲတဲ့တက်တီလားဘယ်လောက်ချစ်ဖို့ကောင်းတဲ့ကလေးဟုတ်လားဥပမာဆိုတော့ဒီရင်ပေါက်တယ်စီးပြင်ထွက်ရင်ပဲခါနောက်တစ်ခါရင်ကိုပေါက်လိုက်တယ်ပေါက်လိုက်ပြီးတော့မှဖြတ်ဆိုမလိုက်လို့လက်ဖွားပေါ်မှာပြန်လဲအောင်လုပ်နေတယ်အဲ့ဒါဆွတ်စပတ်ဆိုတာဆွတ်စပတ်ဆိုတာသူတို့ခေါ်တာဥပမာဆိုတော့ရင်ကိုပေါက်လိုက်ပြီးတော့လက်ဖွားတဲ့ဘက်နဲ့ပြန်လဲစေနိုင်သောသူကိုဆွတ်စပတ်ကိုခေါ်တွေ့စေရမယ်ထိုးခြင်းသည်အပေါက်ခံခြင်းမရှိစေရရေးမထားပါရေးမထားပဲအတီးဖြစ်နေ
ဒီဥရိယဖြတ်လို့မရဘူးဘာလို့ရေးမထားတော့ဖြတ်လို့ကိုမရဟုတ်လားရေးမထားတော့ဖြတ်လို့မရရေးထားတဲ့ဥရိယကြတယ်ယခုဤအမိတ်ကြီးယခင်အမိတ်အားလုံးကပဲဖြစ်ပြီးဖြစ်စေရမယ်ဆိုပြီးတော့သွားပြီးဖြစ်ရမယ်ကုံတော့အဲ့တော့မရေးတဲ့ဥရိယပိုးခံဘာလို့ဖြတ်လို့မရဘူးခလေးတွေရဲ့ဥရိယဘယ်သူမှရေးမထားဘူးရေးမထားမှအဲ့ဒီကလေးတွေကသူတို့ထားခဲ့တဲ့သိကံကိုဒီကနေ့ထိလိုက်တာကဲမလိုက်နိုင်ရင်ကစားလို့မရဘူးဟုတ်လားအကုန်လုံးအပေါင်းအသင်းနဲ့သွားတဲ့အခါမှာသိကံလိုက်နိုင်ပြီးကစားမှရတာဟုတ်လားတယောက်တည်းလည်းကစားနေတယ်တူတူလည်းပုံညင်တယ်ဆိုလို့မရဘူးတူဆိုရှားမဲ့လူမရှိတဲ့နောက်မထွက်နဲ့တော့ဟုတ်လားအများနဲ့အဲ့လိုသွားတဲ့ကိစ္စခလေးကြီးကောင်းပြီသူတို့တာဝန်ထမ်းတာကြတော့ဒီသားမိန်းကလေးရောက်ထုတ်ပြီးတို့တယ်ကြည့်စမ်းသားမှာဘယ်ကိုတင့်နေအောင်ဆွဲတော့ဟောလို့နေတာမြေလုံးကအဲ့ဒီလိုနေတော့မှခင်ဗျာယောက်ကတိုးဝင်ကြည့်လိုက်ပြေးဖမ်းလိုက်တဲ့ဥစ္စာတိုးလိုက်တဲ့သူကခင်ဗျာအဲ့ဒီမှာထမိန်လေးပါးလေးလန်ဒူးကွဲနဖူးပြဖြစ်ချင်တာဖြစ်ပါစေအဲ့ဒီမှာသေပါစေပဲတကယ်တောင်မှထမ်းဆောင်နေယောက်ျားလေးတော့ဘိုးဆောင်တယ်မှာကြည့်ဆိုင်တကယ်ကိုအသေးကြီးဖမ်းတာကလေးတွေဘောလုံးမော်တယ်ကြည့်ဆိုင်တကယ်ကိုဒုပြခဏကျွန်တော်လည်းငယ်တော့ရောင်စစ်ပြပါဒီလိုပါပဲတောင်းအသေးချထားခဲ့တာအဲ့ဒီမှာခင်ဗျာအဲ့ကောင်ဂိုးဖမ်းတဲ့ကောင်ကညံ့လို့မို့လို့ဟာမင်းတော့မကြောက်ကမင်းကဘယ်လိုဖမ်းမဆိုဘာညာဆိုဆွဲရချင်းဟုတ်ကောင်းပဲနဲ့ကွာဟာကွာမင်းတို့အဲ့လိုဖြစ်လို့ကဲထားကွာဟုတ်ပါကွာတာအဲ့ဒါပါလေကိုချိုးရလို့ရှိရင်အဝေးပန်းခံတဲ့သဘောဒီလားခလေးတွေဟာနော်ကိုမားလို့ရှိရင်အဝေးပန်းခံတယ်နော်ကိုစားထားတဲ့စီကံကိုလိုက်နာတယ်နော်ကိုဆွဲထားတဲ့စီကံကိုအသေးချလိုက်နာတယ်နော်ကိုစီးမြင့်ကိုကိုဆွဲတဲ့ကိုအသေးချလိုက်နာတယ်ပြီးလို့ရှိရင်တခါကိုတာဝန်ကိုအပြည့်ထမ်းတယ်ကိုတာဝန်ဘက်ကချုပ်ရလို့ရှိရင်ဘေးလူရဲ့အချင်းချင်းရဲ့ဝေဖန်မှုကိုအပြည့်ဝခံတယ်အဲ့ဒီစိတ်ဓာတ်မျိုးကဒီကနေ့လူငယ်စိတ်ဓာတ်မှာကြီးစီတီရှင်သန်နေဖို့လို့စိတ်အရေးကြီးတယ်ဒါကြောင့်အဲ့ဒီခေါင်းကပြောရှင်သန်အတော့ကလေးစိတ်သဘောထားသေးတာမျိုးတော့မကောင်းဘူးခလေးပေါက်စားမှာတော့မုံမရလို့ရှိရင်မခေါ်ဘူးဆိုတာအဲ့ဒါမျိုးကဖြောက်ပြခဲ့ရတကယ်ကောင်းတဲ့ဒီအကျင့်တွေကိုရှင်းသန်းစီရမယ်အဲ့တော့ဒီနေ့ကြတဲ့ခါကျလူငယ်တွေကနေပြီးအဲ့တာဝန်မကြီးတဲ့ဥစ္စာအခုဥစ္စာတာဝန်မကြီးတဲ့ဥစ္စာဘယ်လိုပြောအမှန်ကိုမသိဘူးကျွန်တော်တစ်ခါလေးကျစိတ်ကသိညစ်တဲ့ဥစ္စာပဲဆိုကဲပိုးစမင်းတယောက်ဟာဘာလို့ကိုလို့သူ့လုံငန်းဘာလို့သူ့တာဝန်ဘာလို့စာပုတ်ပေးဖို့အဲ့ဒီဥစ္စာတစ်စိကောင်းခွာရောက်ပြီးစာလွတ်ပြီးတော့ဘယ်ကောင်းတော့ဒီတိုင်းပြီခင်ဗျာဟိုလူမှသိမလားရှင်လားမသိဘူးကဲဒီစာကြည်စားသူ့တာဝန်တယောက်မဲ့လိုက်တာတာဝန်မဲ့တဲ့သိကြောက်ဖို့ကောင်းကျွန်တော်ရန်ကုန်မှာတိုးအေးသင်္ဘောကြီးပေါက်တဲ့ဥစ္စာကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့တွေ့ခဲ့တာဆိုကျွန်တော်စိတ်ရင်းနှင်းလို့ကျွန်တော်ပြောတာအဲ့ဒီတိုးအေးသင်္ဘောကြီးကမောင်းလာတော့ဒလနဲ့ကူးတဲ့သင်္ဘောဟိုကနာကာရူမာဆိုတာပါပဲသင်္ဘောကြီးဂျပန်သင်္ဘောကြီးကပင်လယ်ဦးသင်္ဘောကြီးမောင်းလာအဲ့ဒါကိုရှေ့ရဖြတ်ကူဒီကောင်ကမာလေးလောက်တော့မူးနာနည်းနည်းမူးနာအတင်းဖြတ်ပြီးအတင်းသူ့ရှေ့ဖြတ်ကူလို့တဲ့ခါကျရေချောင်းပြတဲ့ကောင်အထဲတွေအတန်ရှုပ်တဲ့အော်တယ်တိုးအေးပြန်လဲပါတိုးအေးနဲ့အဲ့လိုကိုအော်သေးတာပြီးတော့ဒီသင်္ဘောစာ desktop motor car လို့ပြီးဖမ်းလို့ပြိဖမ်းလို့ရတာအဲ့ဒီဥစ္စာလူကူလဲဆိုပိတ်တိုက်တော့လဲတဲ့ကလူ150နေရာတော့ကျွန်တော်ကတော့300လောက်ပြေးတာဒလမျိုးမှာအဲ့ဒီရန်ကုန်ပြည်အဲ့ဒီနေတော့9ရက်လောက်ပုတ်စော်နန်းပုတ်စော်ကိုနန်းနေတာကျွန်တော်ကိုပြောကျွန်တော်ငဒံမသားအောင်အဲ့ချိန်မှာလူတွေဟာအဲ့လောက်ပြောင်းမှလူတွေလောင်းနေတာကျွန်တော်အဲ့မှာသင်းဆိုတဲ့ကလေးမလေးရောနောက်ဆုံးနှစ်ကအဲ့ဒါနဲ့ကျွန်တော်သွားကူကြတယ်မိုးတွေကလည်းရွာတယ်ကျွန်တော်မှတ်မိတယ်အဲ့ဒလမျိုးမှာဒီအတူဟာဟိုနာတော့ဒီနာတော့စင်လေးတွေနဲ့ပြင်းထားတဲ့ဥစ္စာဒီနာကြီးနဲ့ချဘယ်နာရီကဘယ်15မိနစ်10မိနစ်ပဲခွာပြီးတော့ဒီအတူကချအဲ့တော့ကျွန်တော်တပည့်လေးပိုင်းနဲ့ကျွန်တော်သွားပေါ့ဗျာအဲ့ဒီမှာကလေးတွေကလည်းဝင်ပြီးထမ်းကျွန်တော်လည်းဖြီးလေးဆောင်းပြီးတော့လိုက်ရအဲ့ဒါကြည့်ရတော့စီးစိမ့်မှာတွက်လိုက်တော့ဘာသာတချို့ကလည်းဒီအဲ့ကလေးမလေးဆိုအားကိုးရမယ်သမီးလေးအကြီးဆုံးသူက final ရေးရောက်တယ်မိဘများအားကိုးကြမှာပေါ့ဒါမဲ့ပြီးသွားတယ်အားကိုးကတော့အဲ့ဒီလိုပဲတချို့ကြတော့အိမ်လုံးကအားကိုးနေမိဘပါပါတယ်ဟိုမှာဒုက္ခကြမ်းကမိဘမဲ့ဖြစ်ကြကြည်စမ်းတာဝန်မဲ့တဲ့လူတယောက်ကြောင့်ခင်ဗျာဘယ်လောက်ဒုက္ခပါဒါကြောင့်မလို့တာဝန်မဲ့တဲ့ဂျင်မောင်းသမားတယောက်ရဲ့နောက်ကလဲရတဲ့ဥစ္စာအန်ဒီနော်တာဝန်မဲ့တဲ့သားသမီးတို့ရဲ့မိဘဖြစ်ရတာလေဒုက္ခတာဝန်မဲ့သောမိဘရဲ့သားသမီးကြတော့ပိုးကြည့်သောဒုက္ခတာဝန်မဲ့သောရက်ကွက်သားတို့ရဲ့ရောက်ဝတ္တဖြစ်ရခြင်းလေဒုက္ခ
ဟုတ်လားတာဝန်မဲ့သောရောက်ဝတ္တတို့ရဲ့ဟုတ်လားရက်ွက်သူရက်ွက်သားဖြစ်ရတာလဲဒုက္ခတာဝန်မဲ့သောတိုင်းသူပြည်သားတို့ရဲ့အစိုးရဖြစ်ရခြင်းတွေလည်းဆင်းရဲခြင်းတာဝန်မဲ့သောအစိုးရရဲ့တိုင်းသူပြည်သားတွေဖြစ်ရခြင်းလည်းဆင်းရဲခြင်းပဲကျွန်တော်သိချင်ဒီမသိချင်ဒီခုလုံးမျှပြောတာဟုတ်လားခုနကပြောတဲ့စီကံမလိုက်နာတဲ့လူတွေနဲ့နေရတဲ့ဥစ္စာလည်းဒုက္ခနော်စီကံမလိုက်နာတဲ့လူတွေရဲ့လိုက်နာတဲ့လူတွေရဲ့ရက်ွက်သူရက်ွက်သားတို့ရဲ့ရောက်ဝတ္တဖြစ်ရတဲ့ဒုက္ခစီကံမလိုက်နာတဲ့ရောက်ဝတ္တရဲ့ရက်ွက်သူရက်ွက်သားဖြစ်ရတဲ့ဒုက္ခအကုန်လုံးပါဗျာဒီလိုပဲလျှောက်တွေးကြည့်ပေါ့နေရာတကာပါပဲကျွန်တော်ပြောတာအဲ့တော့ဒါကြောင့်ကျွန်တော်ကလူငယ်တွေကိုခလေးသိမပြောက်ဖက်နဲ့တချို့နေမှာခလေးဘဝနဲ့ထားသိတယ်လို့ကျွန်တော်ပြောတာကောင်းပြီနောက်တစ်ခုပြောမှာတော့ကကျွန်တော်ကမုံရကောလိပ်မှာကျွန်တော်ဒီလိုပေါ့အမေးပြေသူတွေလေးလောက်ရတယ်လောက်တော့ခလေးတယောက်ကမေးတယ်ဥစ္စာပါဆရာရှင်တဲ့ကျမတို့ဘွဲရပညာတတ်တယ်ဟာတဲ့ဘွဲရပညာတတ်ပါဖြစ်ပါလေနဲ့လူရမဝင်ဖြစ်နေရတယ်ဘာကြောင့်ပါလဲကျွန်တော်ဖြေခဲ့တာပြန်ပြောကြည့်တယ်ကျွန်တော်ဖြေလေးလေးကျွန်တော်ဂျင်းနဲ့လို့ပြန်ပြောတာပါလေနော်မင်းလို့လူရဝင်ခြင်းလားတဲ့လူရဝင်ခြင်းလို့ရှိရင်အသုံးမကျတဲ့ကောင်မဖြစ်စေနဲ့အသုံးမကျတဲ့ကောင်ဘယ်တော့မှလူရမဝင်ဘူးဘာလဲပညာတတ်ချင်တယ်မဲ့ဘွဲရရင်ရအသုံးမကျတဲ့အကောင်ဖြစ်နေမှလူရမဝင်ဘူးဘာလဲဆိုတော့ပတ်ဝန်းကျင်အတွက်မင်းဟာအများအားအသုံးဝင်နေအောင်နေပါတချို့ပညာမတတ်ဘူးဒါမှမဟုတ်ရက်ွက်ထဲမှာလောက်ကြကြဟိုဘက်ကခင်ဗျာထမင်းတို့လဲအော်တယ်ကြာနေဗုဒ္ဓဘာသာတော်သူတော်စံပေါင်းတို့ခင်ဗျာကျွန်တော်များလေးစုတပ်ပုံရွှေတုံးစေတီရောပြည်မြတ်ကြီးကရွှေပြားရွှေသင်္ကန်းများခါလျံအတွက်ဘာညာနဲ့လဲသူလည်းတနည်းနဲ့သူ့ကိုယ်သူအသုံးဝင်အောင်လုပ်တယ်ဟုတ်လားသူ့ကိုယ်သူအသုံးဝင်အောင်လုပ်တယ်အိမ်မှာကိုယ့်ကိုယ်ကိုအသုံးဝင်အောင်လုပ်ကြည့်မင်းကိုမပြန်ပြီးစဉ်းစားအိမ်မှာငါဘာအသုံးဝင်လဲစားတယ်အိတ်တယ်ကျွန်တော်အဲ့ဒါလည်းလို့တော့မင်းအိမ်မှာအသုံးဝင်တဲ့ကောင်အသုံးဝင်တဲ့ကောင်ဆိုမင်းကိုအသုံးမကျတဲ့ကောင်ပြောမှာပဲအိမ်ကလည်းဘာအသုံးမှမကျဘူးပြောမှာအိမ်မှာအသုံးဝင်တဲ့ကလေးကိုအိမ်ကတံမိုးထက်တာသူ့ကိုလူရသွင်းပေးတာလူရဝင်အောင်လုပ်ပေးတာအဲ့မှာသွားမမေလွတ်လိုက်တယ်လို့ပြောအဲ့ဒါပြလဲဘယ်ဟာပြောခဲ့နော်ဒီသုံးအောင်လုပ်တာအဲ့တော့ခုနကပြောတယ်ရက်ွက်ထဲမှာကြည့်စမ်းပါလူရဝင်တဲ့ဆိုတော့ကိုယ့်ကိုယ်အသုံးဝင်အောင်လုပ်ထားတဲ့သူတွေပြောတာလောကကြီးမှာအသုံးဝင်တဲ့ပစ္စည်းဆိုရင်လူရလွှင့်ပြတာအသုံးဝင်တဲ့ပစ္စည်းလို့ရှိရင်ပင်အခရိယာစထိုးတာလူရမရဟဲ့အသုံးဝင်လို့အသုံးဝင်တဲ့ပစ္စည်းကြရေယိုစုပ်ကြည့်မယ်လို့သွားတော့တိုင်းတွတ်လိုက်တာအသုံးမှမဝင်တော့ပဲအဲ့တော့အသုံးဝင်လို့ရှိရင်ဘယ်ပစ္စည်းကိုမှလူရအမိုက်ရှုပ်ကပြီးမထားဘူးလို့မင်းဟာရက်ွက်ထဲမှာအသုံးဝင်တဲ့ကောင်ဖြစ်နေလို့ရှိရင်မင်းအမိုက်ပဲလို့ဘယ်တော့မှမလူရမဝင်နိုင်မင်းကိုမင်းအသုံးကြအောင်လူရအောင်လုပ်ကြည့်တယ်မှာအသုံးကြအောင်အသုံးအောင်လုပ်ကြမှာလို့ဆိုလိုတဲ့ကပတ်ဝန်းကျင်အတွက်မင်းအသုံးကြတဲ့လူကြောက်ဖြစ်လို့ရှိရင်မင်းလူရဝင်လာတယ်မင်းကိုပြစ်ထားလို့ကိုမရဘူးအားလုံးပြန်တွေ့ကြည့်ပေါ့အကုန်လုံးချုံလိုက်တာ service ပေါ့ service to the society ပေါ့လောကပတ်ဝန်းကျင်ကိုအကျိုးပြုရင်ဟောဒီနေ့ညဒီရန်ပုံကိုရအောင်လုပ်ပေးတဲ့ကောင်လေးတွေဟာအသုံးဝင်တယ်ဆိုတာအဲ့ဒီလိုကောင်လေးတွေပြောတာကိုသားကိုမရရှာကြည့်တာတော့ကြပါဒါတော့မကြွေးမဖြစ်တော့အဲ့ဒါအသုံးဝင်အဲ့ဒီအသုံးဝင်လေးတွေလောကမှာလူရဝင်လေးတွေလောကမှာလူရတန်ဖိုးထားလေးတွေတို့ဒီတဲ့မြင့်မြတ်တဲ့လူတွေကြတော့သူတို့ကိုသူတို့အသုံးဝင်အောင်လုပ်သွားရတာစဉ်းစားကြတာဘိုးကျောင်းအောင်ဆန်းကြည့်မလားသူတို့ကိုသူတို့အသုံးဝင်သွားရတာမိတွေပဲဖြစ်နေအဲ့ဒီစင်းတို့တို့ကြည့်မလားဘယ်တော့အသုံးဝင်သွားလဲဒီနေ့အထိအမှတ်ရနေအောင်လွန်နေရတယ်ကြည်ညိုနေရတယ်အားကိုးနေဒီနောက်ဆက်ပြောလိုက်တဲ့ခါကျမြောက်စွာဘုရားကျဘယ်နဲ့လို့ပြောသူ့ကိုယ်သူအသုံးဝင်အောင်လုပ်သွားလိုက်တဲ့ကိစ္စလောကကြီးမှာတို့မှမမြင်လဲရဘူးနဲ့ထိုင်ပြီးရှိခိုးနေရတယ်ပန်းတင်နေရတယ်ဆွန်းတင်နေရတယ်ကဲအသုံးဝင်လိုက်တယ်လေကြည့်ဦးသူဟောခဲ့တဲ့ဘုရားရဲ့ဒေသနာတော်ဆိုတာပိဋကသုံးပုံသံဃာနာတင်ထားတယ်ဆိုတာလောကကြီးကိုဒီနေ့ထိတောင်းလျှောက်လို့ကဲကျွန်တော်တွေ့ကြည့်နော်ဘုရားတောင်းလျှောက်တာနဲ့အစိုးရတောင်းလျှောက်တာဘယ်လိုကြောက်တာများတယ်ထင်လို့တကယ်ပြောတာဘုရားတောင်းလျှောက်တာပိုများတာအစိုးရတောင်းလျှောက်တယ်ဆိုတာသူ့နေရာလေးတွေရဲ့ဥပဒေကိုယူသေးတယ်ဆိုတဲ့ဥစ္စာကျွတ်တာဒီမသိလားဟုတ်လားဒီမိတွေဖြတ်မကူပါနဲ့လစ်တယ်ဆိုဆက်ချင်ဟုတ်လားဆွဲထားတယ်ဟုတ်လားမှတ်တိုင်းမှာရမဆင်းမှာမိပွဲမှာမဆင်းမှာနဲ့လှမ်းကြတယ်မော်တော်ဘီကရှိရှိဆက်ဒီလိုလုပ်တာဟောတော့သူကမမေ့ပြီးတာ
ဟုတ်လားဘုရားဟောတဲ့ဥပဒေကခင်ဗျရှောင်းပြီးတော့ဘုရားမသိအောင်လုပ်လို့ရတာမဟုတ်ဘူးဒါကြောင့်မလို့လောကကြီးမှာခင်ဗျဘုရားဟောတဲ့ဥပဒေဆောက်ချက်တကယ်ခြေခြေမိမိပြောရင်သိစိတ်ဝင်စားဖို့ကောင်းတယ်ဒါကြောင့်မလို့ဘုရားဟောရတယ်ဆိုရွာဦးဘုန်းကြီးအောင်ဩဇာသိကြည့်လာပြီဆိုလို့ရှိရင်တကြီးအလုံးနဲသွားတယ်ဟောတာဟုတ်တယ်ရွာဘုန်းကြီးဩဇာရှိတဲ့ကဟိုကောင်လေးဘာကြောင့်တပည့်တွေလည်းသိညာသူကရှေးခေတ်မော်နာစတီပေါ့ကျွန်တော်ဘုန်းကြီးပြည်လေစနစ်ကအဲ့လိုသွားတာဟိုကောင်လာသားဆိုအဲ့ဒီကောင်လေးငယ်ကောင်လေးကနိုင်နေအရက်တယ်ပြီးတောင်းနေစေးတယ်ပြီးတောင်းနေဆိုအဲ့ဒီကောင်မပြောတော့ဟိုကောင်သူ့အဖေကဒီဘုန်းကြီးကြောင်းမှာသူ့ဒီပဲအဲ့ဒီကောင်ခေါ်ရစံပါဆိုကောင်ခေါ်ရတော့ဒါရှင်ပြဒါပါပြဒီတော့မင်းသူရာမေးရမယ်မှတ်မိတယ်မှတ်ပါနည်းနည်းရိပ်ပြီးဘုရားတုံးနေပြီနင်းကောင်မင်းကောင်ဒီလောက်တော့ထိုင်နေတော့ဟမ်အသုံးရတယ်ပါတော့သွားပြဟာအကြောင်းတဲ့သာသမီဒီလိုဖြစ်တယ်ကြားကုန်ရှက်ထွီးသွားဟိုကောင်ကဟဲ့လာလားဟမ်ဘုန်းကြီးငါငယ်တော့တခါမှမင်းကြောင့်မလို့လာသားဆိုပြင်းဆိုချအဲ့ဒီလိုနဲ့ထိမ့်လိုက်တာထိမ့်နေတဲ့ခါကျတကြီးကသေအိုးလဲဖမ်းနေကြမလို့တော့ဒါကြောင့်မလို့ဘုန်းကြီးစောင့်ရှောက်တာတကြီးစောင့်ရှောက်တာလည်းပိုးပြီးတော့အခုဘုရားစောင့်ရှောက်တာကပိုးပြီးတော့ကြီးတာအစိုးရစောင့်ရှောက်တယ်ဆိုတော့ဘုရားကပြီးတာမဟုတ်ဘူးကျွန်တော်ပြောတာကဲလောကကြီးမှာဘလောက်အသုံးဝင်သွားဘလောက်အသုံးကျသွားအဲ့တော့အသုံးဝင်လေးတွေကျွန်တော်ရှိခိုးနေရတယ်ဒါကြောင့်လူငယ်ကြီးဒီလိုလူရဝင်နေတယ်ဆိုလို့ရှိရင်အရေးကြီးဆုံးကမင်းလောကကိုဘလောက်အကျိုးပေးနေလဲဒါသင်လာမှာပညာတတ်အောင်သင်လာမှာအဲ့တော့ကျွန်တော်လည်းပဲပြောရတယ်တော်ရှိသွားပါပြီအဲ့တော့ကျွန်တော်ကုန်ပြန်ချုပ်ချင်တာနော်ကျွန်တော်တို့တိုင်းပြည်မှာအရေးကြီးဆုံးထပ်ပြီးပြောပြရစီပညာမတတ်လို့ပြုဖြစ်ခဲ့တယ်ပြန်စဉ်းစားပါကြက်ကြက်တဲ့သဘောပေါက်ပါပညာမတတ်လို့ရှိရင်ရှေ့ဘာမှလုပ်လို့မရဘူးဆိုတဲ့သဘောပေါက်ပါကိုယ့်ဘဝလည်းတုံ့သွားလိမ့်မယ်ဆိုတာသဘောပေါက်ပါပညာမတတ်လို့ပညာတဲ့ဥစ္စာဆိုတော့ခဏထားသမှာလူငယ်တို့သတိပေးကြပါဒါကြောင့်လူငယ်တွေဟာပညာကိုအမျက်တနိုးကြိုးစားပြီးတော့ကိုမိကိုဖတ်တဲ့နောက်တစ်မြအောင်ဒီဆောက်နိုင်တဲ့ယောက်ျားကောင်းမိန်းမကောင်းပြန်ဖြစ်ပါစေသည်ကိုသားကိုသမီးကိုကိုတဲ့နောက်တစ်မြအောင်မြင့်တင်ပေးနေတဲ့ပကုံးစွာရှိသောမိကောင်းဖခင်များဖြစ်ပါစေသည်ကိုပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သောလောကကအသုံးဝင်သောယောက်ျားကောင်းမိန်းမများဖြစ်ပါစေကုန်သတည်းလို့ပြောရင်ကျွန်တော်ဒီကုန်းချုပ်ပါတယ်